အားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ channel ကနေပြီးတော့ချစ်ရတဲ့ပရိသတ်ကြီးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်။စိတ်ဝင်စားစရာအချစ်စလန်ကောင်းများစွာကိုအမြဲမပြတ်ရွေးချယ်ပြီးတင်ဆက်ပေးနေတဲ့ကျမတို့ရဲ့ channel လေးကနေဒီနေ့မှလည်းချစ်ရတဲ့ပရိသတ်ကြီးနားဆင်ရမယ့်ချစ်စလန်ကောင်းလေးကချစ်တော်ဒေဒီဆိုတဲ့ဇလန်လေးရဲ့အစဆုံးလေးကိုနားဆင်ရမှာပဲဖြစ်ပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။ဇလန်လေးမစတင်ခင်မှာတော့ကျမတို့ရဲ့ channel လေးကို like and subscribe လေးနဲ့တွားပေးဖို့တောင်းဆိုပါရစေ။အသေးသေးတော့ဇလန်နဲ့တင်လိုက်သိရှိဖို့အတွက်ဒေတာအွေတီဗီလေးကိုလည်းတပါးနဲ့တွားပေးပါအောင်နော်ကျေးဇူးများကြီးတင်ပါတယ်ရှင်ကဲဒါဆိုရင်တော့ချစ်တော်ဒေဒီဆိုတဲ့ဇလန်လေးကိုအခုပဲတူတူလိုက်ပါပြီးတော့စေမျောနာဆင်ကြည့်လိုက်ရအောင်လားရှင်ဖေဖေလိုပဲตาလေသူတို့ကိုမောင်းနေဒါပေမဲ့အဲ့လိုရရဆက်ဆက်မုန်းတဲ့အထင်မှာရှာရှာမပါခဲ့တာတားကိုခွင့်လွှတ်ပါဒါပေမဲ့သူကြီးအတွက်ပြန်ဆက်ဖို့ရှာရှာမှာတာဝန်အပြည့်ရှိတယ်အဲ့တာဝန်တွေသူ့ကိုရှုခိုင်းမှာပါအုပ်ဝီလေးကိုကြည့်ရင်မြတ်တဲ့ဆွေဆွေလေးပြောနေမိတယ်မိမိဖာမေဖြစ်ခဲ့ရသူမို့အတိတ်ကိုပြန်နှုတ်ဆက်လျင်ရှာရှာငယ်တီတာသူ့သားကောင်းပဲတဲ့ဒီရှောင်းဝေခဲ့မင်းနော်သူ့အခန်းနဲ့အလုံးလုံးနေရင်ခွင့်ပြုလိုက်တယ်တကားတို့ဖွင့်ရင်ရောက်ချလာသူရှောင်းဝတစ်ချက်ပဲမကြည့်ပါလေကြည့်ပါလားပြောဖို့ငါရှားပြောရမှာခက်လန့်လန့်မှာတဲ့ဒီအော်ထုံးမှလည်းကြောက်ရတယ်ဟိုငါရှာရေခဲမုတ်စားခြင်းမစားနဲ့စကားတော့မစုံသေးဘူးတဲ့ဒီကလှုပ်ပြီးဟိုတခါကလည်းစားမယ်ပြောတာနောက်တစ်ခါမှစားဆိုပြီးခုတော့ဒေဒီပြောတော့နောက်တစ်ခါစားဆိုရှာစားချင်လို့နော်ဒေဒီရှာရှောင်းနေမျက်နှာတဲမှလည်းအကျေဆူဆူတော့ရှားတောင်ရှောင်းလာတယ်ရှာမစားတော့ဘူးသွားတော့မယ်ဒေဒီကတစ်ဆူရှာကနှစ်ကိုပြင်းပြင်းနေမှနှုတ်မဆိုရှာရှာတို့ရှီကမို့တကူတွန်နဲ့ထမင်းငန်နေရမယ်အခန်းထဲကစူပေါ်ပေါ်ထွက်လာရင်မျက်ရည်ကကြာရပြန်နေလူကျင်နာမရရင်ငွေနေချမို့ရှာမျက်ရည်တွေကဒေဒီအတွက်သုံးဝင်မမတင်ဒေဒီကရှာဝဆိုဘယ်တော့မှအလိုမလိုက်ခဲ့တာမို့တခါတလေဒေဒီကရှာအောင်မုန်းနေတာလားလို့တွေးမိတယ်ဟောရှာလေငိုလာပြန်ပြီဘာလို့လဲမောင်မြတ်တဲ့စုလို့လားစုလာတော့ဟုတ်ပါဘူးရှာရည်ကမောစားချင်တာဒေဒီကမစားခိုင်းဘူးရှာဒေဒီကိုမချစ်ဘူးရှာလေဖြားမှဆိုလို့ပါကလေးရဲ့ကလေးကကျမကြီးကလေးချွတ်ချတတ်တော့စိုးရင်လို့ပါကလေးရဲ့ဒေဒီကရှာပြီဟုတ်ရလားဟင်ဟဲ့ကလေးဟိုကကျမဖြစ်အရှိုက်ခံနေရမယ်ကြာကြာဒေါ်ကြီးဟုတ်တယ်ခရီးမဆိုင်ဘူးအရွက်တိုက်ပြီးမဲရွက်ပြီးပြောလိုက်တယ်ရှာရှာအနောက်မှာဘွားကနေပေါ်လာတဲ့ဒေဒီကြောင့်ထောင်ကနေဆက်ကလေးပုတ်သွားရင်ရှင်းတယ်ဒီဒေဒီတမစ်စားတော့မလို့လားဟင်ရှားခုလိုက်မယ်ငါ့ဝတ်တွေသွားလျှော့စမ်းဟုတ်ကဲ့ဒေဒီမိရှာရှာဖြစ်ပြသွားပုံကိုဒေါ်ကြီးကကြည့်ရဲ့ကြိတ်ရှိနေမိတော့တယ်တယောက်ကလည်းကလေးတယောက်ကလည်းရက်ချက်တဲ့လူချင်းလိုက်လေလိုက်ဖက်ပါပြီတယ်ဒေဒီရဲ့အင်ကြီးတွေချင်းတဲ့ထဲရင်အဝတ်လျှော်ခိုင်းတာများချွတ်ချွတ်တတပြောပါတော့လားအခုတော့မွေးနေတာပဲဒေဒီအင်ကြီးလေးတွေကစက်တွေလည်းရှင်းနေတာပဲဒါတော့သူများကိုပြင်မအောင်ဒေဒီမကောင်းတဲ့ကောင်ချင်းစိတ်ထဲမှာသာအပြစ်ပြောရတာအပြစ်မှာဆိုမော်တောင်မကြည့်ရအောင်ကြောက်ရတယ်မပြတ်တဲ့နာကိုဒေဒီကိုပြောကြစရာလားဒေဒီစားပြီနော်ဒေဒီသူမပြောနေတာကိုအာယုံမရတာမို့သူ့ဆောင်ခေါ်လိုက်တော့တယ်ဘာပြနေတာငါနားမလေးသေးဘူးဒေဒီမှရှားခေါ်တာမထူပဲပြီးပြီမလားသွားတော့အောင်မသူ့ဝတ်တလေရှော့ပေးရသေးတယ်လူကိုနှင်လွတ်သေးတယ်လက်သေးနဲ့နောက်ကျောကရွှေလိုက်ရင်ဟုတ်ကဲ့ကဲမမလေးဂီးမဆိုင်ဘူးဆိုဘယ်လိုလဲတော်ကြီးနော်သူများကိုဒေဒီကရှာရဲ့ချွင်းချက်လေသူ့ဒေဒီကိုကြောက်နေပြီးတော့များရှာရှာတော်ကြီးကိုမနာအောင်တမင်ဆိုင်လိုက်တယ်တော်ကြီးကတော့ရင်းနေတော့တယ်ဘယ်လိုကောင်းမလေးပါလဲရှာရှာအောင်မုန်းမရတာလေထိုကဲ့သို့ချစ်စရာကောင်းတာကြောင့်ပဲသူเจ้าကိုအစာဆုံးပြောတာသူ့အကုန်ချပါတယ်သူမကြောင့်သူခိုးရင်ရသည်မှာအမှန်ပါပဲ15နှစ်ရွယ်တောင်ရောက်ခဲ့ပြီလေသူမနဲ့10နှစ်မြောက်သားကွာတယ်သူတရကြီးကိုရောက်စားကခန့်ငယ်ငယ်ပဲရောက်စားတွေကငိုယုံအော်ဟစ်နေတဲ့ကြောက်အောင်တမင်ချောက်ပဲသူ့ကိုရှုတဲ့အောင်တမင်တစ်တီလို့ခေါ်ခိုင်းနေတယ်အချိန်တွေကြာလာတော့သူရသူမပါတန်ရောစင်ဖြစ်နေပြီပဲရှာရှာကသူ့ကိုချစ်လဲချစ်တယ်ထင်တယ်ပါနှက်ခမ်းတည်တလေးနဲ့ဝိုင်းဆက်နေတဲ့မျက်လုံးများနဲ့ဖြူစင်တဲ့ကလေးပါအော်ငါသူ့ရဲ့အကြောင်းတွေအများကြီးတွေးမိနေတာပဲတော်ကြီးပြောလေရှာလေးရှာရှာကိုဒေဒီကမုန်းနေတာလားဟဲ့ပေါက်ခရမုန်းမလားရှာရှာရဲ့မုန်းရဲ့ရှာရှာကိုဒီမှာတော့ထားမှာမဟုတ်ဘူးအဲ့ဆိုပါလို့ရှာရှာကိုမျက်နှာသာမပေးတာလေရှာငယ်ငယ်တွေကခုတည်းရှာကိုအလူလိုက်တာတခါမှမရှိဘူးရှာစိတ်တယ်ရှာကိုထမင်းမကျွေးချင်တော့လို့လားအရွယ်တော်ရင်စိတ်ကူးပေါရရှာပြောနေတတ်တယ်
တော်ကြီးရရေတော့တယ်အမလီမိရှာရှာညီလေးစားတာလောက်တော့မောင်မြတ်မြတ်တင်စီးစိမ်ပြုံးမသွားပါဘူးဟုတ်သားပဲဒေရီကတထေကိုအဆုပါလို့ခေါင်းတွေကွေးထွက်ကုန်မယ်သူကဒီလိုပဲနေတတ်တာကိုရှားလိုက်ရလေရှားလေအချစ်ခတ်ချင်တာပေါ့အခုတော့ကိုဒေရီကလည်းကြောက်ပြရုံချင်းကြနေတာပဲရှားတော့ရီးစားတော့မထားရဘူးဒီလိုပုံစံနဲ့အောင်မအသက်ကလေးငယ်ငယ်နဲ့ထားเสียလားမိရှာရှာနော်ညီဒေရီနဲ့တိုက်လိုက်ရမလားတော်ချင်းတော့ရှားကသဘောပြောတာကိုရှားတငယ်ချင်းတွေတချို့ဆိုထားနေကြပြီကလေးအဲ့ဒါအတက်ကောင်းမဟုတ်ဘူးအားကြစရာလည်းမဟုတ်ဘူးအဲ့ဒါကိုယ်တိုင်ရွှေတဲ့ဒုက္ခတွေဒေါ်ကြီးကလည်းရှားလည်းမထားပါဘူးဒေရီကိုကြောက်တယ်ကိုစကားနဲ့ကိုပြက်ပြက်နေရတာမရဒေါ်ကြီးကအတင်းဆုံးမနေတော့တာဒေရီကိုပြန်ပြောမှလည်းကြောက်ရတယ်ဒေါ်ကြီးရှားကြောက်တယ်နေပြီတော့ပြစင်တော့မယ်အေးရီးစားတွေထားမနေနဲ့နော်ဒေရီကြားပါမယ်ဆိုမှဒေရီဒီမနက်မှမနိုးဘူးအရင်ဆိုစောစောနှွှနေကြကိုဒေါ်ကြီးရေရှားဒေရီကိုသွားခေါ်လိုက်အောင်မယ်နော်အေးညီဒေရီကနေမကောင်းလို့များလားဒေါ်ကြီးကချက်ပြောက်နေရင်ကဆိုလိုက်တယ်ပုံမှန်ဆိုဒေရီကိုကြောက်ပြီးမင်းအခုလိုလေးစိတ်ပူရတာမို့ရှားအိမ်မဟုတ်တက်သွားပြီးအခန်းကကိုဖွင့်လိုက်တော့တယ်ဒေရီအိမ်နေတော့လားခနဲ့ထမှာရှိနေစေပါအနားကိုသွားပြီးလက်ကလေးလောက်ခိုင်းရင်ဒေရီဘာလို့လဲဟိုဒေရီမထသေးလို့လေရှာစိတ်ဘူးလို့နေမကောင်းဘူးလားဟင်ကြောက်နဲ့ပဲနှစ်ဘူးတက်ဆန်းရင်နဲ့အသားလည်းမပူဘူးပူရအောင်ငါဘာဖြစ်နေလို့လဲညာအိတ်တာနားကျသွားလို့တေးဦးလေသွားတော့ချက်ပြုတ်တာပြီးပြီလားဟုတ်ပြီးပြီသူများစိတ်ဘူးလို့မေးတာကိုအော်ထုတ်ပြန်ပြီရှာစိတ်ပြောသူပြီးမျက်ရည်ရဝဲရပြန်တယ်ဒေရီနေမကောင်းရင်ရှာပေးရင်ငါနေမင်းတို့နဲ့သွားလိုက်မယ်ကြောင်းဘေးထဲကသွားချင်နေတာလေလိုက်သွားချင်ရင်မသွားချင်ပါဘူးဒေရီနေမကောင်းပါဆိုလို့အေးငါကဘာဖြစ်နေလို့လဲနေကယောက်ျားတွေနဲ့ရောချင်နေတာတော့လေနောက်လေပို့စရာမလိုဘူးပေါ့ဒေရီကရွေးပြောနေတာမို့မျက်ရည်ကျလာရပြန်ပါလေရှာစိတ်ပူတာဒေရီဘာလို့မမြင်ရတာလဲပြောရင်ဒေရီကရေချုပ်ကနေဝင်သွားတယ်ရှာပနာခါငုံဒေရီရှိမှမငိုရဲပါဒေရီကငိုတာမြင်ရင်ငငယ်လေးကပြစ်ပေးနေကြမို့ဒေရီရှားပြန်နေတကားခေါက်ရခေါ်နေမိတယ်တကားအကြမလားဆွဲခွင့်ပေးခက်တဲ့မျက်နှာနဲ့ပါလေရှားကိုလိုက်ပို့ပေးပါနော်ဒေရီနဲ့ပဲသွားမှတိလားမပို့ဘူးနေပါသားသွားချင်တာနဲ့သွားထွက်သွားငါခန်းထဲကနေပြီးတော့သွားပြောပြီးတကားကိုဟောကနေဆွဲပေးလိုက်တယ်ရှားငိုရင်အခန်းထဲကထွက်လာခဲ့တော့တယ်ဒေရီရဲ့ဟောကြားပြန်ပြီမိရှာရှာတို့သူ့ဒေရီစီသွားပြီဆိုမငူပဲဆင်းလာရတဲ့ရက်ကခက်ရှာရှာဘာဖြစ်တာလဲမောင်မြတ်တဲ့ဆွေးလို့လားရှာကြောင်းသွားတော့မယ်ဟဲ့ဘာမှမစားရသေးဘူးလေကလေးရဲ့မစားတော့ဘူးထမင်းဆိုင်လည်းမရှိတော့ဘူးသွားပြီဟဲ့ရှာအော်ခက်ပါပြီမောင်မြတ်တဲ့ဟုတ်လေဟုတ်ပါတယ်ကလေးကိုဆိုမျက်နှာသားကိုမပေးဘူးအပေါ်တက်သွားပြီမောင်မြတ်တဲ့ဒေါ်ရီကလေးကိုဆုံးပါတာဒေါ်ရီမပြောပါဘူးမင်းမနက်ကနေမကောင်းဖြစ်မှာသူ့မှာစိတ်ပူလိုက်ရတာအခုမင်းစုလို့မနှက်စားလည်းမစားဘူးထမင်းကြိုင်လည်းမရှိဘူးသွားပြီသွားပါစေသူ့မှာသွားမဲ့သူတွေပေါ်နေတာသူ့ဘာသာသွားတာပါကွယ်မင်းမကြိုက်တာသူလုံးမဲ့မင်းထင်နေရလားတခါတလေချောတဲ့နေအခါချောရတယ်သူကကလေးလေသူဘာမှစမပြောပါဒေါ်ကြီးကလည်းတော်တာဆိုသူ့ကိုမပြောရဲပါအခုတော့သူမလို့ပေါ့မနှက်စားမစားသွားရင်မင်းဘယ်လိုနေမလဲခေါင်းကလည်းမားနေလိုက်တာပုံမူလည်းငါပြေးဖို့မင်းနေတာဒီကောင်မလေးတော့ကွာဟယ်လိုတော်ကြီးဘာကိစ္စရှိလို့လဲပုံမှန်ဆိုမိတမဖုတ်ကန်လည်းမရှိပေမဲ့အင်္ဂါဆိုရင်တော့ကိုင်းတယ်တားရီရှာရှာကြောင်းမှာအဆိုင်အောင်တာစေကန်းသွားရတယ်တဲ့ဒေါ်ကြီးကလည်းမသွားတယ်မလားတဲ့နဲ့ဒါပဲသွားခေါ်ပေးနိုင်မလားဒေါ်ကြီးကစိတ်ပူနေတဲ့လေတန်းနဲ့ပြောလာတာမို့သူလည်းထိတ်သွားတယ်ဟုတ်ကဲ့ဒေါ်ကြီးစိတ်မပူနဲ့ကျွန်တော်ခုသွားလိုက်မယ်ဟုတ်ကဲ့ဒီနေ့စီးဝေးရတော့ဒီလောက်ပါပဲကျွန်တော်လည်းရေးချကိစ္စရှိတာမို့ခွင့်ပြုကြပါအောင်ပုံမှန်ဆိုလက်ချင်ရန်လေးစားသူဟာပြနဲ့ထွက်သွားတာမို့အံ့ဩစွာနေပဲကြံခဲ့တော့တယ်တက်တလာစားငယ်ရုံကနေမှထိုင်နေရင်ဒေဒီရဲ့လာကိုစောင့်နေခြင်းမှာဒေဒီကလည်းကြားနေလိုက်တာဟုတ်ကဲ့ဒီချင်းအောက်နေတော့မေဆရာမထားတယ်နော်စေလေတော့အစာလေးပြောစားကြားလားဟုတ်ကဲ့ဆရာမအမကြီးအပြင်မှာဆငယ်ရဲ့အုတ်ထိန်သူရှောင်းနေတယ်ဆရာမမင်းတွေကအော်ပြောလိုက်တာမို့ရှာအားတက်သွားရတယ်တော်သေးတယ်ဒေဒီကလာကြလို့ရှာကောက်ထားလိုက်တော့ဆရာမတွေ့ပေးတယ်ဒေဒီကအပေါဝတွင်သာစောင်းနေတယ်ပြုံးရုံများသာပြုံးထားပြီးမြင်ပြုံးနေတယ်လို့ရှိတာမို့ချောနေလိုက်တာတီချေတို့ဒေဒီကိုငေချက်ကခလုတ်ပင်တက်ရတယ်ဒီကရှားအုပ်ထိန်သူလားဟုတ်ကဲ့ဆရာမကျွန်တော်ရှာငယ်အုပ်ထိန်သူပါကလေးအဆိုင်ဖြစ်ချင်နေတာဂရုစိုက်ပေးလိုက်ပါအောင်ဆ
စေလေတော့အစာပြက်ပြက်ကျွေးလိုက်ပါတဲ့ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဆရာမမလိုပါဘူးရှင်ကိုတပည့်ပဲကိုပြီးကုန်မပြီးနိုင်ဘူးဒီမှာတိမ်မဲ့သူဆိုသူတို့ကိုကြည့်ရင်သေးနေလောက်ပဲတဲ့ဒီမကောင်းတဲ့ကောင်ကြီးပြိုးနေလိုက်တာတဲ့ဒီရှာနားချနေပြီဆရာမခွင့်ပြုပါအောင်ဗျဟုတ်ကဲ့ပါရှင်ဘလို့ဖြစ်လို့အဆိုင်ကဖြစ်ရတာခုနနေများကြွားချမ်းခုနကတော့ပြုံလို့ဖြီးလို့အခုတော့လူကိုတတ်တော့မယ်အလားဒီနေ့ကရှာဖို့ဆိုတာကိုရှာမနဲ့စားလည်းမစားသွားတော့အောက်နာပေါ့ဘာအဆုံငါးကြောင်လို့ပြောချင်တာလားဟုတ်ကဲ့ဟုတ်ဘူးနောက်တစ်ခါတမင်းကိုအချိန်မစားနောက်တစ်ခါအောက်နေဖြစ်ရင်ငါမင်းကိုတတ်မယ်လောက်ပြန်ပြီတတ်မယ်တဲ့ဒါများခုလာမခေါ်ပဲနေလိုက်ပြီးရောအဲ့လောက်သိစေချင်ရင်ရှာပိုင်လေးကိုလက်ကလေးနဲ့ဖြစ်ရင်ကားပြင်မှာကိုကြည့်ရင်ဝဲလာတဲ့မျက်ရည်တွေပုတ်ခတ်ထုတ်လိုက်တယ်တိတ်သွားတဲ့သူမအောင်မသိမသာဆောင်စိတ်ဆိုးလဲဆိုပေါ့ဘသူတို့ပြောနေတာမို့လဲရှာလားဆင်းနိုင်လားရှာပါတယ်ဒါဆိုငါမတွေးတော့ဘူးအနာဘာနာနေတောင်မတွေ့ပဲထဲဝင်သွားတာမို့သူမသားရက်ကြရင်ဖြည်းဖြည်းချင်းရှောက်ခဲ့တော့တယ်ဒါရှာရောအနောက်မှာတော့ကြီးအရှိကိုလှမ်းကြည့်လိုက်မှကုန်းကုန်းကလေးနဲ့ဖိုင်လေးကိုပြင်းရှောင်းလာတဲ့ရှာကိုတွေ့တော့မှသူမပြူလာသွားတွေ့ရင်တက်တာကလေးအောက်နေတော့ချင်းကလေးကခေါင်းမာတာကိုတမင်မစားသွားတာဒဲဒီကြောင့်လေလူလားစုပြီးတော့ကလေးစေးတော့အောင်မတော့ချင်ပါဘူးခါတယ်ထားလိုက်တော့ချင်းပြီးကြပြောင်းပါပဲခေါင်းမာပြန်ပြီမောင်မြတ်တဲ့တိုင်ပြန်ရင်လေအဆုခံရအောင်မေသူမနဲ့ဆိုရင်လေမကြောက်ပြန်ဒီနေ့အောင်ကြမှာတော့ယူချက်ပါလေကလေးလေးလေးမမနေပါကွယ်တော်ကြီးကိုမချက်တာလားမဟုတ်တာချက်တာနဲ့စေးတော့တာဘာမှလည်းမဆိုင်ဘူးတော်ကြီးကရှာကိုအယူလှုပ်နေတယ်ရှာငယ်ဟေးဒေဒီလာပြီတော်ကြီးဖွက်အဲ့ဆေးတွေရှားစုခံတည်တော့မယ်ကပြူဆေးတွေလက်ထက်ဆွဲယူပြီးဖွက်နေရကရှားပြန်ဘာလုပ်နေတာလဲစော့နေတာလားဒေဒီသူသိလိုက်ပါပြီပုံမှန်ဆိုမျက်နှာချိုသွေးလေးမရှိအခုလိုသွေးပြီဆိုမဟုတ်တာတကူကိုသူမလှုပ်ထားလို့ပါမျက်လုံးကိုကစားကြည့်လိုက်တော့တွေ့ပါပြီလက်သေးလေးကြက်ကြက်ဆုပ်ထားကနောက်မှလက်ကလေးဖွက်ထားတယ်ဒေါ်ကြီးကရှေ့ဘက်ကိုခိုင်းထားပြီးပြပြလေးကြည့်နေတယ်ဒေါ်ကြီးသူစေးတော့ပြီလားသူမဘာပြန်ဖြေရမလဲမသိတာမို့ရှာပါကြည့်လိုက်တော့မျက်လုံးပြပြလိုက်ခေါင်းငိတ်ပြလိုက်နဲ့အလှရှုံနေတယ်မျက်သက်တော့ကြည့်တယ်လို့ရှာကိုကြည့်လိုက်တော့သူ့ကိုဓာတ်ရိုက်စေကြောညာနေတယ်လို့ရှေ့ပြနေတယ်ဒေါ်ကြီးပေးအဲ့ဒီရေကွာအောက်မှာလှုပ်ဆက်ရှာလှုပ်တော့ရှာပြီကောင်းပါပြီမောင်မြတ်သွင်းဒေါ်ကြီးကပြုံးပြီးရှေ့ကွက်ပေးခဲ့ကထွက်သွားတယ်ရှာခြေတော့ကပ်ပွားလေးဆောင်ရင်ဒေါ်ကြီးကိုမျက်စောင်းထိုးလိုက်တယ်ထုတ်ဆေးကိုလက်ထက်ရနေရှိပါဘူးတဲ့ရဲ့ရှိဘူးရှာငယ်ဒေဒီကတမမနဲ့တခွန်းနဲ့ခွဲရသေးတယ်လက်ကလေးကဒေဒီရှိမှဖြန်လျက်ဆေးတွေဟာအာကြီးပဲပြီးကြခါလိုက်ခါတယ်ရှာမတော့ချင်ဘူးဒေဒီရှာတတ်တာပါလေကလေးလေးပြောရဆိုရကတ်တာမို့သူမျက်နှာသာမပေးရဲ့အဲ့တော့ငါဝါတိုက်ရမလားချက်တော့ကြောက်ပြရများလို့မရှာဘူးဟုတ်ဆေးလေးတစ်လုံးကိုအစိမ့်စိမ့်မှချိုးဖေးကဆေးတစ်လုံးရေတစ်ခွက်နဲ့ရှာရေ3ခွက်လောက်တောက်လိုက်ရတယ်ရောက်ဒီမှာတကြားလုံးဒေဒီကတော်လိုက်တာရှာအတွက်တကြားလုံးလေးစောင့်ထားတယ်ပေါ့အပျော်ကြီးပြောပါတယ်သူတို့ပထမဆုံးဂရုတစိုက်ရှေ့ချင်မဟုတ်လားစိတ်ကူးမရနဲ့ပြောပြီးဒေဒီကအခန်းထဲကပြန်ထွက်သွားတယ်ဘာဖြစ်လဲကြွေးကြလို့စောင့်ထားတာပြောလေရတာကိုဟဲ့ရှာဟိုနေ့ကလာကြတာနေဖေလားဟုတ်တယ်လေဘာဖြစ်လို့ Oh my god ချောချက်ပဲရှာရည်နင်းနဲ့တစ်စက်မှမတူဘူးတူဦးကချောချက်ပဲအောင်မငါ哋ဒီကိုများဘယ်သူမှမပေးနိုင်ပါဘူးအမလီငါတို့ပြောတော့မခံဘူးနော်အတက်ပိုင်းပြောနေတာနင်းမမကြားတာနင်းကိုသမီးလေးတဲ့ရှားပြာချောတယ်တဲ့နော်ဆရာမချင်းချင်းပြောနေကြတာနောက်နေကြကျောင်းထဲထိမပို့ခိုင်းတော့ဘူးရှမ်းနှခမ်းကြီးထော်ပြီးဆရာမကိုစိတ်ထဲမှာပြင်ပါလေရှာနေတယ်ကနင်းကိုရောချက်လားဟဲ့နင်းတော့မတွေ့ဘူးလားငါ့ကိုချက်တာမှတုံးနေတာပဲမျက်စောင်းလေးထိုးရင်ပြောလိုက်တယ်နင်းကိုမွေးစားထားပြီးမနှိမ့်ဆက်ဘူးမလားဒီကောင်မတွေဘာတွေဖြစ်နေကြတာလဲဒီနေ့မှငါတက်ဒီရဲ့ချောင်းတော်တော်သိကျင်နေကြတယ်နာဘူးမတွေငါတက်ဒီတော့မရှာဘူးလက်ဝါးပဲရှာမယ်ဘာလို့နှိမ့်ဆက်ရမှာဝေနေဘာဖြစ်နေတာငါတက်ဒီကိုစိတ်နဲ့တောင်မပြင်းမကြနဲ့ကောင်မတွေသိမယ်နော်အေးပါဝေနဲ့နေလာအော်ရီတော့သူမမျက်စောင်းထိုးလိုက်တယ်တမင်တက်တာသွားပြီလားဟုတ်ကဲ့ဒီချိန်တက်တာပါတယ်အေးပါတက်တာရင်ပြီးရောလေနောက်နေ့ကျလက်မှတ်ထိုးဖို့တမိတဲ့ဒီကိုကြောင်းခေါ်ခဲ့ပါဟုတ်ကဲ့ဒီချိန်မသိခတ်မယ်ဆရာမဖြစ်ပြီးတော့အိမ်ဒီကိုမရှိဘူးငါတဲ့ဒီကိုကြံနေတာမသိရင်ခတ်မယ်ဒေါ်ကြီးလို့လိုက်ခဲ့ပါနော်ဩတမိတဲ့ဒီရှိတာပဲကွယ်ဒေါ်ကြီးကဘာမှမလုပ်တတ်ဘူး
ရှာနှခါဆိုပေတော်ကြီးနော်တော်ကြီးပြောတော့ရှားဝတ်ချစ်တယ်ဆိုဟုတ်တယ်လေချစ်တာမှတုံးနေရောအဲ့ဆိုလိုက်ခဲ့ပေါ့လို့နော်တော်ကြီးအင်ကြီးလေးဆိုရင်ချွေးစင်လေးလုံနေတဲ့ရှာကိုမြတ်သွင်းကြည့်ရင်ဘာဖြစ်ကြတာလဲထမင်းစားမယ်ခုလိုက်ရှာဟုတ်တယ်ဒီပြောပါအောင်ခုနကဘာတွေပူစားပြမိလဲတော်ကြီးမပူစားပါဘူးတဲ့ဒီနော်တော်ကြီးကပြောရင်ခေါင်းညိတ်ကရှာကျောင်းမှာလက်မှတ်ထိုးရမယ်လေးသားရဲ့အဲ့ဒါတော်ကြီးကိုလိုက်ထုတ်ပေးဖို့ပြောတာအရင်လေသားထိုးနေကြကိုကလေးရပါလို့ခုမှတော်ကြီးကိုထုတ်ခိုင်းတာလည်းမသိဘူးငါလိုက်ထိုးရင်နေသိက္ခာချမှာစိုးလို့လားတော်ကြီးကပြောလိုက်ပြန်ပြီရှမ်းတဲ့ခါလေးစုကဒက်ဒီစိတ်ဆိုးမှကြောင်းခေါင်းခါလိုက်ရင်ဟုတ်ပါဘူးဒက်ဒီရဲ့သူ့ကိုမော်ပေးမကြည့်ရပဲခေါင်းနေတဲ့ကလေးကိုကြည့်ရင်အားမလို့အာမရဖြစ်ရတယ်ဘာလဲကျောင်းမှာနေရီစားထားသလားမဟုတ်ပါဘူးဆိုဒက်ဒီကလေတော်ကြီးပဲလက်မလိုက်ထုတ်ခိုင်းအေးလေဘာဖြစ်လို့လဲပြောမှာပေါ့ဆရာမတွေနဲ့သူများတွေဒက်ဒီကိုကြည့်မှဆိုလို့ငကန်းကြီးစုကပြောလိုက်တာမို့မြတ်တင်ရောတော်ကြီးမှပြုံးပြခွေကြတော့တယ်။သမီးရဲ့ညီတဲ့ဒီလည်းတက်ကြည့်ပြီလေ။ကျောင်းကဆရာမလေးတယောက်ယောက်နဲ့သဘောတူလိုက်ပါလား။အတော်ကြီးနော်မတူနိုင်ပါဘူး။ဟမ်ဆောင်နိုင်အောင်ပြောင်းပြောလိုက်တာဒက်ဒီရှိနေတာပဲမေ့နေတယ်။ငါအဲ့ဒါဆိုမိမမယူရတော့ဘူးလား။ပြော။ तू ကကော်ပီတောင်းရင်ပြုံးဆဆနဲ့ပြောလိုက်တော့မယူနဲ့ဒက်ဒီကိုရှားပဲချက်မှာရှားပဲပိုင်ယူမှာ။ဒက်ဒီကော်ပီတီးတာလား။တော်ကြီးပါရှိပြီးမြတ်တဲ့ကြောကိုတွားထုတ်ပေးလိုက်တော့တယ်။ဒီကောင်မလေးထိုးသူပြောမိပင်မတင်ထားတာမို့သူ့မှာကော်ပီတောင်းသေးရတယ်။အပိုင်ယူပါတယ်လား။အပြောပြောတာပဲဖြစ်ဖြစ်အတီပြောတာပဲဖြစ်ဖြစ်သူကျနေရတီမအမှန်ပါ။တတိယသူပဲလက်မှတ်ထိုးနေကြမို့သူပဲလိုက်ခဲ့တော့တယ်။ရှာမတော့စူပုတ်ပုံနေတာကားထဲမှာစကားမပြောပဲတတိယကိုမကြည့်မနဲ့ကျင်းနေမိတယ်။မျက်နှာကဘာဖြစ်နေတာလဲ။ပထမအဆုံးကလန်ကစားလုပ်ပြီးစကားမပြောပဲနေကြည့်မိတယ်။တတိစုမလေးကြောက်ရတယ်။ငါမေးနေတယ်။ဘာလဲမတူမတန်ဘူးထင်လို့မပြောတာလား။ဒေဒီကလည်းရှာမဒေဒီကိုမကြိုက်ပါဘူးဆိုသူ့ကိုတဝင်တူနေလိုက်တာများတပြင်းချလျက်စိတ်ညစ်နေတဲ့ရုပ်ကိုကြည့်ရင်သူပြုံးရင်မိတော့တယ်ကလေးရဲ့ချစ်ဖို့တွေကောင်းနေလိုက်တာများရှင်နေချင်းနေမိတာမို့ဖောင်းနေတဲ့ပါလေးကိုကြိုက်ဆွဲပြလိုက်ချင်ပါရဲ့ဘာဖြစ်လဲဆရာမနဲ့ဆိုတော့လေမင်းကိုစားပြလို့လေးရှားတယ်မင်းလေးမမရှားတာပေါ့ဒေဒီသူကစားလိုက်တာကိုရှာတကယ်ချင်းငိုလိုက်တာမို့ကြောင်တော်ပြတ်သွားရတယ်တိတ်ဆန်းအတိတ်ပဲမရှိတာငိုစရာလားစနေတာကိုမရှက်ဘူးလားကြောင်တော်မင်းမရှက်ပါဘူးစတာတဲ့ဒေဒီကိုဘယ်မှမပေးနိုင်တာရှာရဲ့တဝရီတော့အတားမို့ခွင့်လို့ပေးပါငငယ်လေးဟာဒေဒီတယောက်တည်းချစ်ခဲ့တာဒေဒီတက်ပြီးဘယ်သူမှမချက်နိုင်ဘူးစင်တော့မျက်ရည်တွေတော့ရော့ကားထဲမှာတင်းဆောင်ထားတဲ့တစ်ရှူကိုပေးဟာကားပေါ်မှာဆင်းပြီးသူ့တကားဖွင့်ပေးတယ်ဟိုအဲ့ဒါဆက်ဆက်ရဲ့ဖေးဟာအမလီချောချက်တော့ဥရဲ့ကြွေပြီးဟဲ့ခန့်လိုက်တာကြည့်ပါအောင်သူ့ဖေလားကွက်ချစ်ကွက်ချင်းနေတူတူတိတ်တိတ်ပြောနေကြတာဒေဒီအကြောင်းပဲရှားပါရှုံးကနေလိုက်ခင်မယ်ဘာလိုက်လုံးမလဲသွားအခန်းနေငါသွားနေကြသွားတတ်တယ်ဒေဒီကလည်းကြောင်းထဖို့လို့သေးတာလက်မထူတာခဏလေးပဲကိုလိုက်ချင်လို့ပါဆိုရှာငယ်ဒေဒီကလည်းလို့ရှားရပြီးကြက်ငယ်တော့တယ်ဆက်လေမလိုက်ရတာမို့ခြေစောက်ငါတန်းနေဝင်ခဲ့တော့တယ်အော်ရှာငယ်ဖေးတယ်နေဟုတ်ပါတယ်ကျွန်တော်လက်မလာထူတာပါလာဝေါအမစင်းစားရလေးကရင်သူ့စိတ်မှာချပေးလိုက်တယ်ရှာရတော့ပါလေလိမ္မာရေးချလေးရှိတယ်အခုတော့တပိကောင်းရထားတာပဲဟမ်ကျေးဇူးပါဒီကဆရာမလာဝမေပါရှင်ဆရာမဒါကျွန်တော်ကိုဆက်သွယ်လို့ရမယ်ကပ်ပါရှာဟိုတခါလို့တစုံတစ်ခုဖြစ်ရင်ဆက်သွယ်ပါနော်အော်ဟုတ်ကဲ့ပါရှင်သူလက်မှတ်လေးထုတ်ပြီးလာဝမေကိုပြုံးပြကထွက်လာတော့တယ်ကျွန်တော်ကိုခွင့်ပြုပါအောင်ဟုတ်ကဲ့ရှင်ဒီကလက်မှတ်လေးထုတ်တာကိုကြားနေတယ်ရှားစိတ်တွေဒီကိုပြစ်တင်ရောရုံငန်းဘက်ကိုတဆဆန်ကြည့်နေတော့တယ်ကောင်းမဘာလို့ကြည့်နေတာငါတည်းပြန်မထွက်လာသေးလို့ပြောရုံပဲရှိသေးဒီပြန်ထွက်တာတွေ့တော့ခုံမမရှိတဲ့သူ့စာအုပ်ကိုသာကြည့်နေတော့တယ်မြတ်တဲ့ခန်းရှိကဖြတ်ဆောင်ရင်လှမ်းကြည့်လိုက်တော့စာအုပ်ကိုတဲကြည့်မဲကြည့်နေတဲ့ရှာကိုတွေ့လိုက်ရတယ်လှမ်းကြည့်လိုက်တော့နှကန်းဆူဆူလေးကိုအရင်တွေ့တာမို့ကြိတ်ပြုံရင်ပြန်ထွက်လာတော့တယ်တော်ကြီးဒီနေ့ရှားချောင်းပိတ်တယ်ဆိုတော့မလို့စားရအောင်လေကလေးကဘာမှလုံးစားချင်လို့လေရခိုင်မို့တည်တောင်းမယ်ခေါက်ဆွဲတဲ့ချင်းကဆက်လေးနဲ့အာအရန်ကောင်းမယ်အမလီမမလေးတုံလိုက်တော့ချင်းကဆက်ဟုတ်လားနေတဲ့ဒီရဲ့မုတ်ကျလုံးကိုမစားရခင်အတွေးတွေပြင်ပြီးပြန်တွေးလိုက်ပြီးရင်သူတို့သားပါပဲမယူနိုင်အောင်ပြဿနာတွေဖြစ်တကယ်ပါပဲဒီကမြောင်လောင်းမလေးလေးမရှိနိုင်အောင်ပြဿနာရှာတယ်လုံးပြန်ပြီသူတို့ပဲသူများပါစားစားလိုက်ပိတ်ပိတ်နေတာဒေါ်ရွတ်တီရောပိတ်တာဖြစ်လိုက်မယ်အော်ကလေးဆိုင်နဲ့
ရခိုင်မုတ်တီတောင်းရင်ဗိုက်ပြန်အောင်မှာဘောကလေးရဲ့မစိုးပါနဲ့ကွယ်ဒုံကြီးချစ်တုံရဲ့အဲ့ဒီလိုအချို့တတ်ပြီးသူများဘာမှမစားရဘူးရှာရှာစိတ်ကောက်ပြီးမိဖို့တရားထွက်အပြည့်အတန်းလေးမှာတန်းစင်းနေတော့တယ်ဟဲ့ရှာရှာသူမနာမည်လေးကိုယ်တန်းချားတာမို့ဝေဝဲချင်ရဲ့တပတ်ချန်ကနေမင်းကအုတ်တိုင်းပေါ်ကနေလက်ကလေးဝေပြတယ်ဘာလဲနေမင်းနဲ့ခေါ်တာလဲဒက်ဒီကမကြိုက်တာမို့ဒက်ဒီရဲ့အရေးချစ်ကြီးဟာသေးတယ်ဒက်ဒီကအပေါ်မှာအလှုပ်လှုပ်နေတယ်ကွန်ပျူတာတစ်လုံးနဲ့ဟဲ့ငါကြောက်လေးအပတ်ချသွားလို့ကောက်ပေးပါလား please တွေ့ပါပြီဖွေးဖွေးလေးမြက်ကင်းပေါ်ကြာနေတဲ့ကြက်တောင်လေးသူမကောက်ရင်အုတ်တိုင်းပေးသွားကရော့နောက်တစ်ခါကျရင်ပြန်မပေးဘူးအေးပါနေယူမယ်ဆိုငါပိုင်ပေးမှာပေါ့ကြောင်တောင်တောင်နဲ့ရှားစိတ်တွေကပြောရင်ကြက်တောင်ကိုပေးလိုက်တယ်ထိုချန်ထဲမှာနေမင်းဖော်များကဟေးကနေလှုပ်လိုက်ဟာကနေလှုပ်လိုက်နဲ့ဒယ်ဒီချမ်းမလေးစိုးရတယ်ပေးပြီးခက်တော့ပြန်လာပြီးဓာတ်မော်ပြန်ထိုင်နေလိုက်တော့တယ်တချင်းတွေအုပ်စုပဲအုပ်စုနေကြတယ်တချင်းဆိုတာကပြဿနာမရှိပါအခုကရှားတို့အိမ်ဘက်ကိုလှည့်ဆိုတော့မှမို့ရှာမျက်စောင်းထုတ်ပြီးပြန်ဝင်ရအလို့ဒယ်ဒီကထွက်လာတယ်ဒီမှာမလုပ်နေတာလေပြင်လို့ထန်းလာစီတာဒယ်ဒီလောက်ဟိုဘင်းကကောင်းနေဖြစ်ပြနေတာမင်းကထဲမဝင်ပဲတာရနေတာလားမဟုတ်ပါဘူးဒယ်ဒီကလည်းရှားခုပဲပြန်ဝင်မလို့ပါရှာရှာနေချက်တတိထားတော့အထဲဝင်ဟုတ်တယ်ဒီလောက်ပြီဒယ်ဒီကရှားကိုပဲပြစ်တင်နေပြန်ပြီဟဲ့အောင်ဘာလဲကွဟိုပဲကြီးကမင်းကောင်လေးကိုထဲခေါ်သွားပြီဟမ်အဲ့ဒါသူ့ဖေလေးအဖေလားကွနှုတ်ဖန်နေတာငါသူ့ကိုထင်လို့အေးလေနော်အဖေကလေတာနာချက်ကြည်တန်းလူငယ်စတိုင်နဲ့ကွကောင်မလေးရေမင်းတို့တငယ်ချင်းနေထားကနေအစင်တွေတက်ချင်နေပြီမို့ကိုပြက်ချစ်ပေးနိုင်မလားဒီလောက်ဟိုဘင်းကကောင်းနေဖြစ်ပြနေတာမင်းအထဲမဝင်ပဲတာယာနေတာလားဟာဒေဒီကလေဘာမှကိုမသိဘူးရှနေပါဦးဟာခဏလေးပါငါခုနကပြောပြီးနင့်ကိုမတားပါဘူးဒီအကောင်နေတော့ခတ်နေပါပြီရှေ့ကပေးရထားတာမို့သူမသွားတတ်နေဘာဖြစ်နေတာဝေဝေနဲ့နေလာတော့ပြုံပြုံချင်းနဲ့သူမကိုထားခဲ့တယ်ဟဲ့ငါ့ကိုဆောင်လေဒီကောင်မတွေတော့သူဘလောက်ပါစေသူ့ကိုလှည့်မကြည့်ပဲထားခဲ့တယ်ခွေးမာတွေတွေ့အောင်မေစေတရကြုံသွားရင်ရှေ့ကနေမင်းအောင်မြတ်ဆောင်တို့ကဘာလဲမြင်ပြောငါနေကိုချစ်တယ်ရှာငါရင်ထဲကချစ်စနေချစ်တာပါနင်ငါ့ကိုမမုန်းပါနဲ့နော်တငယ်ချင်းတက်ဖို့ပြီးအစ်စ်ကြုံပြီလို့ငါ့ကိုမမုန်းပါနဲ့နော်ငါ့ကိုစဉ်းစားပေးမိမလားရှာအကြောင်းသားလေးနေမင်းကိုချစ်နေရင်လည်းစဉ်းစားစရာလားငါတည်းတည်းရမိုးမိလောက်မှာပြီးတော့စနေရနင်းနဲ့ခေါ်တာတော့မကြိုက်ဘူးနေမင်းနှာခေါင်းရှုံလိုက်ရင်နင်းရလေဟာသူလည်းငရကကြီးလာတာပဲနင်းလဲချိန်တည်းရင်ကိုလန်ကိုရှောက်ရမှာပဲတီချိန်တန်းတီပွင့်ချိန်တန်းပွင့်နဲ့အောင်မနင်းတက်ကဘလောက်ရှိသေးလို့ဒီလိုစကားတွေပြောနေတာလောက်ပါရှာရဲ့ရှာလက်ကိုလာကန်ရင်ပြောနေတာမို့ထူပူလာပဲလက်ကိုရှုပ်ဖြုံနေတော့လေနေမင်းရဆွဆွမြဲမြဲနဲ့မလှုပ်ပေးပါဟဲ့လှက်စုံမဟိုမှာတမ်းပိုင်မြင်သွားပြီနင်းဟာလေပြဿနာကောစိတ်ကြပါဟာနေအစုမခံစေရပါဘူးငါချစ်ကိုသာစဉ်းစားပေးပါဟာနော်ပြောလေဆိုလေပဲဖဲလှုပ်စုံမခွေးကောင်ရဲ့တခါမှရှားရှားလေးနဲ့ရှင်ရန်နေနေမတိတွေ့ဘူးသူမို့ရှင်တွေပါခေါ်လာပြီးထွက်ပြေးကြလာတယ်အားဆိုစဉ်းစားပြီးအေးဟာဖဲတကယ်တော့ရှာတကယ်ပျော်လိုက်တာဟာလက်လွတ်ပေးလိုက်တာနဲ့သူမသူ့ရှိရနေပြေးထွက်လာတော့တယ်ပျော်လိုက်တာရှာရင်ငါပျော်လွန်လို့ထခါချင်ပါရဲ့အခန်းထဲကတိတ်ဆိတ်နေတယ်ဆရာမကမျက်နှာဒီလေးရဲ့လက်ထဲမှာဒုတ်ပါကင်ထားတယ်ခတ်ပါရဲ့ငါတော့ကိုတိမစွန်တာကလေးတွေကိုဘယ်လိုဆုံးမရမလဲနေမကိုနေရှငယ်ငါနေလိုက်ခဲ့ရှာရင်နေတင်းကနေဖြစ်သွားရတယ်အားလုံးကလည်းကြောင်ကြောင်ကလေးချိန်နေကြတယ်သူရောသူမပါသူမတော့လိုက်သွားကြတော့တယ်ဘလို့ဖြစ်တာလဲမင်းတို့တရွေနဲ့ရေးစားထားရမယ်အရွှေလားဒါအကြောင်းတော့ပတ်ချင်မဟုတ်ဘူးလက်ဆွဲပါဆွဲလုံနေတာအတက်ငယ်ကလေးတွေမြင်သွားရင်မင်းတို့ကိုလှောင်ချလိုက်မယ်မရှက်ဘူးလားသူတို့အတူယူမှားမယ်မင်းတို့အကြီးတွေဖြစ်ပြီးဒါတော့မသိဘူးလားဆမ်မသမီးလက်ကိုသူလာဆွဲတာပြီးတော့သမီးနဲ့သူဟာချစ်သူမဟုတ်ဘူးရှားတော့ကြောက်ကြောက်လန့်လန့်နဲ့အတန်တွေပါတော်ရင်ဖြစ်ရှာတယ်ဆမ်မသူမမှားပါဘူးကျွန်တော်သူ့ကိုတင်းဆွဲတာပါအမလီအချစ်သူရဲ့ကောင်းကြီးလှုပ်နေလိုက်တာကိုရချောကအေးဒီတကနာဆုံးဖြစ်ပါစေနောက်တစ်ခါဆိုမိဘခေါ်ပြီးလက်မှတ်ထိုးရမယ်မိဘခေါ်ပြီးလက်မှတ်ထိုးရမယ်ဆိုတာကြောင့်ရှာမျက်လုံးပြူးသွားရတယ်နေမရတော့ဘာမှမမှုတ်တလို့အေးစင်းနေနိုင်နေသွားတော့နှစ်ယောက်လောက်ထွက်သွားတော့သူမဖုန်းကိုကောက်ကင်ကသူမအတွက်လမ်းဆောင်တဲ့တကူဟယ်လိုကိုမင်းမြတ်တင်ပါလားဖုန်းနံပါတ်ဆက်လင်းမို့သူ့အကြောင်းသာဖြစ်သွားရတယ်ဟုတ်ပါတယ်ဗျဘသူပါလဲကျမရှာတို့တမ်းမိုင်လာဝမ်းမိပါမှတ်မိလားမသိဘူးအော်မှတ်မိပါတယ်ဆရာမဘာကိစ္စရှိလို့လဲခင်ဗျာ
ရုပ်ရည်တွေမှာကအတန်လေးတွေပါခံညားနေလိုက်တာကျမရင်တွေအရန်ခုန်မိပါတယ်ရှာရှာကြောင်လေးပြောပြချင်လို့ပါအော်ဟုတ်ကဲ့ဆရာမသူဘာပြက်လို့လဲရှာရှာဆိုတော့အရင်လိုများစေကန်းရောက်နေပြီလားထင်လားစိုးရိမ်သွားရတယ်ယောက်ျားလေးတွေနဲ့ရောနေလို့ပါအကိုတို့ကြကလေးတွေဆိုတော့စိတ်ကစားပြီးပညာရေးအနှောက်အယှက်ဖြစ်မှာဆိုလို့ပါရှာရှာကသူတွေလောက်ချောက်ထားတဲ့ကြားကဒီလိုတန်ထွက်တဲ့ပေါ့ဒေါသမှာထောင်းကနေဖြစ်သွားပြီးဟုတ်ကဲ့ပါဆရာမကျေးဇူးတင်ပါတယ်ရှားပါတယ်ကိုကလေးကိုရမ်းမစူပါနဲ့ကျမပညာရေးအတွက်စိတ်ပူလို့ပါဟုတ်ဖုံးချသွားတာနဲ့သူနာရီကိုကြည့်တော့3 နာရီကျော်ပြီမို့ကြောင်းကိုထွက်လာခဲ့တော့တယ်နင်ငါနဲ့ဝေးဝေးနေစမ်းပါတော်ကြဆရာမထက်တွေ့ရင်ငါပြောခံရအောင်မယ်ငါတည်းဒီလားကြွတော့မှာဖင်တော့ဟာအေးပါငါ့ကိုစဉ်းစားပေးဖို့နေမေးပါဆိုလို့ဖင်စမ်းမှာဟာငါသိတယ်လောင်းဝမေပြောတာမှန်နေတာပဲတွေ့ပါပြီသူကလေးကောင်လေးတအုပ်ကနောက်မှကလေးရကောင်လေးစုံမှာနေမေးခါပါချန်ပီယံကောင်လေးသူ့မျက်လုံးလုံဝါခတ်တန်လျက်သူမလာကိုစောင့်နေတော့တယ်ဒက်ဒီစောင့်လာကြသွားပြီလားဒက်ဒီကိုကြည့်တာနဲ့သိပါတယ်လုံဝါလူတက်တော့မဲ့ပုံရှားကြောင်နဲ့ဒက်ဒီရဲ့လုံမကြည့်ရင်တပြင်းများခိုးချလျက်အလုံးများအစမပြေလို့လားဒါမှမဟုတ်ငါ့ကိုခုနကနေမင်းတို့တွေနဲ့တွေ့သွားလို့လားတလုံးမှသူရောကိုပါတိတ်ဆိတ်လျက်အတွေ့များစွာဖြင့်အိမ်ထဲကိုပြန်ရောက်တော့ဒက်ဒီကအေကနေကစောင့်နေသိချပါတယ်ငါကြောင့်မဟုတ်ရှာအေကနေမှာထိုင်ရင်ဒက်ဒီအလားကိုစောင့်နေတော့တယ်ပြောစမ်းမအောင်ကြောင်မနဲ့ကောင်လေးတွေနဲ့ရောနေတဲ့အကြောင်းရှာအယံအဟောရတယ်တရေကအဲ့လောက်မြန်လားမဟုတ်ပါဘူးဒက်ဒီရှာမရောပါဘူးသူတို့ရင်လာပြောတာပါနင့်ကငါဘာမှထားလဲတော်ကြီးတို့ယူခဲ့ပေးပါဟုတ်ဒက်ဒီမဟုတ်ဘူးရှာနောက်ကိုမပတ်သက်တော့ပါဘူးရှာကိုမဆိုင်ပါနဲ့နော်ဒက်ဒီလက်စာကိုရှာသိပါတယ်ငယ်ငယ်ကဒက်ဒီကသူမကြိုက်တာလို့ရှာကိုဖြစ်ပေးဘူးတယ်အဖျားပင်တက်ရတယ်ကြောက်လုံးလို့ဒူးတွေပင်တုံရတယ်တော်ကြီးကြားတယ်ဗျာရှုခဲ့လို့ပြောနေတာကိုတော်ကြီးကပါရှာဘကပါပင်ထုတ်ကိုမယူလာသေးတာမို့ပို့တော်သားထွက်ရတယ်နောက်မှအသေးဆုံးဆိုတဲ့တုတ်ကိုယူလာတယ်တော်ကြီးမိနေတာကတုတ်ဆိုတာမျိုးကသေးလေပိုနာလေးဆိုတာတုတ်ကိုယူပြီးရှာရှာနာကိုသွားကထဆန်းဒက်ဒီရှားကြောက်တယ်နောက်ဆိုရှားလိုက်မှာပါမယ်နောက်လိုက်မှာရဲ့နောက်မှဆွချမယ်အခုမလိမ္မာတာအခုအပြစ်ခံယူလိုက်အောင်ပြောစမ်းအဲ့ကောင်နေနဲ့ဘာတွေလဲရှားကြောက်ပြီးအတန်တွေပင်တုတ်ခါလေးရပြောရမှာတွေပင်မေ့ကုန်တယ်ပြောလို့ဒက်ဒီတန်ကပုံမြက်နေရှားသူ့စိတ်ထဲလည်းမရှိပါဘူးနေမင်းကိုကရှားကိုစမပြောရဲ့သူ့ကိုမော့ချစ်လျက်ရှားကိုချစ်တယ်တဲ့စဉ်းစားပေးပါတဲ့ဘာသူတင်တဲ့အတိုင်းပဲသူကကောင်လေးများနဲ့ရောနေတာကိုသာသိတာအခုတော့ရှားငယ်ကကြောက်နဲ့အကုန်ပြောလိုက်တယ်ဒေါသကဒီကလေးမြက်တဲ့မြက်လာတယ်ထရှာမတက်လီကောက်ရလိုက်တယ်လှည့်စမ်းကဲဟာထားကြတယ်လားယူစားကဲဟာရောချင်တယ်လားယောက်ျားလေးတွေနဲ့ဟာကြောက်ပါပြီဒက်ဒီရဲ့နောက်မလုပ်တော့ပါဘူးကဲဟာတာမြတ်တွင်တော်ပါတော့ကလေးသားတွေစက်ပြတ်ကုန်မယ်ဒေါ်ကြီးဆွဲပေမယ်ဘယ်နဲ့ချမှမသိသူရိုက်နေမိတာများနေတာအမှန်တရှရှဆိုတဲ့ဒုတ်တန်တွေကအားပြပြနဲ့ရှိုက်နေတာပိုသိတာတယ်နောက်ဆုံးဒုတ်ကိုလွတ်ချလိုက်တော့ရှရှပါပုံလေးရလေးကြာလျက်တက်မတန်ငွေနေကြံခဲ့တယ်သူလည်းမကြည့်ပဲပေါ်ဝသားတက်ခဲ့တော့တယ်တဲ့တဝင်းတိုးနေတာလားကလေးကိုတအားဆိုင်တယ်လို့ကလေးရှမ်းနာနေလားဟင်ဒေါ်ကြီးစိတ်ထည့်ပေးမယ်နော်မောင်မြတ်သွင်ဟာကလေးကိုတနာကျင်တာစိတ်လေးထားအောင်ပါပေါ့ငါသမီးနားကုန်ပြီသူမစားကိုချော်ပြီးမြတ်သွင်ကိုပြစ်စွတ်လိုက်တယ်ဒေါ်ကြီးချိန်မနေဝင်ပြီးငိုနေလိုက်တာများအင်ကြီးတွေပဲဆွဆွဲလျက်ရှာဟီစာလည်းမထားဘူးရှာချားလေးတွေနဲ့လေရောမနေဘူးဒီမကြိုက်မှသေးလို့သူကသူရှိရရက်ပြီးပိတ်ထားပြီးစကားလာပြောတာငိုတန်ချင်းနဲ့သူမပြည့်ရှင်ချက်ကိုသူချားပြအောင်ကြားပါတယ်ရိုင်းမိတဲ့လက်တွေကိုသာအပြစ်ပေးလိုက်ခြင်းနဲ့ကြားကြံဒေါသဖြစ်တာကတခြားမြင်လိုက်ရတာကတခြားသူစိတ်မထိန်ခဲ့တာမှန်ပါတယ်ရိုက်တဲ့အားနဲ့အချက်ရည်ရလဲ30ကျော်တာမို့သူမလေးနာခြင်းနဲ့မှကိုသူမရင်နေနာခြင်းမိတယ်ဒီမကြိုက်တာသိလို့တဲ့မင်းတွေ့တယ်ငါမျက်ထိတ်ဆုံးကရှိနေနိုင်မှာလားဒီရှားကြောက်ပါပြီဒီရှားကိုမရိုက်ပါနဲ့သမီးလေးရှာအိုးအသားတွေပိုးချစ်နေတာပဲလှပ်ဖျားနေပြန်ပြီထင်တယ်သူမအဲ့နေရမှာရှာကမှညီးတန်တွေကြားရတာမို့သူမလာကြည့်တာအတော်ဖြစ်သွားတယ်ဒီတိုင်းထားလို့မစားတာမို့မျက်သွင်စီကိုသွားပြီးတော့အကျိုးကြောင့်ပြောပြရမယ်တားရီမျက်သွင်ဘယ်သူလဲအခန်းထဲကပြင်ပြေးလိုက်တယ်အိပ်ပြောကစားမို့
အသိမဝင်မေဟိုစန်ဒီစန်နဲ့ဒေါ်ကြီးပါဒီမှာရှာရှာအဖျားတွေတက်နေလို့အဖျားဟုတ်လာပြီဒေါ်ကြီးအဖျားတက်နေလို့တဲ့တေချာပေါသူ့ကြောင့်ပေါ့အခုလိုဖြစ်တော့ရောပူပန်နေလိုက်ရတာအမောရှာရှာကြောင်ကရန်တွေပြောရင်ငိုလိုက်တာသူ့ရဲ့နေနာချင်နေရတယ်ဒေါ်ကြီးရှေကိတ်ကမှရမယ်ကျွန်တော်စီစဉ်ပေးပါပြီးတော့သူ့ကိုအဝတ်ပါလဲပေးရမယ်ရှေကိတ်ကပြီးနိုင်ဝဲလာမှအပူပြန်ကျသွားတယ်ဒေါ်ကြီးကိုကြည့်တော့ပင်မနေပြီမို့ဒေါ်ကြီးနားတော့လေကျွန်တော်ရှာကိုစောင်းလိုက်မယ်အဲ့ဒါဆိုဒေါ်ကြီးစိတ်ချမယ်သူကောင်းတာငိမ့်ပြလိုက်တယ်ဒေါ်ကြီးထွက်သွားမှသူမရဲ့ပါလေးကိုသူ့ပါလေးနဲ့ထိကအပူတန်းလိုက်တယ်ဆောင်းကလေးကိုဆွဲချုံပေးလိုက်စဉ်သူ့လက်လေးဖမ်းဆွဲထားတယ်ရုံးပြီးတော့ဖြုတ်ကြည့်ပြီးမြင်လက်ကလေးပတ်ထားတာမို့သူငိမ့်နေလိုက်တယ်မင်းကိုဘယ်လိုစိတ်ချရမလဲတောင်းမမာတဲ့ကလေးရဲ့ဝေရှာချောင်းမလာဘူးလားဖဲသိမှလဲနင်တို့အိမ်ကြီးကက်လျက်တောင်မသိတာကိုမနေ့ကအကောင်ကြီးကိုကြောင်းတက်တော့မေးတွားရအောင်လူစစ်တော်ရှာကြောင်းမလာတာကိုလာဝတိလိုက်တော့ဖုန်းထုတ်ကအစင်းနဲ့ခေါ်လိုက်တယ်ဖုန်းသားကြောင့်သူရောသူမပါနိုးလာတော့တယ်ရှာအဲ့ရနိုးချင်းဒေဒီကိုတွေ့တာမို့ကြောင်နဲ့မျက်လုံးလေးပြတ်မိတ်နေလိုက်တယ်မျက်တင်ဖုန်းကိုကန်ရင်ရှာကတဲ့နဲ့ခလန်လာမစကားပြောတယ်ဟယ်လိုအခုရှာကြောင်းမလာလို့လေအဲ့ဒါဘာဖြစ်လို့လဲခွင်လဲမတိုင်လို့ဟုတ်ကဲ့ဆရာမရှာဖျားနေလို့ပါကျွန်တော်ကိုယ်ပဲဖုန်းဆက်မလို့အော်မနေ့ကမှအကောင်းကြီးကိုဟုတ်တယ်အေးပတ်ပြီးဖျားတာဟုတ်ကဲ့အခုအဲ့ဆိုနားပါစေစာတွေလည်းစိတ်မပူပါနဲ့ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်နော်ဆရာမသူပေါ်ချပြီးပြန်လှည့်လာတော့ရှာသူ့ကိုကြောင်တောင်လေးကျင်းနေတယ်တတ်တာလားသူကတည်းကနဲ့သာမေးလိုက်တယ်ဟဲ့ရှာမထနိုင်ဘူးခြေထောက်တွေနာတယ်ဒေဒီပြောရင်မျက်ရည်တွေပါဝှက်လာတယ်သူမလေးကိုကြည့်ရင်သူပါစိတ်မကောင်းဖြစ်ရတယ်တွေးပြီးမလားမျက်နှာသွားတယ်မင်းတွေးပြီးမယ်ဆိုပြီးသူကခြေသွားတာမို့ရှာလမ်းပဲမရှောင်ရပါအထက်ရောက်တော့ဒေဒီကပဲသွားတိုက်ရစီစဉ်ပေးတယ်ဒီလိုဆိုတော့လေဒေဒီကချစ်စရာကောင်းနေပြန်နေဘာကြည့်နေတာလဲတိုက်လေဟုတ်ညကဒေဒီမအိပ်ရဘူးလားဟင်မျက်ကွင်းနေညူနေတယ်မင်းပူတွေတက်နေတာကိုငါအိပ်ရမလားဒေဒီကသူ့မအတွက်စိတ်ပူနေချင်ချောင်းသူမပြုံးလိုက်ပြီဒေဒီသွားနာတော့လေရှားရပြီလမ်းကပြန်မရှောင်နိုင်မင်းနဲ့လောက်ပါအမြန်တဲ့ကြားတယ်ရှားသွားတိုက်တာကိုသူစောင့်ပြီးသူမကိုကလေးမော်ပြတ်တင်ပေးလိုက်တယ်ဒေါ်ကြီးကိုပေးကြရင်ဆေးလူခိုင်းလိုက်မယ်ဒေဒီရှားသူနဲ့ဘာမှမပတ်သက်ဘူးကတိတော်တော့ငါ့ရဲ့အကြောင်းနဲ့မချားချင်တော့ဘူးနောက်တစ်ခါဆိုတာမဖြစ်စေနဲ့ငါစိတ်အကြောင်းမင်းသိဆုံးပါပြီးတော့မင်းကိုရေးကြည့်တာပြောစရာရှိတယ်ဟုတ်တယ်လေပြောလေမင်းစိတ်ထဲမှာဖြစ်ဖြစ်ချစ်နေတဲ့သူရှိလားဟဲ့ငါလက်ထပ်တော့မယ်ဆိုရင်ရောမင်းသဘောတူလားဒေဒီမတူဘူးနော်ဒေဒီကလက်ထပ်တော့မယ်တဲ့သူမှဘာမှလည်းမသိရပါလားဒေဒီကိုဘယ်သူနဲ့မှမပေးစားနိုင်ပါဘူးဒေဒီတကယ်ပြောတာလားဟင်မကြည့်ပါနဲ့နော်ရှားကိုထားခဲ့လို့မရှားဘူးဒေဒီကရှားကိုထားခဲ့မလို့လားဟင်သူယူမေပဲပြောရသေးတာသူမှငိုပြီငါအဲ့ဒါဆိုဘယ်သူနဲ့မှမရှူရဘူးလားငါလည်းငါလက်တွေကိုရှားရမယ်လေမင်းကတစ်ချိန်ကြာငါ့ကိုထားသွားမှာမထားခဲ့ဘူးဂတိဒေဒီနဲ့ပဲနေမယ်နော်သူ့လက်ကလေးပင်လာယူပြီးလက်တန်းတွေပဲချိတ်နေတာမို့သူရေချန်သွားတယ်ငါ့ကိုချစ်လားဒေဒီကအဆမရှိစုံမရှိမေးလာတာမို့သူမျက်လုံးလေးပြင်းရင်ကြည့်နေတယ်တွေ့လားမင်းမအဖြစ်မရှိဘူးတွေ့လားဟုတ်ပါဘူးရှိတယ်ဒေဒီကရှာအရန်ချစ်တယ်သူရင်တဲ့အတိုင်းမသိချိန်နှုံးမိတယ်အရန်ချစ်တယ်တဲ့ခက်တီနဲ့အဲ့ဒါဆိုငါတို့လက်ထပ်မယ်ဘယ်လိုဒေဒီပါလေမထက်ချင်ဘူးလားရှားတယ်လေမထက်ချင်လေသူများတွေကပြောမှာပေါ့ကိုဒေဒီနဲ့လက်ပြန်ထက်တယ်ဆိုပြီးဘာဆိုင်လေမင်းကငါသမီးမှမဟုတ်တာထပ်မလားမထက်ဘူးလားသူများတွေလိုလေချစ်တယ်မပြောဘူးအစင်တွေကကြော်လိုက်တာတခါလေလက်ထပ်မယ်တဲ့ရှားအကြောင်းတက်တော့ဘယ်လိုလုပ်မလဲဒေဒီစောင့်ပေးပါလားဟင်စောင့်စရာလားငါရဆွဲမှာစောင့်ရတာအမုန်းဆုံးပဲငါတို့လာမေးပတ်တယ်ရုံမှာလက်ထပ်ပွဲလုပ်မယ်လက်ထပ်တာကတော့မင်းတဘောကျောင်းပိမှလှုပ်ချင်လေလှုပ်ချိန်နဲ့လားဟုတ်ကိုဒေဒီကိုယောက်ျားပြန်တွေ့ရမှာဘယ်လိုကြည့်လဲဟဲ့ငါမေးပေမဟုတ်ဘူးလေမင်းကမွေးကလေးကငါပိုင်ဖြစ်ဖို့မွေးခဲ့တာဒေဒီအဲ့ဒါဆိုရှားတို့လက်ထပ်ပြီးရင်ရောရှိုင်အောင်မလားပြောစကားနားမထောင်ရင်ရှိုင်ပါအဲ့တော့ဒေဒီကလွန်တာပေါ့ရှားအေဂျင်မှာဖြစ်သွားပြီလေဒေဒီရရင်ငရဲကြည့်မယ်မှတ်သားစရာဒေဒီကပြောပြီးခန်းထဲကထွက်သွားတယ်နောက်ဆုံးတော့လေမင်းကမိမိဘာတွေစပ်ဖို့ကြံနေဝကျွေးကိုစပ်ဖို့ချစ်ချင်တဲ့လက်ခံလိုက်တာပဲဒေါ်ကြီးရောကျွန်တော်တို့လက်ထပ်ဖို့သဘောတူတယ်မလားပရိဘဝိုင်းမှာပြောလိုက်တာမို့ဒေါ်ကြီးကော်ပီတီမတက်ဖြစ်သွားရတယ်မင်းတို့လက်ထပ်ကြမယ်ဟုတ်လားဟုတ်တယ်ရှားနဲ့လာမေးပတ်တယ်
လက်မှတ်ထိုးထားမလို့တို့ရဲ့ကျွန်တော်တို့ရဲ့ဒေါ်ဆိုလေဟုတ်တယ်ဆွေမျိုးရင်ချဆိုလေဟုတ်တယ်အားကြောင့်အတိပေးတာပါဒီကောင်လေးဘာတွေလုပ်နေတာလဲဟိုကလေးမလေးကလည်းအလွယ်တကူလက်ခံနေတယ်လားသားတို့မြတ်တာမျှနေပြီဆိုဒေါ်ရီသဘောတူပါတယ်တမီလေးကဒေဒီကိုချစ်တာဟုတ်ရဲ့လားဒါတဘောစာအတွက်နော်တေချာစင်စာရှာဒေဒီကိုချစ်တယ်ရှာမယူရင်ဒေဒီကရှာကိုထားခဲ့မှာသူ့မောင်လေးကိုင်ရင်ပြုံးလိုက်တယ်ဟုတ်ပါပြီဒါဆိုဒေါ်ရီကသဘောတူပါတယ်ရှာရှာဒေဒီကိုကြည့်ပြီးပြုံးနေတော့တယ်ဒေဒီကမောင်လေးဆက်ဆာနေတယ်ဒေဒီကိုပိုင်ရမှာမို့ရှာအရန်ပြုံးနေတယ်နေပါလို့ကြောင်းမတက်တာလေနေမကောင်းလို့လားဟုတ်တယ်နင်းကြောင်လေဒေဒီဘယ်လိုသိသွားလဲမသိဘူးငါ့ကိုရှိုက်တာဟုတ်လားပြစမ်းနေရမ်းနာသွားလားနေမင်းပြပြနေထမိန်လေးတွေလိုက်ဆွေလှမ်းတာမို့ဟဲ့နင်ငါ့ကိုရှက်ခွဲနေတာလားနေမင်းမျက်နှာလေးညိုကနင်းတယ်ဒီကမမိုက်ပါဘူးဟာရိုက်เสียလားတော်ပါဝမ်းနေပြမနေနဲ့နောက်ပြီးငါနဲ့လည်းနေမပတ်သက်နေတော့ကိုမတကယ်စိတ်မကောင်းဖြစ်တာကိုသူမဟာဆောင်နေထင်းနေသေးတယ်ငါဝမ်းနေပြတာမဟုတ်ဘူးငါတကယ်စိတ်မကောင်းတာပြီးတော့နေချမ်းမတက်တဲ့နေ့တွေမှာငါဘယ်လောက်စိတ်ပူရလဲနေမရဒီပေါက်ကြီးပြောနေတာမို့သူမစိတ်ထဲမကောင်းဖြစ်ရတယ်အေးပါတော့ပါတော့နောက်လေနေငါနဲ့မပတ်သက်တော့နဲ့ငါသွားပြီနေအောင်ထွက်တော်လာမင်းရှက်ရှက်လက်လေးကိုဖတ်ဆိုရင်နင်းနဲ့ငါထပ်ပတ်သက်အောင်ပါပြီးတော့ငါနဲ့ကိုဖြူစင်စုံနဲ့အနက်ဆိုင်သက်ချစ်တာငါတက်သိပြအောင်ပါဒီကောင်နဲ့လေခတ်ပါတယ်ရှာလက်ကိုဖြုတ်ချပေးလိုက်ပြီးမို့သူမထွက်လာခဲ့တော့တယ်ကဲဒီမှာဆောင်ရွက်လက်မှတ်ထိုးရုံးမသွားဘူးလားဟင်ဘာလဲမင်းကငါ့ကိုမလေးမှုနဲ့ထောင်ချစေချင်လို့လားနောက်တစ်နေ့လောက်ထပ်ဆောင်အောင်မှာပေါ့မဆောင်နိုင်ဘူးဒီမှာလက်မှတ်ထိုးတတိယငါ့ကိုချက်လိုက်တာချက်ချင်းလက်ထက်ချင်နေတာပဲလက်မှတ်လေးထိုးရင်ရှားကပြောချင်ပြောနေတယ်တတိရှားအရင်ပြောလိုက်တာလင်းမလို့ချင်ရှားဘူးပဲမသိရင်ရှားကယောက်ျားငန်းငတ်တက်လူချင်နေတာကြနေတာပဲတတိမို့လို့ပါအရင်ချက်လို့ကိုစူပုတ်ပုတ်လေးဆိုလိုက်တဲ့ရှားကိုကြည့်ရင်အသေးလေးကလိကလိဖြစ်ခါဘာပေါပေါလေးတွေကိုလိမ့်ဆွဲပြစ်ချင်တယ်ငါပြင်သွားအောင်မေပြန်လာနောက်ကြမယ်စောင့်နေဇလန်းတွေကလို့ယောက်ျားကိုစောင့်ရတယ်လို့မျိုးလားရှင်တွေခုံးလာတယ်ဒီနေ့ပါနေလေမင်းမြန်မင်းမွေးနေလေမဟုတ်ပါဘူးမွေးနေမှာကျွေးရမှာလားစားစရာရှိအစားငါရှင်းမေဟိုဒုက္ခရေးမင်းမြန်စေးတောင်မှားလာတာမဟုတ်တော့ပါဘူးပုံမှန်ဆိုတကားခံဖို့နေတတာတကားရှိတာလာပါလားဆိုတာတောင်မအားဘူးဆိုပြီးဖြတ်နေကြဒီနေ့ပါပါတွေစေတနာကောင်းနေတာပါလေမင်းမိုးနေပြီမင်းမြန်မမိုးပါဘူးလာစမ်းမထပ်တော့အောင်ကောင်းတဲ့ရင်ငါတို့မင်းမြတ်ကိုပြန်ပို့ရမယ်လာမပြန်သေးဘူးဆိုမှကွာငါ့ကိုထင်သေးလိုက်တာလူကမျက်လုံးပိတ်မဖွင့်နိုင်အောင်မိုးနေတာတောင်လေသာမလျှော့တေဒီပြန်လာပြီတင်နေသူမအပြင်ကိုပြေးထွက်ကချက်တကာကိုဖွင့်လိုက်တယ်ဥတို့တေဒီမူးလာတာလားဟုတ်တယ်ရှာရှာကြီးညီးတယ်ဒီကားနေပြီတေဒီကိုလန့်ကြည့်တော့ပျောက်ခွေနေတယ်အိတ်နေလားမအိတ်နေလားတောင်မသိမျက်လုံးတော့မှိတ်ထားတယ်တေဒီကိုအာကြီးတိုက်ရလားဥတို့ကလည်းအမလီတော့အမလီခံရတဲ့တွေကတားမရဘူးတောက်တာအပေါ်ခံနေတိပုတ်ပြီနော်ရှားမနိုင်ဘူးဒေါ်ကြီးကပြောစစ်စစ်နေပဲ၄ယောက်သာတေဒီကိုခံနေပုတ်ပြီးစောင်းလေးချုံထားပေးလိုက်တယ်တေဒီကိုပေါ်ပုတ်ပြီးတာနဲ့ဦးကောင်းတန်းတို့နှစ်ယောက်ပြန်သွားကြတော့တယ်ဒေါ်ကြီးအဲ့ဆိုရှာလေးတော့ပြန်လာတော့မယ်နော်အေးကိုခန့်ကိုတီးတီးဝင်လာခဲ့ကြတော့တယ်မကြလိုက်အပေါ်တော့မှတေဒီတန်ကိုကြားလိုက်ရတယ်ရှာငယ်အတန်လေးချင်းနဲ့ကြဲကြဲခေါ်နေတာမို့သူမပေါ်ပြေးတက်လာတော့တယ်တေဒီဘာဖြစ်လို့လဲဟင်ဘာဖြစ်လို့လဲဟုတ်လားအခုခေါ်နေတာနင်းယောက်ျားလေးမသိဘူးလားနှခမ်းတွေဟိုရဲ့ဒီရဲ့နဲ့မို့သူ့အိုရေးချက်စိတ်မနေထိတ်ထရတယ်တေဒီဘာလို့အာကြီးတောက်တာလဲပျော်လို့ပေါ့ဟောဒီကကလေးလေးကိုပိုက်ဆိုင်ရလို့ပေါ့တကယ်ပျော်လို့တောက်တာဟိုကဘာထိပ်ပိန်နဲ့ပြောသူမကတော့လူရတွေ့ပြီးပြောနေတယ်တေဒီအိတ်တော့လေရှာကိုဘာလို့ခေါ်တာလဲမအိပ်ဘူးဒီညစကားပြောမယ်တေဒီစချမ်းသာရဲ့ပြီးရောဆိုပြီးသူလွတ်ထားပေးလိုက်တယ်အမပြောရှာနားထောင်ပေးမယ်နော်โอเคအဲ့ဒါဆိုရင်နောက်နေ့ရစားလို့ဒီခန်းမှာလာအိပ်ရမယ်တကယ်လားတေဒီကလေအဲ့လိုကြောရှက်စရာကြီးနင်းနဲ့ငါနေရတစိမ့်လားလက်ထပ်ပြီးပြီနော်ပြီးတော့ငါ့ကိုအခုလိုအိတ်ခါနေတိုင်းနမ်းရမယ်မနက်မိုးလင်းလာတိုင်းလည်းနမ်းရမယ်ပြီးတော့ကျောင်းမှာလည်းမိန်းကလေးတွေနဲ့ပဲပေါင်းရမယ်ငါစိတ်ကြရအောင်နေကြလားဟုတ်ကဲ့တေဒီရှာနားထောင်ပါမယ်တေဒီအိတ်တော့လေနော်ရှာဆောင်ချုံပေးမယ်ဘာလို့အိမ်ရမှာငါပြောစရာတွေတပုံကြီးရှိသေးတယ်တေဒီအရေးစိန်ကမအိပ်ပဲရှင်းနေတာမို့ရှာအိတ်ချင်လာတယ်စိတ်ညင်ညင်နဲ့ကောင်းနေတာကုန်နေမိတယ်တန်ထနေတာလားအဲ့ကောင်ကဘာလို့ငါ့ကိုညှို့ညင်တာလဲ
မဟုတ်ပါဘူးပြောနော်ဒီအိပ်ပြီးပြောလေရှာတီးရဲ့ငွေထဲမှာအိပ်ပြီးနားထောင်မယ်ဘယ်လိုလဲရှားတယ်လေမဲဖို့တော့မစင်စားနဲ့နော်မာဒေအရှိနေတူသူမနဲ့ကလေးရဒူလိုက်တော့ဒေဒီနဲ့နှစ်ဖူးတက်ကိုမွတ်အရင်ချစ်တယ်ဒေရှားကိုပြန်လာโอเคသူမနဲ့ခန်းလေးကိုတွန်းနှမ်းလိုက်တယ်အနန္တုရှိလျာလွန်နာမို့သူမတင်ရှောင်းလိုက်ကမျက်နှာကိုဒေဒီရင်ပန်းနဲ့ဝတ်ထားလိုက်တော့တယ်အဲ့ဒီနောက်သူပြောချင်ရပြောရှားတော့အိပ်ပျော်နေပြီပဲခေါင်းလိုက်ပါချက်တော့တယ်ဒီအာခေါင်းတွေထိုးလိုက်တာကွာမျက်လုံးကြည့်မိတ်ကလက်တင်ကိုဘီလီယာအောနေတယ်ဘေးမှာသူမရှိတာသိနေမဟုတ်မင်းကငါခါပါလာလောက်တာဟိုညကဒီခေါ်ရတာလေမေ့သွားပြီလားခေါ်ရစရာလားငါသွားစမ်းထွက်သွားတော့နောက်တစ်ခါမလားနဲ့ဒက်ဒီဘာဖြစ်တာလဲအရက်တောက်လို့ပြီးရှူးသွားတာလားငါမှတော့ရှင်းခွန်လိုက်တာအလကားပဲတော်သေးတယ်မရိုက်တာကသူမဆောင်လေးကိုခောက်ထားခဲ့သေးတယ်သူမထွက်သွားတော့မှသူလည်းမျက်နှာတစ်ဖို့ထွက်လာခဲ့တယ်ငါခေါ်အိမ်မိတာလားမိုးကြောင်ယူးကြောင်နေကွာသမီးဒက်ဒီနဲ့အဆင်ပြေလားတော်ရင်ဒက်ဒီမှာစိတ်ယောဂရှိလားညတော့သူပဲအတင်းခေါ်အိပ်ပြီးမနေ့ကနှင်းထုတ်တယ်ညီဒက်ဒီကအရှူပဲတူတော်ချာသွားမှာဖြင့်အေးလေလူစုကြီးဘသူလဲလူစုကြီးကဒက်ဒီကတခုဆိုဘွားကနေပေါ်လာတတ်တယ်အခုလေကြည့်အတေးပြုတ်လို့မှမပြီးသေးဘူးရှားတို့ညာကြည့်တဲ့ဇက်ကားထဲမှာလေမင်းသားလူစုကြီးသိလားအရန်ဆိုတာအဲ့ဒီကြောင့်ပြောတာနော်တော်ကြီးစမ်းချက်ပဲပါကိုစကားကြည့်တာလေရှာအမတ်ရလို့ကတော့ငါကြောင့်သိမယ်နော်ဟုတ်ရှာစာရမှာခဏလေးကြည့်တာပါမြင်စားအဝတ်စားလေးကြောင်းသွားမယ်သူမလည်းမြင်စားပြီးအဝတ်စားလေးကကြောင်းကိုထွက်ခဲ့တော့တယ်တလန်းလုံးလေအမတော်ပါနေတာတွေကကြောင်းတက်ခိုင်းတာနော်ဘာသာညာတာမကြားချင်ဘူးစာတင်တာအာယုံဆိုင်အချင်းလေးစက်တင်မစားနဲ့အာနေစကြည့်ကြားလားဟုတ်ကဲ့ဒီစကားတွေစားဖြင့်အလွတ်တောင်းရှားနေပြီမနေ့တိုင်းနားထောင်နေရတာရှေ့မှာတိချေပါလားဒီနေ့မှတွေးပြန်ပြီရှားသွားတော့မယ်ဒေဒီပြန်တော့သူသိတာပေါ့ရှေ့မှာသူ့ဆရာမလေးဒါမျိုးကိုစောင့်နေတာရှာငယ်ဆရာမသွားတော့ဆက်လိုက်အောင်မယ်တော့အခန်းထဲဝင်တော့ဟုတ်ကဲ့သာပြောပြီးနောက်လက်ကြီးကသူမထဲကိုဝင်ခဲ့တယ်ဒီချိန်မင်္ဂလာပါဗျအော်ဘယ်သူများလေးလို့ကိုမင်းမြတ်တင်မေလာနောက်နေတယ်ဒီချိန်ကြောက်ချိန်ခဏလို့သေးတာကော်ဖီတိုက်ပြစေမဟုတ်တာရှင်ရပါတယ်မတောက်တော့ပါဘူးလာပါမိပြဆွေဖြစ်ပေါ့ရှာခန်းထဲမဝင်ကြပြန်ကြည့်လိုက်တော့ဒီနေ့ဒီချိန်ကြောင်ရဲမဆောင်တို့ကလစ်စစ်ကော်ဖီဆိုင်နဲ့ဝင်သွားတာတွေ့လိုက်တယ်ပူဇော်တော့မလို့တော့ပါဘူးငါဒီမိပါပဲကိုနှစ်သက်ရင်ခြေနဲ့မင်းနေပြန်တယ်ဒီချက်ကိုကျေးဇူးတင်ပါတယ်ရှာကိုကြည့်ဆိုင်တဲ့အတွက်ကိုမင်းမြတ်တွင်ရလေရှာဆိုတာကျမတပြေးလေးခရူးဆိုင်ရမှာပေါ့ဟုတ်ကဲ့ပါကျွန်တော်အပ်ပါတယ်ကိုတူမလို့သမီးလေးစောင့်ရှောက်ပေးပါနော်မြတ်တွင်လာချောင်းစားတယ်လို့ပြောလိုက်တော့တပတ်ကပြောချင်ရလေးရှက်ပြီးကော်ပီတွေတောက်တာဖိတ်ချကုန်တယ်အိုးအင်ကြီးတွေပြေကုန်ပြီရှော့တစ်ရှူရှားပါလေကိုနည်းနည်းလေးပဲကိုအဲ့ဒါဆိုကျမကိုခွင့်ပြုပါအောင်ကျောင်းတဲ့ချိန်နေပြီဆိုတော့ကျေးဇူးပါပဲနော်ကိုမြတ်တွင်ရှားပါလေဒီချိန်လာဝန်သူ့ကိုပြပြကထွက်သွားတယ်မဟုတ်ရင်သူ့ချိန်မှာဘာတွေလုံးမိမယ်တောင်းမသိခန့်လိုက်တာနော်မြတ်တွင်မင်းကူတလို့ထူးဆန်းနေကွာဘာတွေဖြစ်နေတာဘာဖြစ်လို့လဲငါလည်းတခါတလေပြောချင်တာပေါ့ဘွားမှလူလာပြက်တာလူပြက်ကျွန်းနှက်ချင်တာပေါ့တကောင်းမှရက်ကိုနေစမတော့ဘူးသူကဒီနေ့လေတော့ဖို့သူတို့ကိုချေးပြန်တာမို့အောင်နေရတယ်ဟဲ့အောင်ကြည့်တောင်းတော့မင်းညမင်းသမီးကငါတို့ကိုပြစ်ပြောနေတယ်အများကြီးတိုက်ရလားတဲ့သူသဘောကျစွာရေးလိုက်ပြီးခွန်မော်တောင်းလိုက်တယ်မင်းသမီးလေးကအချောလေးနော်ငါမင်းကိုရောက်ခမတော်ချလာပြီဘာကွာမင်းပါစကားပြောတာလေရှူရှာနဲ့ဆိုင်ထဲမှာထားပြီးဒေါသတွက်ခါကောင်းတဲ့ဝန်လက်တင်နဲ့ရွှေလိုက်တယ်မင်းရလေကွာငါစတာပါကွာမင်းသမီးကငါတို့ညီမလေးပဲစိတ်မဆိုးပါနဲ့ကွာမင်းကွာနောက်မပြောနဲ့ sorry ကွာငါစိတ်ထားမြန်သွားတယ်သူတို့အိတ်စိတ်ပြန်ဖြစ်သွားတော့ထိုင်ပြီးပြန်တောင်းနေတော့တယ်ဆက်ငယ်နေပတ်သက်ပြီးဘာကြောင့်များဆက်တိမကဖြစ်ရတာလဲပိုင်ဆိုင်နေတာတောင်စိတ်မချဖြစ်ရတယ်တဲ့ဒီနောက်ကျနေပြီတော့ရင်ဧကနဲ့ဒေါ်ကြီးကထိုင်နေတယ်ရှာတော့တစ်ကလေးအုပ်ဖြစ်တော့မယ်တဲ့ဒီပြန်လာပြီနောက်ကျလိုက်တာဟိုမှာကားဝန်းတိတန်ကြပြီသူမကြိုးကားစီကိုသွားတော့တဲ့ဒီမဟုတ်ပဲဥပြေဆုံးမို့တဲ့ဒီကိုအပြူပြရှာရတယ်မူးလာပြန်ပြီတဲ့ဒီကတောက်ပြန်ပြီအေးဟာငါတို့လည်းရှော့တော့ခိုင်းတာပဲသူကတမင်မမှုအောင်တောက်တာဒေါသဟတာအပေါ်တကူတွဲဖို့ကသူတို့ပြန်သွားကြတယ်ဒေါ်ကြီးကလည်းအလိုက်သူထွက်သွားတယ်တဲ့ဒီအားလေးရှာလေးနဲ့သာအင်းပြန်လုံနေတာမျက်လုံးကမပွင့်ဘာလို့အရက်တွေတောက်တာလဲရှားမကြိုက်ပါဘူးဆို
သူ့အများအိတ်ရှင်မကြီးလို့စူးနေတဲ့သူမွေးထားတဲ့ကလေးကတောက်ချင်လို့တောက်တာအဲ့ဒါဆိုပြီးရောရှာသွားတော့မယ်သူမကခေါင်းမိနေတာသူအရွယ်ကပြန်ဖြစ်နေတာမို့စိတ်တူကထွက်သွားဖို့ထားရလိုက်တာကိုတတိယလက်ကိုပြန်ဆွဲချတယ်မျက်လုံးမှာပွင့်လာပြီးရှာကိုကြည့်ပုံကကြောက်စရာဘယ်လေလာဒီမှာအိတ်လေအမတတိဘာသာအိတ်ပေါ့ရှာသွားတော့မယ်ရှာငယ်ငါ့ကိုစိတ်တူကလုံနေတာလားအဲ့လိုဆိုတော့လေရှာကြောက်ရပြန်ပါတယ်ဟုတ်ပါတယ်ရှာကမွေးနေတဲ့ယောက်ျားကိုတောင်းကြောက်ရတဲ့လင်ကြောက်မှကြည့်ပါဒယ်ဒီဘေးဝင်အိတ်လိုက်ပြီးတစ်ပတ်ကိုစောင်းအိတ်လိုက်တယ်ဒါပါသဘောလေနေပါချွတ်တာလေဒယ်ဒီနော်အိတ်ဆိုလေအိတ်ရသေးတယ်လူကိုစူးနေတာအခုငါ့ကိုနာဘာလဲမေးနေတာလားအမေမိုးလေးရင်မသိတယ်လို့နေအခုမိုးနေတော့နမ်းရမေးတဲ့ရှာလေရေချင်လာရတယ်သူ့ဘက်လေးပြီးသူ့နှစ်ဖူးကိုလှမ်းနေလိုက်တယ်အလိုမကျတယ်လို့ရှာဝကြည့်ရင်ရှားတဲ့ခံတွေကိုအငမ်းမရသုံးဆောင်တော့တယ်အသက်ရှူရမတတ်ဖြစ်ရတယ်ရှားပေါ်ဆိုအမြဲတမ်းကျန်းတဲ့တွေကဒီနေရာမှာလေကျန်းလွန်းလာတယ်လက်တွေကအငြိမ်မနေရှားအင်ကြီးတွေဝင်ကသူထိတွေ့တရားရှိတာတွေကိုသူနာကျင်အောင်ထိတွေ့နေတယ်တဲ့ဒီတော်ပြီနော်ရှားနာတယ်သူစကားတွေတောင်ကြားမိမထင်တဲ့ဒီကသူလှုပ်ချင်ရကိုသာဦးဒီကတခုချင်းစီသူစတဲ့စာပြနေတယ်ရှားအခုချိန်မှာလိုက်ရောလိုက်ရင်မနေ့ကတဲ့ဒီကမသိရင်အခက်နောက်ဆုံးဘာမှတွေးမနေတော့ပဲတဲ့ဒီကိုချစ်တဲ့စိတ်တဲ့ဒီကြောင့်ဖြတ်လာတဲ့စိတ်ကြောင့်သာတဲ့ဒီကအင်ကြီးတွေပဲချောက်ကရှားအင်ကြီးတွေပါဆွဲချွတ်ပြီးအတင်းတမ်းပြန်နေတဲ့ဒီနားတယ်လို့ဘလို့ဖြစ်နေတာလဲဖွာပျောက်သွားမှာပါခဏပဲကလေးရဲ့တဲ့ဒီမရတော့ဘူးကွာမင်းကိုကျန်းတော့မယ်နော်ကလေးတဲ့ဒီကကျန်းမယ်မပြောခင်နေကကျန်းနေတာမသိဘူးလားဒီမှာရှားအသေးတော့မယ်အော်တာအော်တာဒေါ်ကြီးကြောင့်မှဆိုတာမို့နှက်ခမ်းလို့သာပြတ်မတက်ကြိုက်ထားရတယ်တဲ့ဒီကနှစ်နာရီမှာသူမကိုအနာပေးတယ်လူလေးတိတ်မတက်ဖြစ်ပြီးမို့နှုတ်ချနေတယ်တဲ့ဒီကမိုးချိန်အောင်စောင့်နေတာများလားမိုးနေတဲ့သူကအဲ့လောက်ကျန်းစရာလားသူလည်းဆန္ဒပြစ်သွားတော့အိတ်သွားတယ်ရှာငယ်ထဆန်းငါကလေးမော်လာအိတ်ပြန်ပြီဖြည်းဖြည်းတော့မှတဲ့ဒီရဲ့ညာတဲ့ဒီမှာအရန်နာတာပဲဘာလုပ်တယ်ဒီမှာကြည့်ရှားဒေါသပြပြနေအပေါ်တစ်ပိုင်းဆောင်းလောက်ခွာလိုက်ကမြတ်တဲ့ပြန်လိုက်ရတဲ့မိခွဲကြောင့်ပြူးပြီးတော့ကြောက်ချစ်နေမိတယ်သူလေသူမလိုအဝတ်တွေမဲ့နေတယ်ဒါဆိုညကလုံးဝမှားခဲ့တာပေါ့တဲ့ဒီရုံပြီလားရှာလက်ဆောက်ဖို့အဆင်မပြေဘူးဒီနေ့ကြောင်းမတက်ဘူးနော်အခိုက်အခဲပြောက်စီတောက်ထားတဲ့ဒီတိုက်ပေါ့မင်းမလက်မပါဘူးလားတဲ့ဒီနော်အခုလုံတာဘယ်သူလောက်တာလဲသူဘာမှပြန်မပြောတတ်တော့ပါသူအမားနဲ့သူမို့သူမလေးပြောသမျှနားထောင်ရတယ်စေးတောက်တာကလေးကြီးဘုံမဖြစ်နိုင်ဘူးဘာလို့လဲငါနောက်မိမရှိမလို့သူကဒီပေါင်းနဲ့ပြောပြီးတခြားဘက်လှည့်နေလိုက်တယ်ရှာရံနေနာကျင်လုံးလို့မျက်ရည်တွေပေါက်ကနေကြာလာတယ်တိတ်တဆိတ်ချင်းငိုပြီးမယ်ရှိုက်တန်တို့ထွက်လာတာမို့မျက်တွေနောက်ပြန်လှည့်ကြည့်လိုက်တော့သူမလေးကငိုနေသေးပဲဘာဖြစ်နေရလဲငါစနေတာကိုတိတ်ဆန်းတုံမျက်ရည်တွေတဲ့ဒီနောက်မိမရှိနဲ့ရှာနေသေးတဲ့ဒီပေါင်းရမှာတဲ့ဒီယူရင်ရှာလိုက်ွယ်မှာပြီးတော့ရှားတတ်တယ်မှာအယူမထတော့အဲ့ရခင်လေးရအောင်မေဒေါ်ကြီးမလောက်ခိုင်းနဲ့ကို့ဘာသာလေးကြားလားဟုတ်မွတဲ့ဒီကိုအရန်ချစ်တဲ့ရှားကရှူးနေလားဘာကိစ္စလာနန်းတာလေမျက်နှာတွေညစ်ပတ်တော့မှာပဲသွားတော့ပိုခန်းကိုပြန်ညတော့ဟာကြာသူပဲတင်းဆွဲထားပြီးတော့အခုကြာနှင်းနေတယ်ပြီးရောနော်နောက်မှရှားရင်တဲ့ဒီကျန်းကျင်လို့ဘာလာမလို့နဲ့မရှားဘူးဒါပဲသူမမျက်နှာကိုချိတ်ပြီးအောင်နိုင်သူကြည့်လို့ပြောပြီးတော့ထွက်သွားတယ်သူမပြောတာကြောင့်ရှိပြီးတော့ကြံခဲ့တယ်တောက်ကလေးစကားကတတ်လိုက်တာသမီးကြောက်မသွားဘူးလားဟုတ်တော့ရင်သမီးတင်နေကိုလန်းနာချက်လို့ဒါဖျားချက်နေတာနေမင်းစေးတောက်တာကြားလားဒေါ်ကြီးကဘာမသိညာမသိနေပြောနေတာမို့ရှားကြိတ်ရနေရတော့တယ်တဲ့ဒီမင်းညာဒီချစ်ပုံလာတယ်ဟုတ်ပါသူနဲ့လာဝန်အခုတည်းကဖုန်းလေးပြောပြနေတယ်ပိမရှိပြီးသားမို့သူလည်းနေတိုင်းစစ်ချင်နေရပြီးရှားတော့ခန်းစားစစ်ချင်တာမို့လှုပ်ဆက်ထွင်နေရတယ်အဲ့ဒါဘာဖြစ်လဲအဲ့ဒီတီချေကိုမောင်းလိုက်တာတဲ့ဒီနော်ရှားတဲ့ဒီမိမဖြစ်နေပြီတီချေနဲ့ရောနေရင်ရှားပိုက်ကြည့်လိုက်မှာအရှူမနေဘယ်တော့ငါ့ကိုခံပြောဖို့လို့ငါခွင့်ပြုလို့လားပြောနေလေနာကျင်လို့သွားဟုတ်ရှေ့ကပိကက်ကနေဘယ်လိုကောင်းမလဲလေသူနည်းနည်းဆိုပေးတာနဲ့သူ့စွမှုနေချင်တော့တာရှာငါ့ကိုမချစ်နိုင်ဘူးလားအေးဆိုမှငါမခါလိုက်တာဒီကမပြောနဲ့ဆိုလို့သာငါနဲ့ကိုခင်နေလေအဲ့ထက်မပိုးဘူးအေးပါဟာငါနဲ့ချစ်တဲ့ဒီစောင့်မယ်နော်ဒီကြတယ်တငယ်ချင်းလိုနေကြမယ်လေနင်းရလေငါတငယ်ချင်း
နီလာကိုနေမကြိုက်ဘူးလားငါတက်ချော်တယ်ပြီးတော့နေနေလိုက်တယ်ငါနဲ့ကိုချစ်လို့မရလို့ပါရှာရှာအချက်မှရုပ်ချောတာချမ်းသာတာနဲ့မဆိုင်ဘူးငါနဲ့ကိုအရင်ချက်တယ်ငါရင်နေရမပြောင်းလဲမဲ့ချစ်ချင်နေပြီအေးဟာချစ်ပြောမရလေချစ်တော့ငါတော့ခင်နေရှာရှာတော့တော့သူကြောပြန်လေကိုကျင်းရကြံနေတယ်ရှာရှာရေနေငါချစ်တွေပါလို့မမြင်နိုင်ရတာလေဝေငါတို့ဒီချက်စီစားသွားမိရအောင်ငါဒီပု္ပ္ပာလုံးဝနားမလဲဘူးနင်တို့သွားချင်သွားငါမလိုက်ဘူးရှာနေလိုက်မှရမှာနော်ဒီချက်ကနေမျက်နှာနဲ့မှငါတို့စိတ်ရှင်းပြမှာကျောင်းကဆင်းတော့မှာဟိုဟာအေးဟာခဏပဲလေလိုက်ခဲ့နေတဲ့ဒီစောင်းကကြာသွားရင်လေငါတို့ကူပြောပြမှာပေါ့အေးဟာသွားသူမမလိုက်ချင်နဲ့လိုက်သွားခဲ့တယ်ဒီကောင်မတွေဟာအတော်ကိုရှိတယ်ကျွရှင်အိတ်ကြောင့်မှပြန်လေရှားတာကိုအခုတောက်လေရှားပါလေလာဝင်ရင်မရပါဘူးနော်ဟိုနေရာလာဝင်ကိုအခုကော်ပီတိုက်ထားတာမစားဘူးအခုတောက်ရမယ်ဟုတ်ပါပြီဗျာသူကကော်ပီတောက်နေတာသူမရှိရပြုံးပြီးကျင်နေတယ်ဒီချိန်တဲဒီရှာမျက်နှာပြတ်သွားတယ်ပြန်လက်ထွက်ဖို့လောသမီးရှာလာလေသမီးတို့ဘာလို့လဲရှာမပြေဝေကသမီးတို့ဒီအဖို့နားမလဲလို့တီချာရှင်းပြပေးပါလား။အော်စားတာပေါ့အကူရဲ့အားနာလိုက်တာစိတ်ထဲမထားနဲ့နော်။သုံးဆောင်ပါ။ကောင်မတွေဟာဆီယမနာကိုသွားပြီးစောက်တင်ခွန်ကြီးကခေါင်းတွေအတွင်းစုံငုံနေတယ်။ရှားတဲ့တွေကိုကြည့်လိုက်တော့အချစ်ချင်းစုံတာမို့ရှားပဲကြည့်လွဲကစောက်သားသွားကြည့်လိုက်တယ်။ဟုတ်ဒီချက်နားလေးပါပြီ။ကျေးဇူးတင်ပါတယ်။ပြီးပြီမလားဝေသွားရအောင်။ဒီချက်တို့နောက်ဆက်တယ်လို့ဖြစ်နေမယ်။ရှားရွယ်ပြီးတေဒီကြောင်တမင်ပြောလိုက်တယ်။ရှားမကြိုက်ပါဘူးဆိုပတ်သက်နေတယ်ပြုံးလို့ပြောလို့ကြည့်နေရှာသူပေးထားတဲ့ဆေးလည်းမတောက်ပဲနေပြမယ်ရှာမျက်စောင်းတို့ကရှေ့ဆုံးကထွက်ခဲ့တော့တယ်တလန်လုံးသူရောကိုပါစကားမပြောသူသိတာပေါ့သူမှလည်းစိတ်ကောင်းနေပြီဆိုတာမသိမသာစောင်းကြည့်လိုက်တော့ကာဘီပေါက်ကနေတခြားဘက်ကိုသာကြည့်နေတယ်အရင်ဆိုစကားတွေစုညောင်းသူပြောနေကြမို့ပြင်းတယ်လို့တော့ရှိတာစာတင်တာအာယုံမဆိုင်မိအောင်ဖေကောက်ကိုငေးနေလို့လေမငေးပါဘူးဝေတို့မိတာအဖေခေါ်လို့လိုက်တာသူမထုံးနေချီတာဖြေတာကြောင့်သူမစက်ပြောရမှာအိမ်လေးပြန်ဝင်လာပြီမို့ကားရက်လျက်လေသူမပဲရှေ့ဆုံးအားဆင်းပြီးအထဲဝင်သွားတော့တယ်ကြည်စားပြန်ရောက်ပြီးအေးသမီးလေးခဏနာရေမို့ချိုအရင်ဆိုမျက်နှာနောက်ကကုတ်လေးလိုက်လာသူဟာအခုတော့ရှေ့ရဝင်လာတာမို့တကူကူပဲဆိုတာထင်လိုက်ပြီးညနေတမင်ဝိုင်းမှလေတဝိုင်းလုံးတိတ်ဆိတ်နေတယ်တော်ကြီးပင်သူတို့နှစ်ယောက်ကိုမသိမသာအကဲခတ်ချင်နေတယ်ရှားတော်ပြီစားသားချက်တော်မယ်အခုမှလင်းကားလောက်သာစားပြီးတော်ပြီလောက်ကထားရလိုက်တဲ့ရှာကိုဒါမှသဘောလေးရှာငယ်ငါ့ကိုထောက်ထောက်လှုပ်နေတာလားတတိယတမနေတယ်ရှာတတိကိုကြည့်လိုက်တော့အကြည့်တွေပါကတ်ထန်နေတာမို့ရှာကြွားတယ်ရှာဝပြီတတိရှာစားလောက်တော့မယ်မရဘူးဒီတမင်ကောင်အောင်ဆက်စားရှာဘာမှစမပြောပဲပြန်ထိုင်ပြီးပကံတွေကတမင်တွေကောင်အောင်ဆက်စားနေလိုက်တယ်တမင်တွေကောင်မှရှာသွားလို့ရပြီလားတတိနေအောင်အခုမင်းကရွေးနေတာလားဟမ်ဆက်စားနေတတိရှာကိုဘာလို့ပြစ်တင်နေတာလဲရှာလို့သမျှအပြစ်မြင်နေတော့မလားတမင်ကောင်စားဆိုလို့စားတယ်လေမင်းဘာလို့ငါ့ကိုစူပပလောက်နေတာလဲဟမ်မင်းကိုငါမွေးလာတာမင်းမဆက်ဟာလိုက်တာနဲ့ဥပဒေကွေးရှိတာကအစားငါကုန်သိနေမင်းမကျင်တာငါ့ကိုပြောစမ်းမကျင်တတ်တာလေလားတတိတိတ်တာနဲ့မင်းနေသေးတယ်ရှာမျက်ရည်ပင်ဝင်လာတယ်ငိုတော့မငိုရဲပါငိုရင်ပူရိုက်ခံရမှာရှာကုန်ကျင်တတ်ပါတယ်ဒေဒီကရှာရဲ့အရာရာပဲဒေဒီပူသိမှာပေါ့ရှာပါမှမဖြစ်ပါဘူးအဲ့ဆိုရှာသွားလို့ရပြီလားသွားတတိယတိတ်တို့ကျင်းတဲ့ပုံမပေါ်ပါရှာပေါ်ကိုတက်လာခဲ့ပြီးအခန်းထဲဝင်ပြီးမှဝင်းနေစေမျက်ရည်တို့လွတ်လပ်စွာကြာစင်ဝင်ပြလိုက်တယ်ချစ်မိပြီဆိုတာနဲ့နာကျင်နေရပြီအချစ်ဟာမီးလို့ပူတဲ့ဆိုမင်းကပေါ်သေးသေးမှမဟုတ်တာဟုတ်တာပေါ့တတိယရှာကိုချက်မှမချစ်တာထပ်တွေးလေမျက်ရည်ကျလာလေမို့စာအုပ်ကိုထုတ်ကစာလေးစိတ်နေဖို့လုပ်ရတယ်ပေါ်ပင်ကုန်ပြီမို့အဆိုလေးဆွဲပွင့်တော့ဒေဒီတက်ထားတဲ့ဆွေးတွေကိုတွေ့ရတယ်တောက်လိုက်တာကောင်းပါတယ်ဒေဒီကရှားကိုထားခဲ့မှာပါဆေးလေးတစ်လုံးကိုဖောက်ခါသူမတောက်လိုက်တယ်ဘာလဲကွာထောသားထွက်လိုက်တာအချင်းကတနားကြီးပဲကြောနေပြီသူအိမ်မရတာမို့အောက်တက်ကိုဆင်းရအပြင်ထွက်တော့မဲ့မျက်စိကရှားခါစီရောက်သွားတာမို့သူတကာကိုဆွဲဖွင့်လိုက်တယ်သူမစာချစ်ပွဲပေါ်မောင်လျက်အိပ်ဖြော်နေတယ်အိတ်ချနာပဲကရင်မောမအိပ်ဘူးသူစိတ်ထဲပြည့်စုံရင်ပွေချင်ရင်ကရင်မောတင်ပြီးကစောင်းညောင်းစေတယ်အဆွဲကိုဆွဲဖွင့်တော့သူပေးတဲ့ဆေးလေးတစ်လုံးတောက်ထားတာကိုတွေ့တာမို့သူစိတ်မကောင်းဖြစ်ရတယ်ကိုမဆောင်ထိုင်လို့ဖြစ်တာသူကတကပိတ်ပြီးအခန်းထဲကိုသာပြန်ပြီးအိတ်ဆက်ရကျူစားရတော့တယ်ဘလောက်ပဲစိတ်တူတူအကြကြီးစိတ်မစိုးနိုင်တာမို့မ
မိုးလင်းတာနဲ့ကြောင်းသွားဖို့ပြင်ဆင်ပြီးဒေဒီကိုခွန်တော့ကိုဒေဒီခန်းထဲဝင်ခဲ့တော့တယ်ဒေဒီအော်ဒေဒီရေချွတ်နေတာဖြစ်မယ်ဟဲစောင်းလေးကလှလိုက်တာစာရွက်လေးလှလိုက်တော့တန်ရတဲ့ကျွန်တော်တို့မိသားစုလေးကိုခွေကလေးသူတို့မိသားစုကိုကျွန်တော်တိတ်မုံနေမိမိတဲ့အော်ဒေဒီတို့မိသားစုဘသူကခွဲတာလဲရက်ဆက်လိုက်တာဒေဒီတနာပါတယ်နောက်စာရွက်တရက်လှမ်းလိုက်တော့မိမိနှလုံးရောဂါပေါက်ပြီးသေဆုံးသွားပြီဥဥကခမည်းကြောင့်ဥဥကတဲ့ဘသူလဲရှားတခါမှမကြားဘူးပါဘူးနောက်စာရွက်လှမ်းလိုက်တော့ငါဘေဘေရဲ့စီးပွားရေးကျဆင်းအောင်လုပ်တဲ့မင်းတို့မိသားစုငါတိတ်မုံနေရှားတရက်ခံကိုသိချင်တာမို့စာရွက်ကိုခမည်းလှမ်းလိုက်ပြီးတော့ဘာလဲရင်ရှားငယ်မင်းဘေကိုမုံနေမင်းကိုလည်းမုံနေငါခံစားရတယ်လို့မင်းတို့လည်းခံစားရမယ်တဲ့အဲ့ဒါဆိုရှားကိုတကယ်ဒေဒီယာမုံနေတာပေါ့စာရွက်လေးကိုဆက်လမ်းဖို့အင်အားပဲမရှိတော့သူ့ပေမဲ့တွေးပြအောင်တွေးလိုက်တဲ့စာလေးကလာဝဲမှုကိုချစ်မိနေပြီထင်နေတယ်လေရှားခဏရပြစ်ထွက်ရင်အခန်းထဲပြင်ဝင်ကငိုရတယ်ရှားဖေကဥဥကလာဒေဒီတို့မိသားစုခွဲခဲ့တာလားရှားတို့ကြောင့်ဒေဒီအများကြီးဆုံးလိုက်ရတာပေါ့ဒါပေမဲ့ရှားကိုတော့မမုန်းလိုက်ပါနဲ့ဒေဒီရှားဒေဒီကိုအရင်ချစ်လို့ပါရှားငယ်ပြီးပြီလားသွားကြမယ်အပြစ်မှဒေဒီတန်ကြောင့်မျက်ရည်တို့တုံရင်လာပြီဒေဒီစင်းနဲ့ရှားလာခဲ့မယ်ငါချိန်မရှိဘူးမြင်လားဟုတ်မျက်နှာလေးကိုအနှင်းငယ်ပြန်ပြီးတော့သူမိတ်ကလေးနဲ့ပုတ်ပြီးနာကျင်တဲ့နှလုံးသားတစ်စုံကိုနေသိငါထွက်လာခဲ့တယ်ရှားလေးငိုထားတာလားဒေါ်ကြီးကတေချာကြည့်ပြီးပြောနေတာမို့ဒေဒီကပါသူမကိုကြည့်လာတော့ကောင်းစံကောင်ကဘယ်ရတာရှားခုနကလက်နဲ့မျက်လုံးခတ်ပြီးလို့အော်ဖြစ်ရမယ်သူရှာကတော့အားလုံးမနက်စာစားလီတော့မှအတော့ဝရှူနိုင်တော့တယ်ဒေဒီဘာလဲရှားကိုဘယ်မှာတွေ့ပြီးမွေးစားတာလဲဟင်ငါတို့ချန်ရှိလမ်းပေါ်မှာမင်းကိုပြစ်ထားတာတွေ့လို့ငါခေါ်ထားတာဒေဒီလိမ့်နေတာကိုအရန်ဆိုရှားရုံမိမှာအော်ရှားပြင်လေးဝတ်တာငေးချင်နေပြီတော့တယ်ဒီနေ့ဒီကောင်မလေးဘာဖြစ်နေတာပါလဲငိုထားတာလားဘသူကမြန်သူ့ကိုနှိပ်လို့လေရေခဲမို့စားမလားအရင်ဆိုလိုက်ရောလေးမရှိသူကအခုတော့သူမကြိုက်တဲ့မုံတွေဝေကျွေးမယ်ဆိုပါလားဟဲ့ရှားမစားတော့ဘူးဒေဒီကြောင်းထဲဝင်လေမဝင်တော့ဘူးစာဝတ်သေးချလို့ဘာသာမှမကြားချင်ဘူးကြားတယ်နော်ဟုတ်ကဲ့ဒေဒီရှာကျေးဇူးတင်ပါတယ်ဘာလို့လဲဒီနေ့မှသူမဘာတွေဖြစ်နေတာလဲဘာတွေထူးခြားနေတာပါလဲရှာကိုပြင်ရတတ်အောင်ကြောင်းထားလို့လေစေတံပြီးကြရင်ဒေဒီကိုပြန်လို့ကြွေပါမယ်သွားတော့အပူတွေပြောမနေနဲ့ကားပေါ်ဆင်းသွားတဲ့ရှာကိုသူ့ထဲရောက်တဲ့ဒီချင်းနေမိတယ်ဘာဖြစ်တာလဲသူမဘာဖြစ်နေတာလဲအခါခါကိုမင်းနေပြီမင်းအဖြေရမထွက်လားဟယ်လိုလာဝလားဟုတ်ကဲ့ကိုဘာလို့လဲရှာကိုတချလောက်ကြီးဆိုင်ပေးပါနော်သူနေမကောင်းလို့ဟုတ်ကဲ့ကိုရှားပါတယ်လာဝကြီးဆိုင်လိုက်ပါမယ်ကိုကျေးဇူးတင်ပါတယ်နော်လာဝအကိုကလည်းအကိုသမီးကလာဝသမီးပဲပေါ့ဘာလို့တစိမ့်ဆန်နေရလဲအကိုနဲ့လာဝကချစ်သူတွေနော်မေးနေတာလားဟုတ်တာသူနဲ့လာဝချစ်သူတွေပဲဖြစ်နေပြီရှာသမီးနေကောင်းရလားဆရာမခန်းထဲဝင်လာပြီးသူတလာမိတာမို့အားလုံးကွက်ချင်နေပဲဟုတ်ရှာဘာမှမဖြစ်ပါဘူးအေးပါနေမကောင်းရင်ပြောနော်တိချက်ကိုသမီးဒေဒီကသမီးနေမကောင်းဘူးပြောလို့ရှားရင်လည်းကျင်းနှွှဲသွားရတယ်ဒေဒီကရှာကိုစိတ်ပူနေတာပေါ့အမှန်ဖြစ်ပါစေဒေဒီရှာကိုချစ်တာဖြစ်ပါစေညနေကြောင်စင်တော့ဒေဒီဆောင်နေပြီပဲဒေဒီစိတ်ပူတာသိတာမို့ရှာမျက်နှာဖို့မသေးခဲ့တဲ့မြအခုတော့ခညွညွလေးလုံနေလိုက်တယ်ကားတဲ့ဝင်ကနေဒေဒီမျက်နှာကြည့်လိုက်တော့ရှာကိုသတိထားတယ်လို့ကျင်နေတာမို့ခက်တီတီနဲ့သာကားတဲ့ဝင်ထိုင်လိုက်တယ်ကားလေးစောင့်မောင်းတော့ရှားနောက်လေးကိုမြင်ရင်အရှိလေးကိုသာကြည့်နေလိုက်တယ်စားလိုက်နလားမရတဲ့စားရှိလားရှားပါတယ်လိုက်နိုင်နေထပ်ပြီးတော့ဒိတ်စိတ်နေလိုက်တယ်စားလေလိုက်နိုင်နေဆိုတာဘာလို့လဲဟိုတခါတောက်ခိုင်းနေစေအဖက်ချောင်များလားမဖြစ်နိုင်ပါဘူးဆိုင်ဝတ်တချမေးဝေတာပါတွင်းနေတော့သူ့ရင်ဝင်နေကောင်းလေးတိုးဝင်လာတာမို့ဘာလို့တာလဲကောင်းမောင်းနေတယ်လေဖက်ဆန်းခဏလေးပါဒေဒီရှာမူးနေလို့ပါမူလို့ဘာကိစ္စမူရတာလဲဒေဒီရှားပိုက်တယ်ကလေးလေးရှိနေပြီလားမသိဘူးဘာပြတ်တာလဲရှိเสียလားဘာကြသေးလို့လဲစေးလေးတောက်ထားတာပဲကိုဒေဒီကပြနေမို့သူမပိုစားချလာတယ်မျက်နှာလေးဒေဒီရင်ဝင်နေအခါခိုးရည်နေတယ်ဒေဒီရင်ဝင်လေးကမှုန်းနေတာပဲမို့မသိမသာခွန်းနှက်လိုက်သေးတယ်ဒေဒီနော်အသက်ထားဖို့စိတ်တော်မကွနဲ့ရှာသမပြစ်တယ်လို့သိလားဒေဒီကိုဗန်ရချင်နေပြီအောင်မနင်ကကိုခံပြောနေတာလားထူလိုက်ရဒေဒီကသူမကိုရှိုက်ဖို့ရွေးလိုက်တာကြောင့်အတမ်းမြင်နေអော်လိုက်တယ်ကလေးလေးရေပပမမကိုရှိုက်နေပါတယ်
ကလေးလေးရေးတဲ့သူတက်လီရရောဘလောက်ရှိသေးလို့သူမမားတဲ့မင်းမြတ်သွင်းရှင်းနေလိုက်တယ်ပြောမိတာပြောတာကလေးလွတ်လွတ်ဆိုတော့လေရင်းနေရနွေနွေတွေ့ချစ်တယ်လို့ပဲဘာလို့နဲ့ကားလေးကအိမ်နေရောက်နေပြီမို့သူမကိုထားခိုင်းလိုက်တယ်ဘဲတိအိမ်အောင်မှလေထားတော့လေဟုတ်သူမကားပေါ်ကဆင်းပြီးဒက်ဒီရဲ့အိမ်လေးကိုခိုင်းတာဒက်ဒီရဲ့နောက်ကလိုက်ခဲ့တော့တယ်အိမ်ထဲဝင်တော့ဒေါ်ကြီးကပြုံပြီးကြည့်နေတယ်ဒီနေ့တော့သားမတွေငိမ့်ချင်ယူလိုက်ပြီထင်တယ်တမစ်စားကြရောက်တော့ဒက်ဒီအောင်မရောက်ခင်သူမနဲ့ဒေါ်ကြီးပကနေပြင်ဆင်လိုက်တယ်ဟင်းပွဲတွေကြည့်ရင်ဒက်ဒီကိုစားဖို့တွေးပေါက်သွားတာမို့တယောက်တည်းပြောနေလိုက်တယ်ဒက်ဒီရှာကိုစိုးရင်သာသိပြီးတဲ့နောက်ဒက်ဒီကိုဘာလို့စားချင်နေမှမသိဒက်ဒီကကြားလိုက်တာရှာပိုက်စားနေပြီပြောလို့ပဲမစုံသေးဒက်ဒီကတမစ်စားကနေဝင်လာတယ်ဟောလာပါပြီညီဒက်ဒီတာရင်ရှာအပြည့်ပိုက်စားလို့တဲ့စားနေပေါ့ဦးကျဆက်နေတာမှမဟုတ်ပဲရှာပါမောင်ပြောပဲတမစ်စားဖို့နေရာယူလိုက်တယ်ဒက်ဒီစားဖို့အသားရင်လေးခက်တဲ့ပေးလိုက်တယ်ဒက်ဒီကစားဖို့ပြင်ကစုံဝယူပြီးစားနေတော့တယ်တိတ်ဆိတ်စွာစားနေရင်ကဘာဖြစ်တာလဲရှာပြီးစင်မသွားပြီးဝါလက်စာထမင်းတွေထွေးထုတ်လိုက်တယ်တမီရှာလေရှာလာဟုတ်ရတယ်တော့ရင်ကတော့နော်တမီကြောင့်စားတော့ပြရပြီဘာဖြစ်တာလဲရှင်းပြနေတာလားမြတ်သွင်းအပြစ်မကင်းတယ်လို့မေးလိုက်တယ်ဟုတ်ဘူးရှာအဲ့ဒီရဲ့သားနဲ့ချင်းမခံနိုင်လို့အရန်ညိတယ်အရင်လဲစားနေကြကိုမညိပါဘူးမသိဘူးရှာမစားချင်တော့ဘူးရှာရင်လည်းမကောင်းလို့အပေါ်တက်တော်မင်းနော်ဒက်ဒီကသူမကိုကြည့်နေတာမို့ခက်သွက်သွက်ထွက်လာခဲ့တော့တယ်ဘယ်ရမလဲမြန်မာစကားတွေကြည့်တာအကောက်ကြည့်တာမှမဟုတ်တာရှာခက်နဲ့ရောက်တော့အော်ရင်နေလိုက်တယ်ဒက်ဒီကိုကလိန်ကကျဲလှုပ်လို့ရတာဒါပထမဆုံးမို့ရှာရမ်းပြော့မိတယ်အေးလေးလေးနဲ့ကြံခဲ့တဲ့ဒက်ဒီမျက်နှာမြင်ရောက်မိတိုင်းသူမရှိနေမိတယ်ထမင်းတော်မဝသေးဘူးအိုက်တင်လှုပ်ရတာအခုတော့ငတ်ပြီရှာငယ်တကားပွင့်စံရှာစောချက်နေချင်းဒက်ဒီတကားလာခောက်တာမို့သူမတော့ပွင့်လိုက်တယ်ဘာလုပ်နေတာလဲစာချက်နေတာပေါ့အထင်လားလေဒက်ဒီအပြင်ကြီးမှာသူမဒက်ဒီရဲ့လက်ကိုဆွဲကအတိတ်ခေါ်ပြီးကရဲမော်တိုင်ခံလိုက်တယ်တကယ်လားဘာလဲကလေးလေးတကယ်ရှိတာလားလို့မသိဘူးရှာကောင်းနေမှုတယ်အခုတလောပြီးတော့ဒက်ဒီနာမှာပဲနေချင်တယ်ရှာနေချင်တာမဟုတ်ဘူးနော်သူ့ဘာသာဖြစ်တာရှင်းပြတာပဲနေမှာပါစိတ်ကန်းသွားမလားဟင်ရှက်စရာချင်းစိတ်ကလည်းသူလည်းမပြရဲပါတော့ကြာကလေးကိုမုံပေးကြိုက်တယ်ပြောမှအဆက်ကွင်းမှာရှင်းပြတာပဲဖြစ်ပါစေလေအဲ့ဒါဆိုပြီးရောစံရအောင်ချက်ငါသွားတော့မယ်ဒက်ဒီကပဲလေသူမသူ့လက်ကိုဆွဲထားလိုက်တယ်ကိုခန်းကိုပြန်အိမ်မှာပေါ့ရှာကွတ်တီလက်မပြုတ်သေးပဲဒက်ဒီကိုဆွဲထားတယ်ဒီမှာပဲအိပ်ပါလားရှာနေနော်မအိပ်ပါဘူးညနေရမှာအိပ်စရာလားကရင်ကလည်းကျင်းသေးတယ်ဩသိပြီအဲ့ဒါဆိုဒက်ဒီကမှသွားရကြတာပေါ့အဲ့လိုလားရှာငယ်ရှာကောင်းလေးကိုငုတ်ထားလိုက်တယ်ဒက်ဒီကထွက်ဖို့ချစ်တလန်းစရင်မေသူမကတလန်းလမ်းနာမို့ဒက်ဒီစောင့်ကြည့်လိုက်တယ်ရှာဘူးရှာလိုက်အိမ်မှာနော်ဒက်ဒီလိုက်မယ်မလိုက်နဲ့လက်ကိုပြုတ်ထားခဲ့တာမို့သူမမျက်ရည်ဝေးရင်ထိုနေရာမှာကြံ့ရခဲ့တယ်ဒက်ဒီကတကားထီရောက်ခါရှာကိုပြန်လှည့်ကြည့်ကမလိုက်ဘူးလားအဲ့မှာရှက်နေတာလိုက်မယ်ရှာမျက်ရည်တွေတုပ်လိုက်ခါပြေးပြီးတော့ဒက်ဒီရဲ့လက်ကိုသွားဆွဲလိုက်တယ်သူပဲမလိုက်နဲ့လို့ပြောပြီးတော့အစောတော်ကဒက်ဒီအလုံးမလုံးနေတော့နော်ရှာအိတ်ချင်ပြီအိတ်ပေါ့ကိုဘာသာမျက်လုံးချင်းစောင့်နေတာမှမဟုတ်တာဒီတခါတော့သိပြီလေဒက်ဒီအိုက်တက်ခန်းနေတာမရပါဘူးဒက်ဒီနဲ့တူအိမ်မှာတော်တော်အိတ်ချင်နေတယ်ပေါ့ပြီးရင်မငိုချင်နော်လာဒက်ဒီကသူ့လက်ကိုဆွဲပြီးကရဲမော်ခေါ်သွားကတွန်းလိုက်တာကြောင့်ရှာလေသွားတယ်စရတော့မလားဘာဟုတ်လေမင်းဘာလို့ငါနဲ့အိတ်ချင်လဲငါသိတယ်ငါဖြည့်ဆည်းပေးမှာပေါ့အချိန်မရှိဘူးမနဲ့ကြောင်းတက်ဖို့ရှိသေးတယ်ရှားဒက်ဒီကိုချစ်လို့ပါအဲ့ကိစ္စတွေရှားမကြိုက်ဘူးရှားကိုအဲ့လိုမိမတွေနဲ့ရောပြီးတော့မတွေးပါနဲ့ရှားကပြောရင်မျက်ရည်လေးတွေဝင်လာတယ်မကြနဲ့အဲ့ဒီမျက်ရည်မင်းမကြိုက်လေငါကြိုက်နေပြီအတူနေမင်းမလားဘာဟဲ့လေမစားတော့ဘူးဟာကြားတယ်ကွာရှားကမျက်တင်ကိုချောင်းချိတ်ပြီးအင်ကြီးလေးတွေဖိထားတယ်ဒီတိုင်းပဲအိမ်မယ်ဒက်ဒီမူးလဲမမူးပဲနဲ့တော်ပြီလို့ငါမူးပြရအောင်မလားရှာငယ်ဟာကြားတယ်ကွာရှာရှက်လို့ပါရှာရှက်တာပေါ့လို့ဘယ်တခါရှက်နေပြီလဲရှက်ရအောင်မရှက်ရဘူးလားရှက်တာပေါ့မိန်းကလေးပဲကိုဒက်ဒီကပြောပြီးရှာအင်ကြီးလေးလားခိုင်းနေညဝက်အင်ကြီးလေးမို့ခြေသီးလေးကိုဖြုတ်ဖို့လုပ်နေတယ်ခဏလေးဘာဖြစ်ပြန်ပြီလဲပြောရှာကိုဒက်ဒီဒီနေ့ကစပြီးဘေဘီလို့ခေါ်မယ်အဲ့ဆိုသဘောတူမယ်ဘေဘီဟုတ်လားရှူးနေလားမခေါ်ဘူးရှာငယ်တတလုံးခေါ်လာပြီးမှဒက်ဒီမခေါ်ရင်
အကောင်လုံးကိုလိုက်ပြောမှာရှာဒေဒီနဲ့လက်ထပ်ပေးပြီလို့ဆက်ဆက်ငယ်တွေ့လားခေါ်လေနော်ဘေဘီလို့ခေါ်ရင်ရှာပါတာသိပါတယ်ဒေဒီသိတယ်မလားမြတ်သွင်းသဘောကျစွာရေးလိုက်တယ်ဘေဘီရှာပြီမလားအဲ့လိုမဟုတ်ဘူးလေဖေဘီရေအဲ့လိုခေါ်ဆက်ဆက်ငယ်မရင်နဲ့မနေ့ကအိယာထားနောက်ကြမယ်နေတော့ဒေဒီအိမ်မေမခေါ်ရင်လည်းနေရှာတယ်မရတော့ဘူးဘေဘီသဘောကျစွာရေးလိုက်တော့သူမျက်စောင်းထုတ်လိုက်တယ်နောက်ဆုံးတော့ရှားပြောသလိုဒေဒီမရတော့ဘူးဆိုတဲ့နေ့လေးရှောင်းလာပြီတွေ့မင်းငါ့ကိုလောင်းနေကောင်းမလေးလောင်းနိုင်အောင်မလားဆိုတာအပူတွေပါဒေဒီကပြောပြီးသူ့ရဲ့ဆန္ဒတခုပြုတ်ဖို့အတွက်သူအစပြုတ်ပြီးသူမလေးကိုသူ့ရဲ့ပြရန်ကောင်းကင်လေးစီကိုခေါ်ဆောင်သွားလိုက်တော့တယ်မနက်မိုးလင်းတော့ဒေဒီကိုကြည့်နေတဲ့ feeling ကတမျိုးလေးတာရစရာနှကမွေစိမ့်စိမ့်လေးကိုလက်ကလေးနဲ့ပုတ်တက်ရင်နှကလေးပါနားလိုက်သေးတယ်ဒေဒီကတော့အခုဒီမလို့သေးရှာကညဘက်ဘလောက်ပဲနောက်ကြမနက်ဘက်ဆိုရင်အတူနွေးနေကြမို့နွေးနေပြီမင်းမထားချင်သေးတာကြောင့်ဒေဒီကိုစမ်းသပ်ရင်လှုပ်နေချင်မှာဒေဒီဆိုပေမဲ့ဒေဒီကကိုဒီမျက်လုံးမဖွင့်သေးယောက်ျားစားချက်တဲ့စားရယောက်ျားချင်းသူမယောက်ျားခေါ်လိုက်မှသူ့မျက်လုံးပြူးသွားရတယ်စောစောစစ်စစ်တွေးပေါင်တော့တက်ချင်တယ်လို့လေပေါ်ကိုမြောက်သွားတယ်လို့တောင်ဖြစ်တယ်ဘာပြက်နေတာဘာယောက်ျားချင်းလေးနားကလန့်လိုက်တာခေါ်နေကြပဲခေါ်အာယုံမေရှားစုခံလိုက်ရတာမို့မျက်နှာလေးစုပ်ပုတ်သွားရတယ်မောင်ရလေးနဲ့ဒေဒီရဲ့ရင်ဝင်နေမှမထွက်သေးပဲနေသေးတယ်ဘာဖြစ်လို့လဲယောက်ျားမို့ယောက်ျားခေါ်တာကိုရှားတယ်တခြားယောက်ျားကိုသွားခေါ်မယ်ရှားငယ်ဒေဒီတန်ကအခန်းထဲကျဲသွားတယ်လို့ရှားရဲ့ကိုလေးပါတုံသွားရတယ်ရှားဟိုဘက်လေးစောင်းလိုက်ပြီးကြာနေပြီဖြစ်တဲ့မျက်ရည်တွေကိုစောင်းနေတော့လိုက်တယ်ဒေဒီရဲ့ရှားကိုမချစ်လို့လားချစ်တာမသိဘူးဒါပေမဲ့ငါတို့မှားခဲ့ပြီအဲ့ဒါဆိုရှားထိပေါက်ပြီးလက်မပြောင်းနေတယ်လို့ပေါ့မချစ်ဖို့ထက်စားရင်မချစ်သေးဘူးဆိုတာကမှတော်ပါသေးတယ်အမဒေဒီရှားချစ်လာမယ်နေဒီစောင်းမယ်ရှားပြတ်ထွက်မလို့ဒေဒီတပတ်လေးငားပါနော်ယူသွားရှာဒေဒီတပတ်လေးယူပြီးအကံပြန်ကိုလာခဲ့တော့တယ်ရှားရီဒီမှာချောကလက်စားကြမယ်မစားချင်ဘူးပြောစရာကြီးနာနေဝေဝေလက်ထဲကချောကလက်ကိုပြန်ကြည့်ကဟဲ့ဒါနေကြိုက်တဲ့ဒီဇိုင်းနဲ့လေဟေးဘာကြီးလဲမသိဘူးအခုတလုံးငါနေရတာတမျိုးချင်းအေးနေမစားရင်တူစားပြီနော်ဒါနေမင်းကျွေးတာအယူမတွေတော်တော်ငတ်နေမစားနိုင်တာကြာနေတာပဲအလကားအလကားဝေငါ့ကိုပေးအောင်လေနေစားတာများနေပြီအောင်မနေဖွက်တာဒီလားပြဆန်းအလကားဆိုရင်ရှီတောင်ပိုက်ခွေးအောင်တောင်းမဲ့ကောင်းမတွေစားကြရှာသူတို့ကိုချင်းနေမိတော့တယ်ဟဲ့ငါတို့နေကိုမေးမလို့နဲ့မေ့နေတာမေးလေဘာလဲအတော့ပိုင်နေတဲ့ဒီနေ့တွဲနေတယ်ဆိုရှာမျက်လုံးပြူးသွားတယ်မဟုတ်ပါဘူးဟာနင်တို့ဘယ်လိုသိတာလဲမနေ့ကငါနဲ့နီလာနဲ့ဆရာမတို့နားနေခံနေမှာတပြက်စီလေးရင်ကြားတာဘာပြောကြလို့လဲဆရာမမင်းတွေကိုပြနေတာအကူမြတ်သွင်းဟာသူ့ကိုတိတ်ချစ်တာတဲ့ဟုတ်လို့လားဟဲ့ဒေဒီကမချစ်တော့ပါဘူးအဲ့ဒါတွေတော့ငါတို့မသိဘူးဟဲ့နီလာရှာကိုကြည့်အောင်သူ့ဒေဒီကိုထီတော့မျက်နှာဖြူဖက်ကျသွားတာတွေ့ပြန်ဆုပ်သွားပြီလားလှုပ်အောင်နင်ကလေစွတ်ပြောနေတာဟိုကငိုတော့မယ်ရှာနင်ကလေသူလေတိကျိတ်နေသေးရှူပါစေဟဲ့တို့ဆရာမကြီးကရှုပ်လေချောအတိုင်းဝင်ရလေတောက်နေနော်နေတယ်ဒီနဲ့နေလာပဲသူတို့ကသာပြောနေတာရှာရင်နေနာချင်တော့နေပြီမျက်ရည်တွေပါပောက်ကနေကျလာတယ်နေရလေမငိုပါနဲ့ဟာနေ့စီမှာနေမင်းလိုနေကိုအရင်ချက်တဲ့လူလေးရှိတာပဲငါတို့လည်းရှိတာအေးပါငါဝမ်းနေလို့ပါရှာမျက်ရည်တွေတုပ်ပြီးစာတင်ရင်စိတ်မပါလက်မပါအခန်းထဲပြန်လာခဲ့တော့တယ်စာလေးလေးအာယုံမရရှာငယ်ထဆန်းငါပါတင်လိုက်တာလေးပြောဟဲ့ရှာဆရာမမေးနေတယ်ရှင်းဆရာမစာတင်တာစိတ်မဝင်စားပဲဘာတွေတွင်းနေတာလဲအရှိထွက်ခဲ့ငါပါတင်တာလေးသိလားဟဲ့လေဟိုပါစာတင်တာစိတ်ဝင်စားကြအောင်ကိဟာဆရာမကတို့ယူကရှာကိုနှစ်ချက်လို့ရေးချလိုက်တယ်စာနဲ့ပတ်သက်ရင်တခါမှတိတ်ဆောက်မရှိဘူးသူမို့ရှက်ရွေမြေချရပြန်တယ်အတန်းနဲ့ပြန်ထိုင်ရင်ငုံနေမိတယ်ဝဝေနဲ့နီလာကသူမကိုပြပြတယ်လေချော့ရှာပါတယ်ကျောင်းဆက်ပြီးတော့ဂုံထွက်လာပြီမင်းရှာငယ်တယောက်ထွက်မလားဘာလို့နေတာလဲကြားနေလိုက်တာမြတ်သွင်းဆောင်ရင်စိတ်တူလာတယ်ဒေဒီရှားတန်ပြပြလေးနဲ့ခေါ်လိုက်တယ်ရှာကမ်းမလေးကိုပြင်ခေါက်နေကခေါ်လိုက်တယ်ဒေဒီမျက်နှာကြည့်တာနဲ့သိတာလာတယ်စိတ်တွေတိုးနေပြီဆိုတာတကားဝက်ပေးလိုက်ပြီးတာနဲ့စီဟောက်တော့တယ်ဘာလို့နောက်ကျနေတာလဲငါမအလုပ်တွေများချင်းနေ့အတွက်ချိတ်ခွဲထားပေးရတာရှားပေါ်မှာပြောပဲကားပေါ်မှာထိုင်ရင်နဲ့
ငါဘက်လေမျက်နှာနဲ့ကိုလေးဆောင်ကငိုနေတော့တယ်ငါပြောတာငိုစရာပါလားတိတ်ဆန်းရှာငယ်တိတ်ဆန်းဆိုမှရှိုက်ကြည့်တဲ့ငယ်နဲ့ပုံမလာတာမို့သူဘာလို့ရမလဲမသိတော့ပါတဲဒီရှာတဲဒီကိုတိုးပြီးတော့တဲဒီကိုကြည့်နေအောင်ဖတ်ထားလိုက်တယ်တကမှသူ့ကိုဖတ်ပြီးမငိုဘူးတာမို့စိတ်လေးပူရတယ်တိကျစိတ်ကဘာထိမ့်မရဘာဖြစ်တာလဲဘယ်သူကဘာလုပ်တာလဲရှာတခါမှကြောင်းမှာအရင်မခံရဘူးရှာကိုရိုက်တာနားတယ်ပြီးတော့တဲဒီကနီလာပြောတာတီချင်တဲ့ချစ်သူတွေတဲ့ရှားရင်လည်းမခံစားနိုင်ဘူးပောက်ကွဲထွက်တော့မယ်အရေးမပါတဲ့စကားတွေဘာလို့လိုက်ရောက်နေတာလဲတကယ်လားရှားကိုပြောပြပါနော်ဘယ်လိုထင်လဲတီတီကရှားကိုပဲချစ်တာအဲ့လိုပဲထင်တယ်ပြစမ်းခြေထောက်ကိုရှိုက်တာလားရှားကောင်းလေးငုံပြကထမိန်လေးမှပြလိုက်တော့ဟုတ်ပါရဲ့ငါကလေးကိုရှိုက်ထားတာအစိုးရနှစ်ချက်အနေရောင်အရာထင်လေဘာကိစ္စနေရိုက်တာလဲလူလူရှိုက်မှာပေါ့တလေးစာမဟုတ်ဘူးလေဘယ်ဆရာမရိုက်တာလဲပြောစမ်းအင်္ဂလိပ်ဆရာမတကူကူဆိုသူတို့တွေကဒုံနေရိုက်မှအသိရှိတွေထင်းနေကြတာလားသူတော်တော်ထွက်နေပြီမို့အိမ်ဝမြက်ပြန်လာခဲ့တယ်ဒီကိစ္စကိုအကြောင်းအထိတိုင်းမို့သူဆုံးဖြတ်ခဲ့တယ်ရှာငယ်ကိုဆိုင်မဲ့သူနှိမ့်ဆက်မဲ့သူဟာငါတယောက်တည်းပဲဖြစ်ရမယ်ရှာထမင်းစားမဲ့သမီးရေရှာမစားဘူးရှာစားချက်မလို့ဒယ်ဒီထမင်းလာမစားခင်သူမအရင်ခန်းထဲဝင်ပြီးတကားမှတော့ခတ်လိုက်တယ်ထမင်းနဲ့စားချက်နေမရှိပါဝမ်းနေတာရောရှက်တာရောဒယ်ဒီကသူမမိတာဘာလို့မဖြေရတာလဲဟယ်လိုလာဝန်ကိုပြောစရာရှိတယ်အခုပြောလေရှာငယ်ကိုရိုက်တဲ့ဆရာမကိုမကျေနပ်ဘူးတိုင်ချင်တယ်လာဝန်ကိုညင်နိုင်မလားအခုစိတ်ရေးထားပါနော်ဘာလို့ရိုက်တာလဲလာဝန်ကိုပြောပြလေလာဝန်ဆက်စားပေးမယ်စောတင်တာစိတ်မဝင်စားလို့တဲ့ရိုက်လိုက်တာရှိုးရတွေထင်းနေတာပဲကိုမကျေနပ်ဘူးအဲ့ဒီအင်္ဂလိပ်ဆရာမကိုအဲ့ဒါဆိုမသက်မဖြစ်မယ်အဲ့ဒီအမကအဲ့လိုပဲသူစောတင်တာစိတ်ဝင်စားမှကြိုက်တာတဘောအရင်ကောင်းပါလေဘေချောင်းသားပေါ်မှာမလေးဘာမလိုက်ဘူးရှားငယ်လေးကိုလည်းသူချစ်ပါတယ်အကိုထင်မလွဲပါနဲ့နော်အရေးမပါလားကွာနေတော့လာမို့ဒါဆိုတာပဲသူတို့ကပြပြနဲ့ပေါ်ချလိုက်တော့တယ်ထမင်းစားဖို့အောက်ဆင်လာခဲ့တော့တယ်ထမင်းဝိုင်းရင်ဆိုရှားငယ်ရင်ရောက်နေကြမို့သူလိုက်ကြည့်လိုက်ကရှားငယ်ရောတော့ရင်မလာသေးဘူးလားထမင်းစားဖို့ခေါ်လေသူမစားလို့တဲ့စားကြအောင်မယ်တဲ့သူတပြင်းချလိုက်ကထားရလိုက်ပြီးရှားငယ်ခန့်စီကိုဦးတည်လိုက်တယ်ရှားငယ်တကားဖွင့်စားဘာလုပ်နေတာလဲတဲဒီလာထမင်းစားချိန်ထမင်းစားပြင်ရဲ့အစာရင်နာလေးဖြစ်အောင်မယ်လာခဲ့သူမလက်ကိုဆွဲခေါ်တယ်ရှားတကယ်မစားလို့ပါစားတဲ့ချိန်ကျစားမယ်လေဘာတွေခံစားနေတာလဲအဲ့ဒီဆရာမငါတိုက်မှာတဲဒီအဲ့လိုမဖြစ်ဘူးလေရှားစင်ပြေပါတယ်ဒီချေကသဘောကောင်းတယ်ရှားမှားတာပါတကယ်တော့ရှားစားတဲ့ငယ်စာကိုစိတ်ဝင်စားရမှာမင်းကစာကိုစိတ်ဝင်စားရအောင်ဘယ်ကောင်ငန်းနေလို့လဲရှားမျက်ရည်ဝိုင်းသားနဲ့တဲဒီကိုမော့ချလိုက်တယ်ရှားမယောက်ျားရှိတယ်ရှားနောက်ထပ်ဖေးယောက်ျားကိုမှစိတ်နဲ့တောင်ပြမမှာမဟုတ်ဘူးရှာငယ်စကားကသူ့ကိုလာထိတာမို့မျက်နှာပြတ်သွားတယ်မင်းမစားဘူးမလားနေတော့ငါသားစားတော့မယ်ထွက်သွားတယ်ဒီကိုကြည့်ရင်သူနာနာကြံပြောလိုက်တယ်ဟုတ်နေလို့လားဒီမနေ့ကရိုက်ခံရတဲ့ကိစ္စနဲ့သူမကြောက်မသွားခဲ့အခန်းထဲကမထွက်ပဲစာသားဖတ်နေခဲ့တယ်ညနေဘက်ကျတော့မှရေမချိုးပြီးဧကမတိပကြည့်ဖို့အလုပ်ချက်စစ်မှာလူခေါ်ပဲကြောင်းသူမထွက်လာခဲ့တယ်ရှာတကားပွင့်အောင်လက်ထက်စာကိုတပွေတစ်ပိုင်းနဲ့နေမယ်အေးငါနေမယ်တကားပွင့်ဟာညောင်းနေပြီသူကြောင်ကြည့်ရင်မှတကားပွင့်ပေးလိုက်တယ်ဒီကမကြိုက်ပါဘူးဆိုမှသူမမျက်ကောက်ကတ်လောက်ပါရှာအိကန်ကိုခေါ်လာခဲ့တော့တယ်ဒီမှာနစ်စာကူဖို့ဆံမေးပဲစစ်ကြီးနေပြီဟာဒီချေချွိုက်ပေးထားတာတွေရောအရေးကြီးတယ်ဘယ်မှာလဲနစ်စာဟုတ်တွေထုတ်ငါဝိုင်းကူပေးမယ်လေရီတော့တိတ်မလာဘူးနော်သူ့ဘာသာပြောသူ့ဘာသာဖြစ်ရင်နေမတယောက်လှုပ်ရှုံနေတယ်ထားခဲ့လိုက်ပါဟာငါဘာသာကူပါမယ်နစ်စာပြန်ချက်တော့နော်ရပါတယ်ဟာငါနဲ့ကိုတနာလို့ပါနေဟိုနေရအရိုက်ခံရတာလေငါစိတ်မကောင်းဘူးမဟုတ်တာတယောက်ကိုတယောက်အာနာနေရင်ကနေမရစာပြဖို့ရှာရဲပေကိုလားထိုင်နေတဲဒီဘာလို့နေကြတာလဲမျက်သွင်ဖြောဆူရှာနေနေမကြလာထိုင်လိုက်တယ်ရှင်းမိတဲ့နေမင်းကမျက်နှာလေးပြက်ကဟိုဘက်တိုးထိုင်လိုက်တယ်ရှာဒီနေ့ကြောင်းမလာတာလေစာရီအေးကြီးလို့လာပြောပြတာပါဖေဖေလေးတကယ်ချင်းချွေတက်ရအောင်သွားပြောလေဟုတ်တယ်ဒီသူမထားပြီးထွက်သွားတော့တယ်နေမင်းခေါင်းကုတ်ခါရှာကိုလိုက်ကြည့်လိုက်တယ်ဒီဘိုးတော်မရှိဘူးထင်းနေတာကွာနေမင်းကိုချီကမျက်သွင်းပြောင်းလိုက်တယ်ခြားတဲ့မင်းကွက်တွေငါကြုံမြင်ပြီးသားပါကွာဒီတဲ့ချာရောငါရှင်းပြရမလားနေရလားတိတ်တော့နားမလဲဘူးရှားနေနေမကြ
တေဒီယာထိုင်နေတာမို့ကလန့်ကြီးတော့ဖြစ်နေတယ်စာရှင်းပြချိန်တေဒီကိုနောက်ရောက်ထားပြီးမြဲပြီးရင်တော့ပြန်ခွေထားပြန်တယ်နေမင်းကမြာမှာတော့စကားပြောချင်ရင်မျက်တင်ကိုရှောင်းကခေါင်းကတောင်ဆိုင်လာမြောက်ဆောင်လိုက်နဲ့သူမပဲကြိတ်ရရတယ်တေဒီကတော့ကလေးချနေတာပဲအချိုရည်တောက်လေကျေးဇူးပါပဲအချိုရည်လေးကကောင်းမဲ့ပုံလေးနော်နေကစားလိုက်တော့တယ်အိမ်မကစားလိုက်တော့တယ်တကယ်ပါရမရှင်ပဲမျက်တင်ကိုတောင်ရှည်တယ်မထင်တော့အောင်ငနေသားဆဆကိုကြောက်နေတာအိုးဒီသမီးကိုရတာကောင်းနဲ့သိလားဆစာကူတာပြီးပြီမလားအပေါ်တက်စချက်တော့ဟုတ်တယ်ဒီရှာနေမင်းကိုပြောမြကကျေးဇူးတင်ငါပြောပြီးအပေါ်ကိုတက်သွားတော့တယ်အိုးအဲ့ဆိုကျွန်တော်လည်းပြန်တော့မယ်နော်ခဏလေးနေမယ်မြက်သွင်းသူ့ပေါင်းမိအိတ်ထဲမှာပဲဆိုင်အိတ်ထဲဟာ1300ကိုယူကဘလို့မှသဘောမထားနဲ့ဥအောင်မမှုပေးတာရှာဟိုစာဝိုင်းကူပေးလို့မဟုတ်တာကျွန်တော်ရှာဟိုစီရတာနေပါဦးရှားပါတယ်ယူပါကွမမှုပေးတာယူရတယ်နော်ယူသူညင်းမြန်မှသေးတာမို့ယူပြီးပြန်လာခဲ့တော့တယ်ဦးမြတ်တဲ့ဆိုဒီမှာကျေးဇူးပဲအတက်မခံနဲ့လူစားမျိုးပါသမီးရေဟင်းချက်တောင်တည်ထားနော်သမီးကြောင်ပြေးပိတ်ရင်ဒိုကြီးကရွာခဏပြန်မလို့ဟုတ်လားရှာလေလိုက်ချင်လိုက်တာခေါ်မလားဒိုကြီးအမေသူ့တည်းကလှုပ်မှကြာနေတာပဲဒိုကြီးကခေါ်ပါတယ်ဒိုကြီးရွာကတူရီစီအလေးပြန်မှာရှာတည်းကိုရအောင်ပြောမှာပေါ့ပြောကြည့်ပါဦးတော့ဒိုကြီးကပြုံလေးပြောလိုက်တယ်ကြောင်ပြီးပိတ်ဆိုရင်တည်းလွတ်လောက်မှာပါကျောင်းပိတ်ဖို့ကလေစေရလောက်သားလို့တော့တယ်ရှာပြီတည်းတော့ချရအောင်စားရပြီလားစာမွေးပဲမဖြစ်ခင်ဖျားရှိခိုးစိတ်လေးပြတ်လွတ်နေနဲ့ကြားလားဘောပင်ထင်ရလားစေအောင်မိကိုနေနံပါတ်တက်ဖို့မိမယ်နော်စိတ်အေးထားပြီကြားလားအမှန်တော့ပါနေပုံကိုဒီတမနက်လုံးအခောက်နားထောင်နေရတာအလိုပင်ရနေပြီတဲဒီသူမကိုအဲ့လောက်ခယူဆိုင်ချင်မှမသိခဲ့ဘူးရှာအကုန်မမိပါတယ်တဲဒီရဲ့ပြီးရောဆယ်တန်းမို့သူစိတ်ပူရတယ်သူများနိုင်ငံမှာဆိုဆယ်တန်းဆိုတာဘာအရေးလဲမြန်မာနိုင်ငံမှာတော့တဲတဲ့ကိုလှုပ်နေရတာမလားယူတဲ့လူနဲ့ပြူစားတဲ့လူနဲ့တကယ်ပါမနာလို့စိတ်လေးအတူကိုပေါ်ပါတယ်သူမပြန်တော့ပဲသူမကိုစောင်းနေလိုက်တယ်လောင်ဝသူ့ချူတွေပြီးပြီမို့သူနဲ့သူရှားကိုစောင်းနေတယ်သူလေးတဆဆနဲ့ရှားပြေတဲ့ခံလေးကိုမျောနေမိတယ်အကူစိတ်ပူနေတာလားရှာစားတော့ပြီးသားပါမပူပါနဲ့အမလောင်ဝဘာတော့မလဲမှားလိုက်လေရှားပါလေအကူဘယ်ဟုတ်ပါမလဲညီလေးကိုလာအေးနှစ်ဘူးပေးအေးလေးအခြေစိတ်တော့တရားပြီးတရားထွက်လာတယ်ရှာသူ့တငယ်ချင်းများနဲ့ထွက်လာတာကိုသူမြင်နေရတယ်မျက်နှာမှာလည်းပြုံးနေတာမို့စောစောတောက်လိုက်တဲ့အေးတက်ပဲသူ့ရဲ့နဲ့အေးချမ်းရတယ်ဒယ်ဒီရှားပြနေနဲ့သိလားပါဖတ်ပဲတော်တယ်ဒယ်ဒီစီယာချင်မစကကြရတော့စာချက်လုပ်ပေးမှန်းတည်းပျောက်သွားတယ်လို့ပါအာရီတောင်တက်လို့တွေ့လားလောင်မပြောသားပဲကိုပြောနေကိုမဒယ်ဒီဘေမှာတီချေရှိနေတာမသိလိုက်ပါတီချေရှားမျက်နှာနဲ့စူပုတ်သွားတယ်ဒယ်ဒီကရှားမချိုက်ပါဘူးဆိုလာဝကျေးဇူးပဲနော်အတူဆောင်ပြီလို့မဟုတ်တာအကွေပြောရမယ့်လူတွေလားရှာစမ်းနေချင်တော့တာမို့ဒယ်ဒီစကားပြောချင်ပြောလေရှာကားတွေကစောင့်နေပြီပြောဆိုသူမသူတို့စီကထွက်လာခဲ့တော့တယ်အခုပြန်တော့မယ်သိလားလားဝဟုတ်ကဲ့သူကဘောပြန်တက်လာတော့ရှာဟိုးပန်လေးတစ်ချက်ဆောင်ကအိမ်လေးလားစိတ်ကောင်းနေလားမသိရှာဒယ်ဒီရှာအိတ်ချင်လို့အိမ်အောင်မေညနဲ့သွားလို့သူဘာမှစမပြောတတ်တော့ပါစာနေဆိုတော့လေသူအရှုံးပေးရမှာပေါ့စာမေးပွဲနောက်ဆုံးရက်ကိုရောက်လာပါပြီရှာနေစာရီရပြီလားဟုတ်တယ်ဒီရှားနေပါပြီအော်ဒယ်ဒီကိုပြောစရာရှိတယ်ပြောလေဒီနေ့စာမွေးပြီးကြအပြန်ချရင်ရှာရီကမစားချင်တယ်ဝယ်ချွေโอเคစာသားအမှတ်ပြရအောင်လို့ဟုတ်ဟိုပြီးတော့လေဒယ်ဒီသဘောကောင်းတော့ပြောမှာဒယ်ဒီကသူ့ဘာဆက်ပြောမလဲကြည့်နေတယ်ဒိုကြီးကလေရှာစမီပဲပြီးရင်ရွာပြမှာအဲ့ဒါရှာလိုက်သွားခြင်းနဲ့နော်ဒယ်ဒီလိုက်သွားမယ်နော်မလိုက်ရပါဘူးသူများရွာကိုလိုက်စရာလားဒိုကြီးပြန်ရင်ငါ့ကိုထမင်းချက်ပေးဖို့မင်းမရှိတော့မှမသွားရဘူးလိုက်ချင်လို့ပါဆိုဒယ်ဒီရှားနဲ့အေးချင်နေပြီမလားသိသားပဲစူတောင်းလေဖြစ်เสียလားအဲ့ဒါဆိုရှားသွားမှာဒယ်ဒီကပြန်มาဝယ်စားပေါ့ရှာငယ်မရဘူးလို့ငါပြောနေတယ်လေရှားခြေကိုဆောင်လိုက်ကနှကစုပ်ပုတ်တယ်မျက်တံရချေရင်ရှိလိုက်တယ်ကားလေးလေးဘာစကားမှမပြောပြကြပါကျောင်းရောက်တော့ကားပေါ်ဟာဆင်ကနေစာဝတ်စိတ်ဝင်စားနော်မှားတာတွေမှတ်မိလားအကုန်မှတ်မိတယ်စူပုတ်ပုံနဲ့ကတ်တီတီသားပြောပြီးကျောင်းထဲဝင်လာခဲ့တယ်စာမွေးဖြစ်ပြီးချင်းလေဒယ်ဒီကိုဘလို့ချွတ်ထပ်ပြီးပြောရမလဲသာစဉ်းစားနေမိတယ်အကူလာဝအကူရှားကိုစိတ်ပူနေတာလားဟုတ်တယ်ဘာဖြစ်လို့လဲလာဝကိုဝန်ခတ်စရာတခုရှိတယ်တကယ်လို့လာဝမကျင်နေရင်လေကိုကိုရှိုက်ပါဘာများလဲအကူကတကယ်တော့အိမ်အောင်ရှိပြီးသားပါ
စစ်စံဟုတ်ပါတယ်လာဝန်အခုနဲ့စားငယ်လေးနဲ့လက်ထပ်ပြီးပြီဘာဆက်စားနဲ့အခုနဲ့ကလက်ထပ်ထားတာလားအခုရေမညာပါနဲ့နော်လောင်ဝညာနေတာမလားလောင်ဝအတူတူကြီးရက်နေကမျက်နှာလွှဲထားတဲ့မျက်သွေးရလက်တစ်ဖက်ကိုဆွဲမျက်နှာချစ်ဆိုင်မှုကြိုးစားပြီးမိရှာတယ်စောင့်မှုပဲဖြစ်ချင်းစိတ်ပြီးမှုအဖေလာတွေထပ်ပြီးရှက်ရှောင်းဝမ်းသာရပြေးထွက်လာခဲ့တယ်ဒီနေ့ပါသာဖြေလို့ကောင်းလိုက်တာကြက်ထားတာနဲ့ကွက်တိအခုလာဝအခုတကယ်ချစ်တာပါလောင်ဝသိတ်ခါနဲ့အချစ်ကိုမစော့ကားပါနဲ့ကိုရဲ့မထားခဲ့ပါနဲ့လောင်ဝပြောပင်ကိုကသူ့ကိုလာဖတ်လိုက်တယ်လာဝလူမြင်မသက်တော့ဘူးလောက်ပါတော့နော်အခုတကယ်ပြောနေတာပါအခုတောင်းပန်ပါတယ်မြတ်သွင်းလောင်ဝအသားရတွန်းဖက်ပြီးမြင်တေးချက်စွာဖတ်တာမှုကြောင့်ပြန်မဖတ်ပြီးမြင်လက်မောင်းကိုကင်ထားမိလိုက်တယ်စားထွက်လာခြင်းလူမမြင်သူမမြင်ဖြစ်ပြနေတဲ့ဒက်ဒီနဲ့တိချိတ်ကိုမြင်လိုက်တာမို့အကြောင်းသားချင်းနေမိတယ်ရှေ့လေးဆက်မရှောင်မီနောက်လေးပြန်မလဲပဲဒီတိုင်းရက်ချင်နေရင်မျက်ရည်တို့ပေါက်ကနေကျွေးစင်လာတယ်ဒက်ဒီရှားကိုမြင်သွားတာမို့ရှာမျက်နှာတစ်ဖက်ကိုလှည့်ရင်မျက်ရည်ပြန်တုံလိုက်မိတယ်ဟိုမှာဆက်ဆက်လာနေပြီမင်းဖေပါတော့ကွာသူအားမနာနိုင်တော့ပါသူမလေးမြင်သွားပြီးသူ့ကိုနာကျတော့မှဆိုတာကြောင့်အတင်းခွာလိုက်တယ်ဆက်ဆက်ဒက်ဒီသူ့စိတ်ပြေးလာတာမို့သူမျက်နှာတီးလိုက်ကနေလိုက်တယ်တော့မယ်လေးတဲ့ပြီးပြီလားဘာလို့ပြီးရမှာလဲတီချင်နဲ့အလွမ်းသိနေတာလေကြောင်ပြီးပိတ်ပြီးမြင်ဒက်ဒီတို့အချိန်မျိုးတွေ့လို့ရနေတာကိုမကြည့်မငင်နဲ့တီချီကငိုးနေတယ်ခြေတန်းတော့ပြီးပြောပြီးမြင်စိတ်သားပါသွားတယ်မဟုတ်တာမင်းတင်လွင်နေတာရှာငယ်အထင်လွင်တာတဲ့ရှာနာချင်းချင်းခေါင်းကိုစက်ကနေငြိမ်ရင်ရှင်မတရားဆွဆွဲတယ်လို့ဖြစ်သွားတယ်တောင်းပန်ပါတယ်ဒက်ဒီရှာဒက်ဒီကိုရွှေရင်ရက်ချင်နေတယ်တီချီစီကိုသွားလိုက်တယ်တီချီရှာဒက်ဒီနဲ့တီချီကိုသဘောတူတယ်သိလားမငိုနဲ့လေနောက်လေရှာတို့အိမ်လာလေပေါ့နော်ဒက်ဒီမြတ်သွင်းသူယူသွေးတာပြောချင်ဟာပြောနေတယ်ရှာကိုဘာပြောမှမသိတာမို့လက်ကိုဆွဲကားတဲ့တင်ခေါ်ခဲ့တော့တယ်ရှာမင်းဘာတွေလိုက်ပြောနေရလဲငါနဲ့လာဝင်နေဘာမှလည်းမဟုတ်တော့ဘူးဟုတ်လားလူမျိုးဘက်မှာဖြစ်ပြနေကြတာလေတိတ်ကိုကြည့်ကောင်းတယ်လူတွေသာမရှိရင်ဘယ်ဖြစ်ဖြစ်ကဲဟာမြတ်သွင်းစိတ်မထဲနိုင်ကရှာငယ်ရဲ့ပါကိုရိုက်ချလိုက်တယ်ယောက်ျားကကုန်မသုံးတာတောင်ရှာငယ်သူ့ခမလေထွက်သွားတယ်တေဒီရှာကိုရိုက်တယ်မုန်းတယ်တေဒီကိုရှာအရင်မုန်းတယ်ပိတ်ထားမင်းစော်ခါချင်တယ်စော်ခါလို့ရှာရအောင်ခွင့်ပြုထားတာမဟုတ်ဘူးငါသိခါမစော်ခါနဲ့ဘယ်တတိနဲ့တခါမှငါ့ကိုမတွန့်လန့်ရတဲ့သူကတွန့်လန့်နေတာလေရှာမားတာပဲရှာမားတာပဲလားရှာပဲလားတေဒီဆိုရင်ရောကိုယောက်ျားကိုလင်ကတခြားမိန်းမနဲ့ဖတ်နေတာပြောပြီးတော့ကြည့်နေနိုင်လားရှာကုများချင်းနားလေထားရတာရှာရင်တွေတစားစီစုပ်ပြတ်နေပြီတေဒီစာနာပေးလို့လားပါလီကိုကန်ကသူ့ကိုအပြောနေလိုက်တာများအလုံးပိတ်ကားလေးပြင်ကြာနေနိုင်တယ်ငါသူ့နဲ့တွေ့ခဲ့တာမှန်တယ်အခုငါသူ့ကိုဖြတ်ဖို့ပြောနေတာတေဒီဘဝမှာတေဒီသူ့ကိုအရင်ချစ်ဖူးတာမလားရှာတေဒီနှုတ်ပေါ်မှာတွေ့ပြီးပြီရှားလို့မိသားစုကိုပါတေဒီမုန်းနေတာရှားသိပြီးပြီအဲ့ဒါကြောင့်တေဒီရှားကိုအပြိုချန်ခဲ့တာမလားရှားတေဒီအပြိုမရတတ်တာပဲရှားငယ်မျက်တဲ့တန်းကားထဲမှာတောင်းအတော်ကိုကြည်တယ်မျက်လုံးနဲ့နေရဲကမေယိုတွေပါအကျိတ်ထားတာမို့တင်းကနေတယ်သူမကိုကြည့်နေတဲ့အကြည့်ကလေကြောက်စရာလောကောင်းတယ်ဟာကွာဒေါ်သာငယ်တဲ့အထိတော့ပင်ကြော်နေသလားထင်ရတယ်သူကစားပြီးနားမလဲယောက်ျားလားစားကြမှာပြည့်မင်းဒီတက်ကြီးရွက်ထိကျွေးမွေးမထားဘူးမြတ်တင်စီရတိုင်းကိုသူကလူသက်ချက်စိတ်ကိုစောစောထိဖြောင်းနေရတယ်သူမငိုနေရင်တခြားဘက်သူသာလှည့်နေလိုက်တယ်မြတ်တင်အတွက်ကြတိတ်ဆိတ်နေပြီးကားဆက်ကိုနိုးတဟုန်တို့မောင်ရန်လီပါဝင်နေလိုက်တယ်လက်တစ်ချောင်းလုံးကြံ့ကြံ့တန်းတန်းမောင်းတာတောင်သူမစီရဘာသာမှထွက်မလာသူမလည်းသိချင်သေးလို့ဆုံးဖြတ်ထားတယ်ကျန်နေပြန်ရောက်ပြီးမို့ကားပေါ်ကရှားစင်ကရှေ့ရဝင်လိုက်တယ်မြတ်တင်ဟာလေနောက်မှလိုက်ကရှာရဲ့လက်ကိုဆွဲသွားတယ်မလိုက်ချင်တာကြောင့်ရှုံးနေပေမဲ့ဒေဒီရဲ့အားကြောင့်ဇက်ကန်ကနေပါသွားတယ်ကျန်နေဝင်လာတဲ့အတန်းပရိညတ်တန်စူညာပေါ်လို့ရိုက်တန်အဲ့ဒီအတန်းလေးကြောင့်ဒေါ်ရေးပင်မျက်လုံးပြူသွားရတယ်ထွက်ကြည့်ပြန်တော့လေအတင်းကျဆွဲကကော့သွားတာမို့သူပါလှမ်းနေရတယ်တေချာတာကရှာကိုနာကြအောင်လုံးမှာမဟုတ်ဘူးဆိုတာသိနေတာမို့လွတ်ထားပေးလိုက်တယ်လှတော့တေဒီရှာတေဒီလည်းမရှုံးထွက်လိုက်တယ်တေဒီကသူ့ကနေကောကတကားကိုပါပေးလိုက်တယ်ပြီးတော့ရှာကိုနန်းရလေးနဲ့ကက်စိတ်ကရှေ့ရပိတ်ပြီးရက်ထားတယ်ငါနဲ့လာဝန်ဘာမှမပတ်သက်တော့ဘူးမင်းရုံပေးပါရှာမင်းကငါမိမပဲမရှုံဘူးရှာမင်းရောငါတတ်သိပြစရာတခုပဲရှိတယ်မင်းလိုက်ရဖို့အသက်ပြတ်တာတေဒီကရှာကိုချေကကရမောသားပြချတယ်
ရှားကိုပေါ်အဖေရှားကိုရှမဆန်နဲ့အကြည့်တွေနဲ့ကြည့်တော့တယ်ဟင်ဒေဒီလှော့နော်ရှားဒေဒီနဲ့ထပ်မနေကြတော့ဘူးမရဘူးမင်းနေရမယ်မင်းကငါပိုင်နဲ့လူသားရှားတော့ခွာရှင်းရအောင်ရှားထပ်ပြီးမနာချင်တော့ဘူးဒေဒီပြောသလိုနေပါတီချင်တဲ့ယူမှာဆိုလေရှားခွင့်ပြုတယ်မင်းတော်တော့ရှားနေဒေဒီဖေးပါရှားသွားတော့မယ်တော်ကြီးပြန်ရှားလိုက်သွားမှာဒေဒီခွင့်ပြုမယ်ထင်ပါတယ်ခွင့်မပြုလေလိုက်သွားမှာရှားနေမင်းကောင်အခါနေတာလားမလိုက်ရဘူးပြောနေတယ်ရှားတဲ့ပေါ်ရီစားထားတာနားလည်ပေးခဲ့တယ်အခုရှားကိုမတားပါနဲ့ဘဝမှာတခါတော့ရှားစိတ်ထင်ရလုပ်ပြရစေဒီနေ့ဒီချိန်ထိရှားတဲ့စကားတွေနားထောင်ခဲ့တယ်အရင်လေးချစ်ခဲ့တယ်ဒါပေမဲ့ရှားနောက်ဆုံးလိုက်ပြီးရှားတို့ဖြစ်ပျက်ခဲ့တာအားလုံးအိမ်မက်လူသားသဘောထားလိုက်ပါအိမ်မက်ဟုတ်လားအေးမင်းတော့အိမ်မက်မခိုင်းတာငါကလည်းဘာလို့အတီးယူရမှာလဲနေမင်းနေချင်တယ်လို့နေမင်းသိပ်ဖြစ်စေချင်တဲ့ငါနဲ့လာဝမင်္ဂလာဝဲဖြစ်စေရမယ်ရှားငိုကတေးရီယမနေမှာပြေးထွက်လာခဲ့တော့တယ်တကယ်တော့ရှားလို့ကျန်တာအေချမ်းပြောရှင်ရတဲ့ချစ်ချင်းမျိုးရှားတေးရီကိုသိချစ်တာအနိုင်လို့ကျန်လို့ပြောတာတေးရီကမချော့တဲ့အပြင်အရွယ်တိုက်ကဒီချင်းနဲ့လက်ထပ်မိပါဖြစ်လာတာမို့ရှင်နေနာကျင်ရတယ်ဒိုရင်ကျွန်တော်ပြန်သွားအောင်မယ်တကားသိချပေးပါပြန်လာချင်မှလာမယ်အမဒေါ်ကြီးပြောမလို့မနဲ့ဒေါ်ကြီးပြန်ပါနော်ပြန်ပါဟိုတရားပါကောသွားကျွန်တော်တော့ပို့ယူသွားမယ်တကားတွေသိချပိတ်ထားခဲ့ပေးပါအမယူဆိုင်သွားနော်သားသူကောင်းကြီးပြန်လိုက်ခါပေါ်လာတွေစုံနေကြဆိုင်သူမင်းနေလေကွာဘာလို့စိတ်ညစ်နေတာလဲဟမ်တောက်တာမနေတော့ဘူးနော်တော်တော့လူကလေးတိုက်တောင်လေးတော့မယ်ငါတကယ်နာကျင်နေရတယ်ငါချစ်တယ်ငါတကယ်ချစ်တာပါကွာဘသူ့ကိုလဲပြောပြလေကွာငါတို့ချက်ဖြစ်ရုံချင်းကြီးကိုဘသူကအသက်သွင်းတာလဲရှာရှာငယ်ကွာဟမ်မင်းသမီးကိုလားဟုတ်တယ်ရှာကိုငါအရင်ချက်တာဒါပေမဲ့သူငါချက်ကိုမယုံဘူးငါတိတ်ခါကိုစော့ကားတယ်မင်းတို့သူကမချစ်ဘူးလေလားအရင်ချစ်တယ်အခုမချစ်နိုင်တော့ဘူးတဲ့ငါမရတော့ဘူးအချင်းနေလောက်အောင်အပြည့်ပြည့်နေပတ်စင်ကပဲဆွဲခေါ်ပေးလိုက်တော့အန်နေလိုက်တာတငေါက်သားမျက်နှာရှုံးမိခါနှာခေါင်းပိတ်ထားကြတယ်မင်းပြန်မလားဟင်ငါမင်းတို့စီပဲလိုက်မယ်အေးပါကွာတလန်လုံးအော်နေတာဟိုနေရာပါမူးနေတာပျောက်သွားရတယ်မျက်တွေကမူးရင်သွေးလေးဆိုးတယ်အဲ့ဒီတော့စကားကိုမမအောင်ပြောနေရတယ်ချစ်တာဟုတ်ကွာငါ့ကိုပြောရတယ်ငါလာဝတ်ကိုမချစ်ဘူးအတီအေးပါကွာအေးလိုက်ပါတော့နော်ငါတို့မင်းသမီးတွေကိုဖုံးဆက်ပေးပါမယ်ဘာမင်းရရှာစီဘာစလုံးပါလဲဟမ်နာကျင်လို့လားမင်းဘယ်လောက်ချက်ချောင်းပြောပြမလို့လေကွာမပြောနဲ့အောင်မငါကလေးစီကိုစက်ချင်နေတယ်ဟမ်မင်းတို့ကွာမင်းတို့ကြောင်ကိုစိတ်တော်မကူနဲ့အေးပါကွာမဆက်ပါဘူးလူကသာပလက်ချွန်နေပြီသူကလေးကြတော့တိုးနေလိုက်တာကွာအေးပါအဲ့တော့ဘလုံးပုတ်တွေနဲ့ပြောချင်တာပြောပြီးညင်ကြသွားမှသူတို့လည်းအေးလိုက်ကြတော့တယ်ဒေါ်ကြီးဒေဒီထွက်သွားတာပြန်မလာသေးဘူးလားဟင်မတွေ့တော့လေရှားစိတ်ပူရတယ်ဒေဒီတငယ်ချင်းနေစီဖုန်းဆက်မေးကြည့်ရမယ်ဟယ်လိုဦးပြည့်စုံလားဒေဒီအဲ့မှာလားဟင်အော်ရှာငယ်လားဟုတ်တယ်နေဒေဒီဒီမှာမှောက်နေပြီငိုနေတာသေးတာဘလို့ဖြစ်တာလဲနင်တို့မြတ်သွင်းမငိုပါနဲ့သူပူပြောလိုက်တယ်ဒေဒီငိုနေတယ်သူမအတန်လေးတိမ်ဝင်သွားတယ်ရှားငွေချင်သွားတယ်ဟမ်စိတ်ပူသွားတာလားအခုအိတ်နေပြီဟုတ်ပါဘူးဒေဒီကိုကြွေးဆိုင်ပေးပါနော်အေးပါငါတို့ကောင်ကြီးကမင်းကိုအရင်ချစ်တာနော်မင်းငယ်ငယ်တွေကငါတို့စောင့်နောက်တာမကြိုက်ဘူးအထင်လွဲတာမလွဲပါနဲ့လောင်ဝမေကို तू မချစ်ဘူးတဲ့ဟုတ်ရှာဒေဒီကိုအရင်ချစ်ပါတယ်ဟိုဒါပဲတော့ဥပြည့်စုံရောင်းပြီးတော့ပြောပြီးမှရှာရှက်သွားရတယ်ပြည့်စုံတရားပြုံရင်တွေကမြတ်သွင်းတို့တွေအကဲပွင့်နေတာအမြင်ကြရတယ်သမီးရေအထုပ်တွေစုံပြီလားဟုတ်တော့ရင်ရှာချက်မြင်လေးဝချီကမဆွေမလန်းဖြစ်နေတာကြောင့်ဒေါ်ကြီးကမသိမသာချင်းရပြုံးနေလိုက်တယ်သမီးတဲ့ဒီကိုစိတ်မချရင်ကြံခဲ့လေဒေါ်ကြီးကလိုက်သိပြောလိုက်တယ်တဲ့ဒီကိုတတိလေးရနေတာအမှန်ဒါပေမဲ့ရှားကိုလှည့်စားတာမို့မကြည့်မနာကလေးစားချက်ချင်းနေတယ်ညာလေတဲ့ဒီကိုလွမ်းတာစိတ်ပူတာမို့အိမ်မရကောင်းနေညစ်စီဖြစ်နေတယ်မကြံခဲ့ပါဘူးသူ့မှာတီချေရှိနေတာပဲမျက်စောင်းလေးကတဲ့ဒီကိုမကြည့်မနာဆိုလိုက်တယ်ကဲအဲ့ဒါဆိုသွားကြမယ်တကားတွေစုံပိတ်ပြီးပြီမလားသူတို့ချန်ပီယံဟာတက်စီသမားရောက်နေတာမို့ချန်ကားတွေပိတ်ကထွက်လာခဲ့တယ်15ရက်လောက်နေကြမှာမို့ရှာတော့လွမ်းနေရတော့မယ်တဲ့ဒီရဲ့အကြကြီးလေးတကားမှမခွဲဘူးတာမို့ရှာနေတောင်နေတတ်ပါမလားကားလေးကတရွေ့ရန်ကုန်ပဲကြော်လာလိမ့်ပြီခေါင်းမိကအပြင်ဘက်ကိုကြည့်နေလိုက်တယ်တတိယလိုင်းကနေမပြတ်ခိုင်းပဲတက်စီနေတာအရောက်ပြတ်ခိုင်းတာမို့လွတ်လွတ်လပ်လပ်တာပြန်ရတယ်မူးလို့လားသမီးခေါင်းနဲ့မူးလို့ရှားပါတယ်ရှားပါမှဖြစ်ဘူးဟာ
ငါညဒီမှာအိပ်ပျော်သွားတာလားအေးလေမင်းမပြန်နိုင်ဘူးဆိုလို့ငါပြန်တော့မယ်ရှာတို့သွားပြီလားမသိဘူးအချိန်ကိုလည်းကြည့်အောင်စနစ်ကြော်နေပြီသွားပြီပေါ့ရောက်တော့ရောက်ခါနေလောက်ပြီဟာကွာသူထရနေရင်ကပြန်ထိုင်ချလိုက်တယ်ရှာရဲ့တို့ကြီးပြန်လာပြီဟေ့အိမ်ဝရောက်တာနဲ့ကလေးတယောက်နဲ့လူလေးယောက်လောက်ကအပြုံနဲ့စီကြကြတယ်တော့ရဲဆိုပေမဲ့တို့ရဲ့မာတို့ကရှိတဲ့အထက်ပါတာမို့တိုင်အလေအလက်လောက်နေမှာမကြီးဒါမကြီးတို့တတိလားမဟုတ်တာရှာတတိမဟုတ်ပါဘူးရှာလေအိမ်ကမွေးစားသမီးပါဟမ်ချစ်စရာလေးတော့မကြီးပြောထားတာထက်ကလေးကချစ်ဖို့တောင်းကောင်းသေးသမီးဒီမှာဘယ်သူမှအားနာစရာမလိုဘူးနော်ကြားလားဒေါ်ကြီးနာမည်ကတင်းတင်းချုံဒါကဒေါ်ကြီးအမျိုးသားမြင့်အောင်ဒါကတော့ဒေါ်ကြီးရဲ့သားထက်လင်းကိုဒါကဒေါ်ကြီးသမီးငယ်လေးမေမြမိုးတဲ့သမီးလိုအပ်တာရှင်ခိုင်နော်ဒါကတော့သမီးနဲ့တက်တူတူလောက်ရှိမင်းဒါလေးစိတ်နှမ်းဖြေထားတာအော်ဒါဆိုရှားနဲ့တူတူပဲပေါ့ရှားလည်းဖြေပြီးတာခုမှရှားမမောင်နှမဆိုတာတခါမှမရှိဘူးရှားတော့မောင်နှမလိုနေရအောင်နော်ထက်လင်းကိုနဲ့ညီမလေးဟုတ်ပါမရှားအခုမှရောက်တယ်ရှားဖော်ရချက်ကမောင်နှမပဲရလိမ့်ပြီမို့ပြောနေတာတတိကိုပဲခဏမေ့သွားရတယ်ချန်လေးကအဝဝိုင်းလေးနဲ့မို့ရန်ကုန်နဲ့ဘာမှမဆိုင်ရှင်မြေကအစားတန်ရှန်လက်ဆန်နေတယ်စားကြလို့ပင်ပန်းခဲ့သမျှပြေပြောင်းရတယ်လာသမီးခံလိုက်ပြန်မယ်အဲ့ဒီတင့်ချိုကစားထုတ်ဆွေကအဘော်တကာကစီခေါ်သွားတယ်အခါကသမီးရဲ့လူတော့မကျဲဘူးဒါပေမဲ့ဒီပြတင်းမောက်လေးကနေမနေ့ကလာကြည့်ရတာအရှမ်းကောင်းတယ်ဒီခန်းလေးနှစ်သက်မေးထင်တယ်ကြိုက်တာပေါ့ရှာဒီခန်းလေးကြိုက်တယ်အဲ့ဒါဆိုသမီးနာတော့လေနော်ခဏနာပြီးတမင်စားရအောင်နော်အဒီစိတ်မင်းနော်စားရပြုံးပြီးကောင်းညက်ပြလိုက်တော့ဒေါ်တင်ချိုခံပြထွက်သွားတော့တယ်ဒီလောက်လက်ဆက်တဲ့နေရာရောက်တာတောင်ရှင်နေမွန်းချက်နေတော့ဒေဒီဒီချင်းနေများပြန်တွဲနေမလားရှာစိတ်ပူမိပြန်တယ်မွေးရဖို့အိတ်ချလိုက်တယ်ခေါင်းနဲ့မူနေတာမို့တမီးလောက်အိတ်ချက်မိတယ်အိယာကနိုးတဲ့အခါနာကျင်စရာတွေနဲ့ဝေးပါစေပေါ့ထင်းတဲ့အတိုင်းမှာအိမ်ကိုပြန်ရောက်တော့သူမတို့ရှိမနေတော့ရှာရင်မင်းကတကယ်ထားခဲ့ရတဲ့နော်မင်းမရှိပေဘယ်လိုဖြတ်သန်းရမှာလဲမြတ်တွင်ရှာခန်းလေးဝင်ပြီးတော့ရှာကိုတင်တန်းလေးကြောင်းရွှေချောင်းချောင်းနဲ့ရှာများပုံနေလားလိုက်ချင်မိသေးတယ်နောက်ဆုံးမတွေ့တော့မှရှာရဲ့ကလေးလေးပေါ်မှာလဲပြီးတော့သူအိတ်ဆက်ပြီးတော့တယ်လွမ်းလိုက်ရတာရှာရင်မမစာမမမေမေမိုးလေးကသူ့ကိုလှုပ်ခါခေါ်နိုးလေးတော့သူ့အပြူပြင်းနဲ့တမစ်စားဖို့မိမိကိုမေမေလာခေါ်ခိုင်းလို့အော်ညီမလေးမမရေချုပ်ပြီးလာခဲ့မယ်နော်အဲ့ဆိုမိမိသွားတော့မယ်နော်ခဏလေးညီမလေးမမမုန်းနေပါတယ်လာထိုင်ဒီမှာထိုင်စားအော်ယူသွားလိုက်ကိုထလင်းကိုပါကျွေးလိုက်အောင်နော်ရှာရည်တဲ့ကလက်ဆောင်ပေးရထည့်လာတဲ့မုံတွေတအိတ်လိုက်ပေးလိုက်တယ်ပျော်ရွှင်ကမေမြင့်မို့လေးမနိုင်တနိုင်နဲ့တည်သွားတယ်အခန်းပြင်ရောက်တော့သူမကြားလိုက်ပါတယ်ကိုရေမမစာမုံပေးလိုက်တယ်အာကြီးပဲတဲ့ရှာပြုံးလိုက်ကရေချိုးဖို့ပြင်ဆင်ရတော့တယ်တော်တော်အိတ်လိုက်တာပဲ4 နာရီတောင်ကျုံးနေပြီမမထဲစားနော်မိမိထဲပေးမယ်ချက်သားကြော်တွေအရွက်သုတ်တွေငါ့ကိုဆက်ဆက်လေးချက်ထားတာတွေထိပ်ပေးလာတယ်တော်ပြီညီမလေးမမအဆက်မတည့်ဘူးအဆိုင်ရှိလို့မမကြီးကြိုးပြောလို့တော်သေးတယ်တော်ကြီးအချိုချက်ထားတယ်ရပါတယ်ရှာဘဲဥကျော်နေလေအဆင်ပြေတယ်ရှာအတွက်ဘာမှစစ်စစ်မနေပါနဲ့နော်အာမနာနဲ့သမီးစားလူစုံတက်ဆောင်ထမင်းဝိုင်းမှုရှာတော်တော်များများစားပြလိုက်တယ်ဟဲ့အောင်သူသမီးမရှိတာနဲ့ကြည့်အောင်အိတ်ခေါ်ပြီးတောက်နေတော့တာမျက်သွင်ကြည့်လုံးတော့မင်းတောက်နေကြမဟုတ်ပဲစွတ်တောက်မနေနဲ့တောက်စားမှာကွာတောက်တာခဏထားမင်းပါစားပြီလေမစားရသေးဘူးလေဒီမှာတောက်နေတာမတွေ့ဘူးလားဘာမှမစားချင်ဘူးတောက်မယ်ပြီးရင်အိတ်မယ်အကုန်မေ့မယ်ပြပြစောစောတောက်နေလိုက်တာတကြိုက်သေးတခွပြေးစုံနေကောင်းသားနှစ်ယောက်သာပြွေးချနေတယ်စေးသားတင်ပြီးပြီမို့မျက်တွင်တို့ပြောရဆိုရခတ်လာတယ်ကောင်းသားဒိုးကြီးစီဖုံးဆက်ကွာငါဆငင်နေစကားပြောချင်လို့မင်းမိုးနေပြီမပြောနေတော့အခုအိတ်တော်မလားအိတ်เสียလားငါအိတ်ထားတယ်လှုပ်ခေါ်လို့ကြားတယ်ကွာငါနှွမ်းလာပြီခေါ်ပြောမရတဲ့ဆိုကောင်းသားဒေါ်တနေမထင်စီကိုဖုန်းခေါ်လိုက်တယ်ဟယ်လိုဒေါ်ကြီးလားဟယ်လိုဟုတ်တယ်လေတားမြတ်သွင်လားမြတ်သွင်မဟုတ်ဘူးဒေါ်ကြီးကောင်းသားမှာဒီမှာဒီကောင်ရှင်းနေလို့သူသမီးနဲ့ပြောချင်လို့တဲ့တနေ့ကောင်ထမင်းလည်းမစားဘူးကျွန်တော်တငယ်ချင်းတကယ်ပလက်ကျွတ်နေပြီကောင်းသက်စကားကြောင့်ဘေးကနားထောင်နေတဲ့မြတ်သွင်ခေါင်းကိုပိတ်ချလိုက်တယ်အေးဒေါ်ကြီးသွားပြလိုက်မယ်ခဏနော်ကိုကဆုံးမချင်မိမေကိုပြောချင်တာမဟုတ်တာမို့ဒေါ်ကြီးအလိုက်တဲ့ရှာတာဖုံးဆက်ပေးလိုက်တယ်သမီးရေရှာတကားပွင့်အောင်ရှာလာမချင်းငယ်ကြီးကဆွေးနေတော့ဒေါ်ကြီးတကားလက်ခောက်တာမို့ရှာထားပြီးတကားဖွင့်လိုက်တယ်ဖုံးလာလို့သားမြတ်သွင်ရှာမပြောချင်ဘူး
တပတ်ကညင်တန်ကိုစပီကာဖွင့်ထားတာမို့မြတ်သွင်းချလိုက်ရတယ်မပြောချင်ဘူးလေလားပိစံကောင်းတာဟယ်လိုရှာရှာနေဟယ်လိုဒေါ်ကြီးပါတပတ်ကမြတ်သွင်းအော်နေတာကြားလာမို့ဖုန်းလေးတစ်ချပါလွှဲကပြောလိုက်ပါသမီးရေသမီးတို့ကလင်းမယားတွေလေတားကုတ်တွေတမင်းတော်မစားရသေးဘူးတဲ့အရက်တွေတောင်းနေကြတာရှော့ပြောလိုက်ဒေါ်ကြီးတင်းထုတ်ပေးတာမို့သူမရှူလိုက်ရတယ်ဟယ်လိုတဲ့ဟေ့အောင်တပတ်ကရှာရှာတန်ကြတော့သူတို့မြောက်ကြကြတန်နဲ့ပြုံးပြကလန့်ပြောတော့ပြေးစုံနေကောင်းတန်းမျက်စောင်ထိုးလိုက်တယ်ဘာလို့နေတာလဲခုအတန်ကိုမနိုင်သမျှမထားတော့လေသူ့တန်ကအမှုသမားအတန်ထွက်နေပြန်နေရှာအိတ်မပြောလို့ထိုင်းနေတာစားပြီလားကိုယ်လည်းမစားရသေးတော့လေသူမလေးကအစားရရှိတာမို့မစားရသေးမှစိတ်ပူရတယ်ဟုတ်ဒီရီရောစားပြီလားဟဲ့မစားချင်ဘူးဘာမှလည်းမရှိဘူးမင်းမအစားရရှိတဲ့တည်းသူများအိမ်မှာအဆက်တွေစားမိမှဆိုလို့ရေလေးစောစောချွတ်ကြလားအမဒီရီရောသူမဘာပြောဖို့တိတ်ဆိတ်သွားကြပြန်နေသူမကိုဆိုငငယ်တွေကကြည့်ရတဲ့ဆိုင်မှာချားနေတဲ့ဒီရီကအခုလည်းစိုးရင်တစ်ချိန်မှနေသေးတာမို့ဒီရီကိုလွှမ်းလာရပြန်နေအနောက်ကိုပြေးသွားကဖတ်ပြီးငိုလိုက်ခြင်းနဲ့ဒီရီဟယ်လိုကြားတယ်လေတိတ်နေတော့ဖုန်းချသွားပြီးထင်တာဖုန်းမချပဲသူလေရှာလို့တွင်းနေကြနေသလားရှာမျက်ရည်ဝေးလာရတယ်ရေခဲတတာထဲမှာရှာဟင်းချက်ထားခဲ့တယ်လေဒယ်ဒီထမင်းစားအောင်အခုရောဘာလုပ်နေတာလဲအရက်တောက်နေပြန်ပြီလားဘယ်သူပြောလဲဘာလို့တောက်အောင်မလဲရှားသိနေတာတောင်ညာချင်နေသေးတယ်ရှားသိတာပဲထမင်းစားလိုက်နော်ဒယ်ဒီကအားကြောင့်အကောင့်သေးသေးလေးဖြစ်နေတာသိလားဒယ်ဒီမခန့်ချအောင်ပြောလိုက်ချင်မှာဒယ်ဒီရဲ့ရှိမှဆိုဒီလိုပြောရဲဖို့နေတတ်တာမစားကြဘူးထက်တာအောင်မှာမစားရင်လည်းနေပါဒါဆိုချဖုန်းချလိုက်တော့မယ်ဘာပြောလဲချရဲချချင်ဒယ်ဒီကထမင်းမှမစားတာကိုတော်ပြီမတောင်းနေတော့အိတ်တော့နော်ထမင်းမလို့လိုက်သွားတာလေငါမရှိပဲမင်းစိတ်ပြင်းနေပြီလားငါ့ကိုမလို့အပ်တော့ဘူးလားဟဲ့အောင်ခဏကြိုက်ထားငါမရတော့ဘူးရှာဖုန်းချနေတော့ကြိုက်ထားရှူပေါက်ချင်နေပြီငါကလေးကိုဘာစကားမှမပြောနဲ့နော်ပြေဆုံးတွေ့အော်ပြောတော့မတော့ဘူးလေတွေ့ရတဲ့စိတ်ထိတာဟိုများရှာရည်နေတော့လေအေးပါကွာမြတ်သွင်းအင်သာဘတ်ဝင်သွားမှာကောင်းတန်ဖုန်းကိုခိုင်ကဟဲ့နင်းတည်းအမြတ်အိတ်ခိုင်းလိုက်တော့ဟာဒီတိုင်းဆိုငါတို့ဘာမအိတ်ရတော့ဘူးမိန်းနေပေါ့ဦးလိုကဘာလို့သူ့သဘောတိုင်းလိုက်တိုက်ကြတာလေသူ့တည်းကိုကြတော့အပြစ်မပြောဘူးမြတ်သွင်းပြန်ထွက်လာပြီမို့သူ့ဖုန်းလေးကိုပြန်ပေးလိုက်တယ်ချသွားပြီလားပြန်ခေါ်ဒီတိုင်းဆိုရှာပါတင်ညာအေးရမယ်ပုံမပေါ့မိုးနေတဲ့လူပဲအရှုပ်ပေးလိုက်ပါမယ်ဆိုပြီးရှာလေတန်လေးချို့ဖို့ပြင်ရတယ်ရှာဟယ်လိုကြားလားဒယ်ဒီပြောလေဘာလဲမပြောချင်ဘူးလားမင်းကငါ့ကိုပါတဲ့ဘောလေငါခွေရမှာဆိုပြီးမခံလီစာလောက်တာလားသူ့ဘာသာပြောချင်ရပြောပြီးဒေါသတွေစွတ်ထွက်နေတဲ့ကြည့်မဟုတ်ပါဘူးဒယ်ဒီရဲ့မဟုတ်ရင်ဘာလဲသတိမရဘူးလားပြောရှာတယ်ဒယ်ဒီတော်ပြီနော်မတောင်းနေတော့သတိရတယ်ဆိုပြန်လာလေငါတို့လို့အစ်မပြေးနေဘူးခံပေါ့လူရှိတော့ကောင်းကောင်းပြောဆိုလို့လားတိချက်စီမတော်ဘူးလားဒယ်ဒီကရှာနေနောက်เสียမဟုတ်ဘူးနော်ငါဒေါသဖြစ်လာပြီသူမစားလိုက်တာကိုဒယ်ဒီကဒေါသတွေထွက်လာပြီမို့သူမပါစိတ်တို့ကအောက်ဆိုလိုက်တာပဲရှာလိုက်တော့မယ်ရှာငယ်ငါစိတ်တို့လာပြီနော်ချရဲချချေအခုချက်ချင်းလိုက်လာပြီလာတတ်မှာရှာကောင်းနေကုတ်ကစိတ်တို့လာတယ်တမင်တသက်ရှင်းနေတာသိတာချင်းအိမ်မှာသာဆိုမတွေးရစရာရှာတစားစီဖြစ်နေပြီဒယ်ဒီထားတော့နော်အဲ့တော့ရှာချော့သိမ့်မယ်မအိပ်ဘူးဒီညညလုံးအိပ်စရာအချောင်းကိုမရှိဘူးရှားကိုမချစ်ဘူးဆိုရင်မအိပ်နဲ့ပေါ့ဒယ်ဒီကတိချက်ကိုလွှမ်းနေလို့မအိပ်တာလားအဆိုငါလာဝကိုမချစ်ဘူးအဆိုထားလေအဲ့တော့အခန်းထဲသွားရှားကိုတတ်သိပြမချစ်ချောင်းဘာမှလည်းမဆိုင်ဘူးဆိုင်နေဖုံးမချားနဲ့လေရှားတို့ဒီတိုင်းအိတ်ကြမယ်ဒယ်ဒီကိုရှားအရန်လွှမ်းနေပြီးတော့ရှားအရန်လည်းချစ်တယ်ရှားရဲ့စကားကြောင့်သူကျင်းနဲ့သွားရတယ်ထားရတော့ဒီရိတ်ရိုင်နေမို့ပြေဆုံးလှမ်းတွေ့လိုက်တယ်ငါသွားတော့မယ်လိုက်ဖို့ပြီအောင်ကောင်းတဲ့လူနေရအခန်းထဲဒီတွေ့ဖို့ကအတဝါရှုပြီးပြန်ထွက်လာကြတယ်တော်တော်မလွယ်တဲ့ကောင်တော်သေးတယ်ရှာငါတို့ကိုကဲတင်လိုက်လို့ဟယ်လိုဒယ်ဒီကြားလားအိတ်ချင်ပြီလားအိတ်မလို့လားမအိတ်ဘူးလွမ်းနေပြီလေးရဲ့အတူအိတ်ချင်တယ်ရှာတတိနာမှာမဟုတ်တာတောင်ရှက်လို့မျက်နှာလေးပူတက်လာတယ်ရှာကိုချက်လာဟဲ့မသိဘူးလားတလောက်ချက်တာမမြင်ရဘူးလားဒယ်ဒီပြောပြဒယ်ဒီရဲ့နှက်ခမ်းလေးကနေချက်တယ်အရန်ချက်တယ်မကွေးနိုင်အောင်ချက်တာအခုလွမ်းလို့မင်းစီလာချင်တယ်မင်းကမချစ်လို့ထားခဲ့ပြီမယ်ငါယူမှာဘသူကမချစ်တာလဲရှာချစ်တာပေါ့ဒယ်ဒီကိုအရန်ချစ်တယ်ဒယ်ဒီကရှားယောက်ျားပဲကိုမိမလွမ်းနေပြန်လာခဲ့တော့ကိုလာခွာမလားဟင်မိမတဲ့ရှင်နေဝမ်းသာကျင်းနှူးမိပါရဲ့မူးနေလို့ခေါ်တာပါမမူးကြည့်ပါလား
ရှားလေကနာနေပြီးပြန်လာမယ်လေနော်ဒယ်ဒီထမင်းပုံမှန်စားနော်သိလားအမဘေဘီအဲ့ချက်မီလားမျက်လုံးမိထားနော်ရှားယောက်ျားဘေဘီလေးကို့အဘွားပေးရောဝအဘွားကျင်းတတ်ပြီလားအမကိုအဲ့ချက်မီဘေဘီလေးကိုနဲ့တူအိတ်မှားထားမယ်နော်သူများရွာမှာဘာသာမှမချချင်ဘူးမင်းကကိုမိမနော်မမိတယ်မလားမမိတာပေါ့ဒယ်ဒီကရှားယောက်ျားအဲ့တော့ဘယ်မိမနေမှာမပတ်သက်ရဘူးဂတိအိတ်တော့မေဖုံးမချနဲ့နော်ဘေဘီအသက်ရှူတာလေးနဲ့နားထောင်ပြီးအိမ်မှာဟုတ်ရှားကိုကျွေးနေတာကျွေးနေပြီဒယ်ဒီရဲ့အရင်ဆုံးသူ့ကိုယောက်ျားခေါ်တာမကြိုက်သူကြီးကအခုတော့ဘာမှမပြောတော့အမြဲတမ်းတူတဲ့သူမို့ကောင်းလေးများနဲ့ခွာနေဖို့လေအခါခါမှားနေလိုက်သေးတယ်ဒီညတော့တယ်လီနောပိုင်ရှင်ကိုအလှလောက်တာမို့သူတော့တတိဖြစ်မညာပါဘလူကြီးလေးကွာမိုးနောင်နေရောကိုတော့နိုးလာပြီလားကြွပါခမမျက်နှာတစ်ပါမနက်စာသုံးဆောင်ရကြပါကျွန်တော်မျိုးတွေပြင်ထားပါတယ်ခွေးကောင်နေလာတော့မနေနဲ့ငါ့ကိုညဒီတဲ့ဘသူခြိထည့်တာလေမင်းကောင်ကငါတို့ကခြိမလားမင်းမသာဆက်ဆက်နဲ့ပြောပြီးအထဲဝင်သွားတာအမလီကွာငါတို့ဝင်ခိုင်းတော့ဟောက်လားမလားနဲ့သူကောင်မလေးပြောတော့နှစ်ခါမပြောရဘူးငေါ့ကနေထားတော့တာဘသူကပြောတာကြောင်တောင်လုံနေတဲ့မျက်သွင်းနဲ့နှကောင်ခေါင်းကိုတွန်းလိုက်တယ်အတိတ်မိတ်တယ်လို့ရွှေပြောက်တယ်လို့လောက်မနေနဲ့မင်းလေရှာရှာစစ်ဆက်တာဗါတဲ့အရန်လွန်လို့ယူတော့မဲတဲ့အရင်ချက်တာမသိဘူးလားတဲ့ဘာငါပြောလို့လားသွားပါပြီကွာဟန်ပန်မူရနဲ့ကောင်းတန်လုပ်ပြတာကြည့်ရင်ပြေဆုံးခွတ်တူခွက်လန်းရှိနေတော့တယ်ပြောလားမပြောလားမင်းဖုံးမင်းပြက်ကြည့်အောင်ပါဝါတော့ပိတ်ကုန်မင်းတို့ညာကဘာတွေဆက်ပြောကြလို့ဒီလောက်တောင်ဖြစ်တာမသိဘူးကွငါလည်းနေတာငါဘာမှမမှတ်မိဘူးရှက်တာကွာမိုးပြီဆိုရှက်တော့ဘယ်ရောက်မှမသိဘူးရှာငေတော့ငါ့ကိုအော်ယူနေတော့ပြီမရှိပါဘူးဟိုကမင်းကိုချော့နေရတာနောက်တော့မင်းနဲ့ဆက်ပြောကြတာပဲလေငါတို့လည်းမသိဘူးသူတကယ်ညာကဖြစ်ပြန်ပုံဖော်လို့မရပါရှက်ဖို့ကောင်းလိုက်တာညာအိတ်တာညာနဲ့တာမို့အိယာထားနောက်ကြတယ်ပြန်တွေးရနေရင်ခုံမိနေသေးတယ်ဒီကချစ်တယ်တဲ့သမီးမမကိုရွာတယ်လိုက်ပြလိုက်အောင်ဖះလေးလိုက်ပြလိုက်အောင်နော်ဟုတ်လာမမင်းနဲ့သွားကြမယ်မိမိရေမမလေးဂရုစိုက်ခေါ်သွားနော်တို့ရဲ့ညီမလေးကိုမှားလိုက်ပါသေးတယ်ရွာကလေးကတောင်ကြီးလေးမှာမို့ဂေါ်စင်ကောင်တက်ကလေးနဲ့အတော်လေးလာပါတယ်ညီမလေးကတောင်ပေါ်မှာတည်ထားတဲ့စီတီလေးစီကိုရှာကိုခေါ်သွားတယ်အပေါ်တက်ရတာမို့ရှောင်းလင်းဆက်မသွားနိုင်မီအမောပြေးရသေးတယ်တောင်ပေါ်အောက်ခြေလေးကိုလန့်ကြည့်တော့စိတ်ဆုံနေတဲ့မြင်ကွင်းလေးကအတော့ကိုလာတယ်လှလိုက်တာညီမလေးရဲ့မမပြောရဲ့လားပြောတာပေါ့ခေါင်းနဲ့မူးနောက်တောင်ရှိတယ်နေမကောင်းလို့လားရင်မိမိကိုပြောလိုက်မယ်လေရှားတယ်ညီမလေးရဲ့မမနေတာပါတယ်နေဝင်ချင်းဆိုရင်လေတားလာတာငက်ကလေးတွေရောလေလေးတွေကလေတားတိုက်တာခုကမနက်ပိုင်းဆိုတော့တိတ်မလာဘူးမိတော့ပူးနေပြီညီမလေးပူလို့လားအဲ့ဆိုပြန်ရအောင်လေရှောင်းပါတယ်မမရေကဲပါပြန်ရအောင်နော်မမလေးပင်မနေတယ်လို့ခံစားရလို့အော်နေအောင်ရှောက်တော့ရောက်ခိုင်းဖယားခဏဖူးအောင်မေမရောက်ဘူးတဲ့ဖယားမှာစုသုံးဖို့တောင်းရင်ပြည့်တယ်တဲ့မမစုတောင်းအောင်မေရှာစုတောင်းပြီးတဲ့ထိညီမလေးကစောင့်ရှာပါတယ်ပြီးပါတောင်းချေကိုပြန်ဆင်းလာခဲ့ကြတယ်အတက်တော်ကကြားသလားအစင်မှာတော့မြန်လိုက်တာဟဲပြန်လာကြပြီလားဒီညီမတွေမြန်လိုက်တာချံဝင်နေဆိုရင်မေတို့ရင်ညီမကလှမ်းမိတယ်မမကခေါင်းမလို့တဲ့အဲ့ဒါနောက်နေ့မှအေးစိတ်သွားမယ်ဟုတ်လားသမီးလေးမူးနေတာလားနေမကောင်းလို့လားတို့ရင်ကဆွေးရင်တစ်ချိန်မေးရှာတယ်ရှားကောင်းလေးငယ်ကရှားမူးနောက်ဖြစ်နေလို့ရှင်နေပါမငြိမ်ဘူးစိတ်ကသွားကြမလားသမီးလေးလာပါသွားမယ်ယောဂမွေးထားလို့မကောင်းဘူးရှားလက်နေရတာမကောင်းတာနဲ့ခေါ်သွားတဲ့နောက်လိုက်လာခဲ့လိုက်တယ်ဟိုးရောက်တော့ဆရာမကစစ်ဆေးနေတော့တယ်အိမ်အောင်သေးလားဟုတ်ပါတယ်သမီးမကိုဝင်ရှင်းနေတယ်နော်ဆရာမအားစီရဲ့လူရတဲ့စီတွေပါပေးလိုက်မယ်ကလေးတဲ့ငါဘယ်လိုရသွားတာလဲဟုတ်သားပဲဆေးမှမတောက်တာတောက်တရမိတရနဲ့ဒီလိုပြောလို့သဘောတူပါမလားဟာသူကလေးပဲတူအောင်မှာပေါ့သမီးလေးကလေးရှိရတာတားသိရင်ဝမ်းသာမှာရှားတော့ကြောက်တယ်ဒီလိုပြောပြရမှာရှဲခုံနေဒီကချစ်မှာပါနော်ဘယ်လိုပြောလိုက်တာလဲချစ်မှာပေါ့တို့ရပြောတော့လေချစ်မှာလေရှားပြောလိုက်တာဒီကလေးလေးရှိနေပြီမို့ဒီကသူ့ကိုချစ်တာပဲကလေးပါချစ်မှာလေတို့ရရှားကိုဖုတ်ခဏပေးပါလားအော်ရှူလေးရှာရဲ့သမီးတွေစီစက်မှာမလားဟုတ်ယူသွားပြီနော်ရှားကဖုန်းလေးကိုယူပြီးအိမ်မော်ကိုပြေးတက်လာခဲ့တယ်မြတ်သွင်းပြေးဆောင်တို့အလုံးလုံးနေရင်ဖုန်းဝင်လာတာမို့ပြေးဆောင်နေမှရှိမြတ်သွင်းကိုဖုန်းချေကမင်းသမီးကခိုင်းလိုက်လေဟာမပြောချင်ဘူးအလုံးလုံးနေတဲ့ထားလိုက်မင်းရလေကွာ
ကန်လိုက်ပါမင်းညာတော့ကတော့ဒီချုံမဟုတ်ဘူးနော်အေးအဲ့ဒါကြောင့်ငါမပြောချင်တာယူကြောင်မှုကြောင့်နဲ့ပါစတဲ့ရှိဟာလိုက်ပြောမိတာကွအခုတော့တကယ်ချင်းနေရှိမှာမို့သူမပြောချင်ပဲပြောလိုက်ရတယ်လို့ပုံစံဖန်ကပြောနေလိုက်တယ်တကယ်တော့ရင်နဲ့ဖြစ်နေတာညာအရက်ကဖော်သွားလိမ့်ပြီမို့ရှက်နေတာလည်းပါတယ်ဖုန်းလေးရတကားပြီးတကားအစမပြတ်អော်နေတာမို့ဖုန်းလေးကိုကြီးကနေတော့ဖြစ်နေတယ်ဒေဒီကလည်းမကြိုက်ဘူးအလုံးရှုံနေတာလားမသိဘူးဒီတကတော့နောက်ဆုံးနေနေခေါ်လိုက်မယ်ဟာဖိုးထုတ်ဝင်လာတာမို့သူကောက်ကလိုက်တယ်တငယ်ချင်းတွေရှိမှမို့ဘာဖြစ်နေလို့ဖုန်းကိုခဏခေါ်နေတာလေဒေဒီကစီးအောင်လိုက်တာမို့ပြောမယ့်စကားမှမပြောရအောင်ဖြစ်သွားရတယ်ဒေဒီမအားလို့လားဟင်ဟုတ်တယ်အော်အဲ့ဒါဆိုမပြောတော့ဘူးရှားကြောင်အနောက်ဆက်ဖြစ်သွားလားဟင်ဖြစ်တယ်ရှားကိုချစ်သေးလားမင်းမေသားမေးရတာကြောင်နေလေရှားပြေကအခုမှဟိုစကယ်ပုံလို့အယူလင်းလုံးနေရတယ်လို့ပါပဲမို့သူချစ်လာရင်ချက်ချင်းသူညွညင်လာရင်ချက်ချင်းစနေကြော်နေတဲ့ရှားကသူ့ကိုဆဆနားလေးပေးနေရတယ်ဘာရီလာမင်းနေရလေညလေငါမှုနေလို့ပြောချင်ရပြောမိတာငါတငယ်ချင်းတွေပြောပြမှသေးတယ်ငါမင်းကိုရှစ်တာမူနေလို့တယ်လားအယက်သမားချီချွေရင်မစားပါဘူးဒေဒီရဲဆက်တယ်ရှာဝတ်နေစွာမျက်ရည်တွေပေါက်ကနေကြားလာတယ်အဲ့ဒါဆိုရှာမပြောတော့ဘူးဒါပဲနော်ဖုန်းလေးကြောက်တော့မှပြောလိုက်တာလွန်သွားလားပြန်တွေ့နေမိတယ်တကယ်ဆိုမချစ်တာလည်းမဟုတ်ဒေါ်ကြီးဟစ်ချက်နေရင်နောက်ပြန်လေကကြည့်တော့ဆဆမျက်ရည်ဝိုင်းသားနေမို့ဘာဖြစ်တာလဲတာမြတ်တွေဘာပြောလို့လဲမကြိုက်ဘူးလားမဟုတ်ပါဘူးရှာပြောတော့မပြောရသေးဘူးရှာကိုအော်တယ်ရှာကိုမချစ်ဘူးဒေဒီကမဟုတ်ပါဘူးသမီးကိုချစ်ပါတယ်ဒေါ်ကြီးမြင်မယ်လေသူလှုပ်ရှုပ်နေလို့နေမှာပါဟုတ်ဘူးညာဖုံးဆက်တာလေသူမိုးနေလို့ဆက်တာတဲ့ရှာဒေဒီစီမပြန်တော့ဘူးတခြားပဲသွားနေတော့မင်းရှာပြောပြီးအိမ်မပြန်တက်သွားတော့တယ်ကလေးကိုတားအမျိုးစိတ်ညစ်အောင်လုပ်နေတယ်သူမချစ်တာလည်းမဟုတ်ဘူးဒေါ်ကြီးဖုံးယူကမျက်သက်စီဖုံးခေါ်လိုက်တယ်ဟောလာပြန်ပြီကွာမင်းဘေဘီကနော်အရင်ချစ်တာမင်းကိုမြတ်သွင်းခုနကလေးကရှာငိုသွားတာမို့သူစက်တာမဖြစ်နိုင်မှသိတယ်ဟယ်လိုတာမြတ်သွင်းဒေါ်ကြီးပါခုနကရှာကိုဆွလိုက်သေးတယ်မလားသူငိုသွားလို့ဟုတ်ကျွန်တော်လှုပ်ရှုပ်နေတာနဲ့ဆွလိုက်မိတယ်တားကလေသူကဗျာပြောနေတာတားစိတ်ဆက်မဲဆိုပြီးတော့သူသားကိုပြောစရာရှိတယ်ဆိုပြီးတော့လေပြောပြလားဟင်ကျွန်တော်ဆိုတာနဲ့သူစိတ်ကောက်ပြီးချလိုက်တာရှာစီမှာကိုဝင်ရှိနေပြီတားသိလားဗျာတကယ်လားခုနကသူစိတ်ညစ်ပြီးပြောတာထင်တယ်တားစီမပြန်တော့ဘူးတဲ့သူသွားချင်ဟာသွားမယ်တဲ့တာတခြားချစ်တဲ့သူရှိနေလို့လားဒါဆိုလေသမီးလေးကိုတော့ရင်ဒီမှာပဲခေါ်ထားလိုက်တော့မယ်တားယူချင်တဲ့သူနဲ့ရှူပါရှာကကိုဝင်နေဆိုတော့သူ့ကိုစိတ်မထိခိုက်စေချင်မို့တားကသူ့တများကြီးအသက်ကြီးတာရဲချက်တဲ့နေမြတ်သွင်းဖုံပြောရဲ့မျက်နှာညှိုးချနေတော့တယ်ကျွန်တော်မှားပါတယ်ကျွန်တော်မှာအသက်လည်းမရှိပါဘူးရှာကိုပဲချစ်တာပါကျွန်တော်မနေ့ပြန်ချာလာခဲ့လို့ရမလားတော်ကြီးရပါတယ်မင်းလာတာရှာကိုအသိမပေးသေးဘူးတော်ကြထွက်သွားမှာဆိုလို့ဟုတ်ကဲ့တော်ကြီးသမီးမနှက်စာစားရအောင်လေဟင်ရှာမစားချင်ဘူးရှာမလေးတွေကမျက်နှာမကောင်းထမင်းပါကောင်းမစားဒီမနေ့တော်ကြီးလာခေါ်တော့လေအိမ်ရတဲ့ခွေခွေလေးလှဲနေတယ်နေစားပါသမီးဒါမှကလေးရောသမီးပါအားရှိမှာပေါ့တားမြတ်တွေကအလှရှုပ်လို့ဆူလိုက်တာနေမှာပါသမီးရဲ့မဟုတ်ဘူးသူကစားဖို့မှချစ်လို့ကလေးကိုပါမချစ်ရပါတယ်ရှာသူစိတ်မပြန်ဘူးကလေးလည်းမမွေးတော့ဘူးဘာပြောလဲငါကလေးကိုတတ်မယ်ဟုတ်လားသူတင်ပြောရင်အမေရောက်လာနေကြဒီတရခုလေသူခံနေရောက်နေပြီလားအိမ်မမတ်နေတာလားအတန်ကြာရနောက်ကိုလှည့်ကြည့်တော့ဒေဒီဖြစ်နေတယ်ရှာစုပ်ကနေကောက်ထိုင်လိုက်တယ်ဒေဒီဘယ်ရဘယ်လိုဒေါ်ကြီးရဲ့ပြုံကအလိုက်တည်ထွက်သွားတယ်ဘေဘီလေးကိုစိတ်ကောက်နေတာလားမြစ်တဲ့နားတူကရှာကိုဖတ်လိုက်တော့သွားလာမဖတ်နဲ့ဒေဒီကိုမုန်းနေဟာပြန်ပြောစမ်းမုန်းတယ်လို့လာမဖတ်နဲ့ရှာဟိုဘက်တူကရွှေလိုက်တော့ဒေဒီကပါလိုက်တူကလိုက်ဖတ်တယ်မနေ့ကကိုစကားပြောတာလွန်သွားတယ်ကွာကိုဘေဘီလေးမှာပူတူလေးတွေရှိမှမသိဘူးပူတူလေးတွေမရှိရင်ဒေဒီကမချစ်ဘူးပေါ့အဲ့လိုလားမျက်စောင်းကလေးနဲ့ကြည့်ရင်ရှာရန်ဆွာလိုက်တယ်ချစ်တာပေါ့ဘေဘီကကိုယ်နှလုံးသားရဲ့ပြင်မလေးပါဟိုညာကပြောတာတွေအတီးသိလားဘေဘီလေးမရှိရင်ကိုယူမှာပဲအားကြောင့်အခုလိုက်လာတာအရန်ချစ်လို့ပေါ့ပူတူလေးမွေးပင်နော်ကိုဘေဘီလေးကလိမ့်ပါတယ်ကျင်းတာမဟုတ်ဘူးသိလားမကျင်းတဲ့ရင်ကျင်းတဲ့အောင်ဒီကဒေဒီကချော့မှာပေါ့ဒေဒီနော်ဘယ်လိုကြည့်ကြည့်လဲကြောက်သေးသွားဒေဒီသူမကိုကြည့်တဲ့အကြည့်ကိုရိတ်စားမိတာမို့ထွက်ပြေးဖို့ကြံနေရတယ်ဘေဘီမှလည်းဘေဘီရဲ့အရန်လွမ်းလို့လားအိပ်ရအောင်နော်လွမ်းတာအိပ်เสียလားခုမှနိုးတာကိုမအိပ်ဘူးဘ
ဘေဘီမဲလေကိုအေးချင်နေလာကိုစောကြီးထလာရတာဘေဘီကစူးမချချင်ဘူးလားလာဆိုလာကွာတတိယသူ့ကိုအတင်လှစ်ချလိုက်တယ်တဆင်ပြီးတဆင်သူ့လက်တွေကအငြိမ်မနေရှားကယုံနေပေမဲ့မရတာမို့လန်ရုပ်ပုတ်သာကျိုးစားလိုက်တယ်ဒယ်ဒီနော်ကလေးရှိတယ်စောစောစစ်စစ်သူများအိမ်မှာဒယ်ဒီလူစုအနိုင်ကျင့်တာကိုကလေးကကို့ထားပြီးပြေဖို့ကျိုးစားနေတာမရဘူးထပ်ပြီးတော့တစိတ်ခတ်ရမှာပဲကိုညံသားမှာပါနောက်ဆုံးတော့ဒယ်ဒီလက်မှာရှားကကြဆုံရတာပါဒယ်ဒီနဲ့ပတ်သက်ရင်ရှားကဘယ်တော့မှအနိုင်မယူတက်တဲ့သူဆိုတာချစ်တော်ဒယ်ဒီတယောက်ခန်းစားနာလေးကအကျဉ်းသာပူမိပါစေလေဟုတ်ကဲ့ပါရှင်ချစ်ရတဲ့ပရိသတ်ကြီးခုနဆင်ကြရတဲ့ချစ်စလန်ကောင်းလေးကတော့ချစ်တော်ဒယ်ဒီဆိုတဲ့ဇာတ်လမ်းလေးရဲ့အစားဆုံးလေးခုနဆင်ကြရတာပဲဖြစ်ပါတယ်ရှင်နောက်ရက်တွေမှာလည်းကျမတို့ရဲ့ channel လေးကနေစိတ်ဝင်စားစရာချစ်စလန်ကောင်းများစွာကိုရွေးချယ်ပြီးတင်ဆက်ပေးသွားအောင်ပါမို့စောင့်မျှော်ပေးနာဆင်အားပေးကြပါအောင်ရှင်နောက်ဆင်အားပေးကြတဲ့တယောက်တစ်ယောက်ချင်းတိုင်းကိုစိတ်ချမ်းသာခြင်းကိုယ်ရေးချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေလို့ဆုမကောင်းတောင်းပေးလိုက်ရပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်